လို့တော့ဘူးဘာကြောင့်လဲဆိုတော့အခုကတာမြို့စကိုင်းတိုင်းကတာမြို့တိုင်းနေတဲ့အချိန်မှာကြံတဲ့မကွေးတိုင်းတို့ပဲခူးတိုင်းတို့အလကားမနေဘူး KIA လည်းအလကားမနေဘူးရခိုင်လည်းအလကားမနေဘူးတွေ့လားအဲ့ဒါမှအလားဘယ်လန်းကိုပြေးမလဲဟိုက်ဖာတယ်မသားအင်္ဂလိပ်လိုခံအင်္ဂလိပ်ကဘာဖြစ်လို့လဲအင်္ဂလိပ်ကနေပါခွေးမရလိုက်တဲ့အများကြီးပဲကောင်းတယ်နော်ကောင်းတဲ့လူနဲ့အလိုခံတာဘာမှဖြစ်ဘူးနော်နေတော့တွေကလူကိုတတ်တဲ့လူနဲ့အလိုခံလို့ဆိုရင်နေတော့တွေကခွေးတဲ့ဆိုတာโอเคနော်ကောင်းတဲ့လူတွေဆိုရင်ဖင်ခံလိုက်အလိုခံလိုက်ပြဿနာမရှိဘူးတမ်းမြင်မပြက်စီဘူးမျိုးလည်းမပြက်ဘူးโอเคနော်မကောင်းတဲ့လူရောက်မှလည်းတော့ဖင်ခံလိုက်လို့ဆိုရင်အမျိုးပါပြက်မယ်တမ်းပြီပါပြက်မယ်နော်အဲ့တော့မင်းတို့ဘောမလောက်လူတတ်သမားနဲ့ဖင်ခံတာမင်းတို့ဘောမတွေပဲစီးတယ်မင်းတို့လောက်ဆိုင်ကောင်မြေလေးကောင်တွေလူတတ်သမားကိုအားပေးတာတမ်းပြီကိုဖျက်စီတာမျိုးကိုဖျက်စီတာမင်းတို့ဘောမဆိုင်ကောင်မြေလေးတွေပဲစီးတယ်နော်သူတော်ကောင်းတွေကလေသူတော်ကောင်းနဲ့ဖင်ခံလို့စင်ဖင်နဲ့ပဲခက်ခက်စပတ်နဲ့ပဲခက်ခက်ပစနဲ့ပဲခက်ခက်တမ်းပြီမဖျက်စီသွားဘူးစင်အမျိုးလည်းမပြတ်သွားဘူးစင်နော်ဒါမဲ့လူရောက်မှလူတတ်သမားစစ်မိတ်စာကောင်တခိုးထမြကောင်တမ်းပြီကိုရောင်းစားတဲ့ကောင်နဲ့တော့ဖင်ခံလို့စင်တော့ခွေးထက်ဆိုသွားမယ်နေတို့ရဲ့ဘဝတလိษံတက်ဆိုသွားမယ်နော်နေတော့ငါကမသိဘူးအဲ့ဒါပြောထားမယ်နော်ကဘာပမာဘသူနဲ့ဖင်ခံချင်လဲမွတ်စလင်နဲ့ဖင်ခံချင်တယ်လားခရစ်စတန်နဲ့ဖင်ခံချင်တယ်လားကရင်နဲ့ဖင်ခံချင်တယ်လားပမာနဲ့ဖင်ခံချင်တယ်လားကောင်းတဲ့လူဆိုရင်ခံလိုက်နော်မဖြက်စီသွားဘူးဒုက္ခမရောက်သွားဘူးစင်ဒါမဲ့မကောင်းတဲ့လူနဲ့တော့ဖင်ခံနေလို့စင်တော့ညိတ်ခံနေလို့စင်သွားပြီးတော့ခေါင်းခံနေလို့စင်ဖြက်စီကိုဖြက်စီမှာနော်အဲ့ဒါနေတော့ဘောမအောက်တန်းစားချီးစားကောင်တွေချီးစားမတွေလူအသိတရားမရှိတဲ့ကောင်တွေနော်စာတပိတပိအသိတရားမရှိကိုချင်းစားတရားမရှိစာနာစိတ်မရှိတဲ့နေတော့လို့အောက်တန်းစားဘောမတွေကြားပါစေနော်အဲ့ဒါကမို့ပြည်သူလူထုကိုပြောချင်တာတော့အခုအညာဘက်မှာပြီးတော့ဒီ2026မှာ2025မကုန်ခင်မှာ NUG တွေထောက်ပြန်တဲ့စာအရင်တော့ကဆိုရင်တိုင်းရင်းသားလက်နက်ကန်ကိုတို့ဦးဆောင်ခိုင်းတယ်အခုဆိုရင်2026မှာ NUG နဲ့ NUG လက်အောက်ကအဖွဲ့အစည်းအားလုံးစစ်တပ်နေတဲ့တိုင်းရင်းသားလက်နက်ကန်အဖွဲ့အစည်းနဲ့တို့တွေလက်တွဲပူးပေါင်းတော့တို့တွေဒီစစ်ရေးကိုဦးဆောင်တာနော်မကွေးတိုင်းမှာဆိုပြီးတော့မြို့တိုင်တိုက်ပွဲဆိုတာတစ်ခါတည်းပဲ6မြို့အခုဖွင့်နေတယ်လောက်နေတယ်နော်ပြီးတော့အရင်တော့ဆိုရင်အရင်တော့ဆိုတော့ခဏပြောတော့ဘူးကွာအခုဒီပြစ်စောက်ပိုင်မှာပဲပြောပြစီနော်ကတာမြို့တိုင်းနေတဲ့အချိန်မှာတခြားနေရာမှာအလကားမနေဘူးဥမာကတာစကိုင်းတိုင်းကတာမြို့တိုင်းနေတဲ့အချိန်မှာတခြားနေရာတွေကအလကားနေတယ်ငိန်နေတယ်ထိုင်ပြီးတော့ကျင့်နေလို့ဆိုရင်မအလကဒီကတာမြို့ကိုပဲဖိပြီးတော့လုံမှာနားလဲကြပြီတို့ဒီကတာမျိုးကိုသူအာရပရဘုံကျဲပြီးတော့စစ်ကြောင်းတွေထိုးမယ်အခုငါတို့ PDF တွေငါတို့ရဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်အဖွဲ့တွေတကယ်တိုက်နေတဲ့တိုင်းသားလက်နက်ကန်တွေကဘယ်လိုမျိုးပြူဟာတောင်းလဲဆိုတာကတာမျိုးတိုင်းနေတဲ့အချိန်မှာမအားလာတွေအာရပရထိုးစစ်ဆင်လို့အင်အားမရှိအောင်အာရပရဘုံကျဲလို့မရှိအောင်ကြံတဲ့နေရာတွေပါတိုက်ပွဲတွေဖွင့်တယ်ကွာကြံတဲ့နေရာတွေမြို့တွေတိုင်းတယ်ကွာပဲခူးတိုင်းနဲ့မကွေးတိုင်းစကိုင်းတိုင်းနဲ့မကွေးတိုင်းဆိုတာနီးလေးပဲနော်အဲ့ကြောင့်စကိုင်းတိုင်းမြို့တိုင်းနေတဲ့အချိန်မှာစကိုင်းတိုင်းအထိမနာအောင်မကွေးတိုင်းလည်းထပြီးတော့မြို့6မြို့တိုင်းလိုက်တယ်အဲ့ဒီမြို့6မြို့တွေမှာစစ်ခွေးတွေရပြီးတော့နော်မြို့6မြို့တာမှတိုက်ပွဲဖွင့်တယ်ဆိုရင်စစ်ခွေးအင်အားအများပြအဲ့ဒီနေရာမှာပါသွားပြီပြီးတော့နော်ငါတို့မကွေးတိုင်းဒါမြို့တိုင်းတိုက်ပွဲမလုပ်လို့ဆိုရင်အဲ့ဒီကတာမှာမအေလို့တွေကဖိမှာနော်ကတာမျိုးတိုက်နေတဲ့အချိန်မှာကချင်မှာလည်းနေမနာညမနာဗန်မောမျိုးကိုတိုက်နေတယ်တိုင်းနေတယ်စူးစမ်းပြီးတော့တိုင်းနေတယ်အေဘက်ကလည်းကြောက်ဖြူကိုစူးစမ်းပြီးတော့တိုင်းနေတယ်အဲ့ဒါနေတော့ခွဲမသားမအေလို့မင်းအောင်လိုင်ကဘယ်မှာသွားပြေးမလဲဟာနေရာတိုင်းမှာသူများတွေကဝိုင်းတိုက်နေပြီနေရာတိုင်းမှာသူများတွေကဝိုင်းတော့တိုင်းနေပြီအခုတိုင်းတဲ့မျိုးတွေအလုံးအကောင်လုံးအချက်ချာချအရေးကြီးတဲ့နေရာတွေတက်ပဲမအားလားအရန်အားကိုရတဲ့နေရာမအားလားအတွက်အရန်ကိုငွေစီးစင်းတဲ့နေရာဖြစ်တယ်နော်အဲ့ဒါ MUG တွေရဲ့လောက်တဲ့စစ်စင်ရေးမဟာဗျူဟာစစ်စင်ရေးဒီ AA နဲ့ဒီ KN နဲ့ပူပေါင်းတဲ့စစ်စင်ရေးမှာမို့လို့အရန်ကြိုက်တယ်အဲ့တော့ပြည်သူလူထုတွေထားပြီးတော့ပါဝင်ပူပေါင်းကူညီထောက်ပံ့ပေးကြပါမပြတ်သားတဲ့အဖွဲ့ကြတော့သူများဆောက်ဖက်မလုပ်တော့ဘူးโอเคနောက်ပြီးတော့နားလဲကြတာကရင်မပြတ်သားလို့ဆိုရင်ကရင်ကိုသူများဆောက်ဖက်မလုပ်တော့ဘူး TNL မပြတ်သားလို့ဆိုရင် TNL ကိုသူများဆောက်ဖက်မလုပ်တော့ဘူးသူများအနောက်မှာထားပြီးတော့လောက်ဆရာစီတာကိုသူများစစ်တက်နဲ့ဆက်ပြီးတော့လောက်သွားတယ်နော်အခုကရင်မလောက်လို့မကွေးတိုင်းငိန်လားကရင်မလောက်လို့စကိုင်းတိုင်းငိန်လားကရင်ပြည်နယ်မလောက်လို့ပဲခူးတိုင်းငိန်လားကရင်ပြည်နယ်မလောက်လို့ရခိုင်ငိန်လား TNL မလောက်လို့ကချင်ငိန်လားမငိန်ဘူးစင်အခုမှမခေါ်တဲ့နာမည်အားလုံးကအာရပါရစစ်တိုက်တော့မေအေလို့ကိုစော်နေတယ်စစ်ခွေးဘယ်စစ်ကြောင်းဘယ်ထိုးဘယ်နဲ့စစ်ကြောင်းပဲတက်လာအင်အားဘလောက်ပဲစစ်ခွေးနေတိုင်းတိုင်းသေးတယ်နော်အများအပြားအလင်းဝင်တယ်အများအပြားသေးတယ်အစင်လက်နဲ့ဖမ်းမိတယ်အသေးအစင်အများကြီးပဲပြီးတော့ဒီအညာဘက်က
အဲကြောင့်မတို့တိုင်းရင်းသားတွေမြန်မာပြည်သူလူထုမြန်မာပြည်သူပြည်သားအားလုံးမြန်မာပြည်ဖွားအားလုံးဘဲဘာသာဘာလူမျိုးမဆိုဘဲနေရာမှာဘဲနေနေဘဲနိုင်ငံမှာဘဲနေနေဒီ2027မှာအရောက်တိုင်းပြန်လဲပူပေါင်းစီလုံးပြီးတော့လက်တွဲကန်ပြီးတော့အာနာစင်လူရောက်မှာကိုယ်မှတိုက်ထုတ်ပေးကြပါထမင်းစားတဲ့လူတွေဆိုရင်ပေါ့နော်ချီးစားတဲ့လူဆိုရင်ပါဝင်စရာမလိုဘူးချီးစားပြီးတော့လူစကားနားမလဲတဲ့ဆိုရင်ပါဝင်စရာမလိုဘူးစင်နော်အဲကြောင့်မို့ဒီနေ့ဒီမကွေးတိုင်းအတွက်စစ်စင်ရေးမမိုးအလူမမိုးကလိုင်းလွှင့်တဲ့အချိန်မှာ view မတက်ဘူး view မတက်တော့မမိုးက post တိုလေးတွေပြန်တော့တင်တယ်မိုးအထွန်ကမှာပေါ့နော်မကွေးတိုင်း campaign ပြည့်သွားအောင်ကျန်တဲ့ campaign တွေလည်းအများကြီးနဲ့ပြည့်သွားအောင်နော်အဲ့တော့မပြောနေတဲ့ဗီဒီယိုကိုဘောမတကောင်တွေကလာပြီးတော့ပြောတာပေါ့နော်နင်တို့ရဲ့တော်လန်ရေးကိုမှန်ရက်လားတဲ့နင်တို့ရဲ့တော်လန်ရေးမှန်ရက်လားတဲ့နင်တို့ရဲ့တော်လန်ရေးနင်တို့ကြိုက်တွေထောင်ပြီးတော့ပတ်စံတွေတောင်းတယ်တဲ့โอเคပြောမယ်နော်အဲ့ဒီကြိုက်တွေထောင်တာငါတို့တိုင်းဒါလည်းနဲ့ကန်ပဲမဟုတ်ဘူးငါတို့ PDF တွေပဲမဟုတ်ဘူးနေတို့စစ်ခွေးစစ်သားအပါဝင်ပဲနေရတိုင်းမှာဒါပေမဲ့နှစ်ခုနှမျိုးကတော့ရှိတယ်တစ်ခုကတော့ငါတို့ PDF တွေဘက်ကဗလဲကြိုက်ထောင်လို့စရင်ရတဲ့ငွေဒီအဲ့မထက်ပဲနေတို့ခွေးတေဖို့အတွက်ပြန်တော့ကြွေးတာโอเคနော်နေတို့ခွေးတွေတေဖို့အတွက်စီစံဖို့ပြန်တော့ဝယ်တယ်လက်နဲ့တွေပြန်တော့ဝယ်တယ်တော်လန်ရေးနိုင်ဖို့အတွက်နော်အဲ့ဒီတော်လန်ရေးပစ္စည်းကိုပြန်တော့ဝယ်ပေးရတယ်နေတို့တွေကိုကြွေးပေးရတယ်မြို့တွေသိမ်းတယ်ကွာဒါပေမဲ့နောက်တစ်ခုကျတော့နေတို့နဲ့ဖင်လို့ဖင်ခံတဲ့စီးပွားရေးအဖွဲ့ပြောမစတော့တော်လန်ရေးအတူရောင်ဆောင်အရေးချုံဖွဲ့ကြတော့ပက်ဆန်ရလို့စရင်မင်းတို့ကိုမသားပဲနဲ့အဲ့ထဲမှာထည့်တာနော်အဲ့ဒါတို့ခွဲချတာမယ်နော်စစ်ခွေးစစ်သားစစ်ဘလူးစစ်မိတ်ဆာကောင်ရန်သူကိုတကယ်တက်တဲ့အဖွဲ့အစည်းကပြည်သူငွေပဲရကြိတ်ထောင်ပြီးတော့ရတဲ့ငွေပဲရဘဲအကောက်ခွန်မဆိုရတဲ့ငွေဒီနေတို့သေဖို့အတွက်ပဲကြည်ဖို့တွေပြန်တော့ဝယ်တယ်လက်နဲ့ခရမ်းတွေပြန်တော့ဝယ်တယ်နော်အဲ့ဒါတို့ဘောမတွေသိဖို့နော်ငါတို့တော်လန်ရေးကမမှန်ဘူးတဲ့မှန်ရလားပြီးတော့ဗာလဲဆရာမကိုတတ်တယ်တဲ့ပြည်သူကိုတတ်တယ်တဲ့ငါတို့တော်လန်ရေးသမားစစ်မှန်တဲ့တော်လန်ရေးသမားအဖွဲ့အစည်းကလေပြည်သူကိုကာကွယ်တာပဲရှိတယ်ပြည်သူလွတ်မြောက်ဖို့အတွက်ပဲလုပ်တယ်မြန်မာပြည်ကြီးလွတ်လပ်ရေးဒီမိုကရေစီဖက်ဒရယ်ရဖို့အတွက်ပဲလုပ်တယ်နော်ပြည်သူကိုတတ်ရမှာလူကိုတတ်ရမှာငါတို့မတတ်ဘူးစင်ငါတို့တွေကတတ်မယ်ဆိုရင်ခွေးပဲတတ်မယ်နော်ပြည်ဖြက်မျိုးဖြက်တိုင်းမျိုးဖြက်အပြစ်မရှိတဲ့ပြည်သူလူထုကိုဘုံကျဲတပ်ဖြတ်နှိပ်စက်တဲ့ခွေးမျိုးတွေမိတ်ဆာကောင်တွေစစ်ဖလူကောင်တွေတခိုးထမြလူရောက်မှာကောင်တွေပဲငါတို့တတ်မှာနော်အဲ့ဒီကြားထဲမှာနေတော့ပြောတယ်အဲ့ဒီဆီယာမတွေလားဘာညာတလကလားနေတော့မအားလားခွေးဖြစ်လို့ရှိရင်မအားလားခွေးဖြစ်ပြီးကောင်းမအားလားခွေးဖြစ်ပြီးတော့ရိုးဖြစ်လို့ရှိရင်ပြဿနာမရှိဘူးโอเคနော်မအားလားခွေးဖြစ်ပြီးဒလန်ဖြစ်တယ်တည်င်းပို့တယ်တော်လန်ရဲသမားတွေထိခိုက်အောင်အန်ဒီယစီအောင်တကယ်တော်လိုင်းမှာပေါင်တဲ့ပြည်သူလူထုတွေအန်ဒီယစီအောင်နေတော့တည်င်းပို့လို့ရှိရင်မင်းတို့ကိုစင်းမှာနော်စစ်ခွေးစစ်သားစစ်ဘလူးရန်သူရဲ့အလောက်ကိုလှုပ်ပေးတဲ့ဘယ်ကောင်ဘယ်မှမဆိုနော်စင်းမှာနော်မင်းတို့တယောက်ကြောင့်စစ်ခွေးတကောင်ဆိုရင်ပြည်သူလူထုတယောက်တတ်တယ်ကွာထားလိုက်ပါတော့မင်းတို့ဒလန်တကောင်ဆိုရင်ပြည်သူလူထုအများကြီးတို့ဗလဲနေတို့အများကြီးဒုက္ခပေးလို့ရတယ်စစ်စင်ရေးတစ်ခုသာဖြတ်စီလို့ရတယ်ဒလန်တကောင်ကြောင့်စစ်စင်ရေးဖွင့်မဲ့စစ်စင်ရေးတစ်ခုကတည်င်းပေါက်ကြလို့ဆိုရင်ဒလန်တယောက်ကြောင့်နော်စစ်စင်ရေးဖြတ်စီတယ်ဒလန်တယောက်ကြောင့်နော် PDF တွေတတရင်လုံးကြဆောင်လို့ရတယ်အဲကြောင့်မင်းတို့ဒလန်ပြီးစစ်ခွေးတဲ့ဆိုတဲ့အတွက်ကြောင့်ဒလန်ကိုသိလို့ဆိုရင်ပြပြတာနဲ့ဆင်းပါပြပြတာနဲ့ဖမ်းပါပြပြတာနဲ့ဆင်းထုတ်ပါထားလို့မရဘူးနော်ဒလန်ဆိုတာမအားလာရဲ့တောက်တိုင်ကြီးစားပဲနော်အဲ့ကြောင့်အဲ့ဒီဒလန်ကိုငါတို့ဆင်းလိုက်လို့ဆီယာမကိုဆင်းတယ်ဒလန်ကိုငါတို့ဆင်းလိုက်လို့ပြည်သူကိုဆင်းတယ်လို့မပြောနဲ့နေတော့ဒလန်တွေကခွေးထက်ဆိုနေတာနေတော့ဒလန်တွေကလူစိတ်မရှိဘူးနေတော့ဒလန်တွေကြောင့်နေတော့လို့ဘောမလူရမှာတွေကြောင့်မအားလာအာနာစင်အာနာယူအသက်စီအောင်မအားလာပြည်သူလူထုကိုဆက်ပြီးတော့တတ်အောင်ပုံကြမင်းတို့တွေကမြောက်ပိတ်နေတဲ့ကောင်ကြောင့်နော်ဒီမအေလို့အသက်စီတာနော်အဲ့ဒါနော်မင်းတို့ဒလန်တွေဘလောက်ပဲမများငါတို့ပြည်သူလောက်တော့မများဘူးမင်းတို့ဘောမတွေဘလောက်ပဲမများငါတို့ပြည်သူလောက်မင်းတို့မများဘူးမင်းတို့စစ်ခွေးတွေဘလောက်ပဲမများငါတို့ပြည်သူလောက်မများဘူးโอเคနော်အခုနော်အားရစရာကောင်းတဲ့သတင်းတွေပြည်တို့မမိုးခုနကတော့ပြောတဲ့သတင်းပဲနော်အခုစကိုင်းတိုင်းမြို့သိမ်းနေတဲ့အချိန်မှာမကွေးတိုင်းနဲ့ထိုင်မကြည့်ဘူးမကွေးတိုင်းနဲ့မြို့တွေသိမ်းပြီးတော့နော်စူးစမ်းပေးတယ်နော်မကွေးတိုင်းသိမ်းနေတဲ့အချိန်မှာကချင်အလကားထိုင်ကြည့်လားကချင်အလကားထိုင်မကြည့်ဘူးကချင်လည်းနေ့တိုင်းသိမ်းတယ်ကချင်နေ့တိုင်းသိမ်းနေတဲ့အချိန်မှာရခိုင်အလကားထိုင်ကြည့်လားရခိုင်အလကားထိုင်မကြည့်မနဲ့ရခိုင်အာရပါရသိမ်းတယ်နော်တကယ်တိုက်တဲ့နေရာမှာအာရပါရလုပ်တယ်မတိုက်တဲ့ကောင်တွေပဲလူတွေဘလောက်ပဲတည်မအားလားဘလောက်ပဲဘုံကျဲဘယ်နေရာပဲမြို့တက်ဝဲစစ်ကိုနဲ့မဆန်တလို့တိုင်ပတ်နေတဲ့မအေလို့ဖာတီတွေပဲရှိနေတာโอเคနော်မအေလို့ဖာတီတွေကနိတိကူပွဲတွေလောက်လိုက်ဟိုပွဲတွေလောက်လိုက်ဒီပွဲတွေလောက်လိုက်ဖျားပွဲတွေလောက်လိုက်အခုကတော့ဗာလဲသူတို့ BGA ကနေ KNA တဲ့ BGA ကနေ KNA ကပြောပြီးဟာဟုတ်2023တော့နော်ဆိုင်မမရှိဘူးလား2023တော့မောင်ချစ်သူက BGA ကနေ KNA လောက်တယ်တဲ့ KNA လောက်ပြီးတော့မအားလည်းကျွန်တော်ဖင်ခံတယ် KNA လောက်ပြီးတော့စစ်ရေးတကိုပြန်တော့တစ္ဆာဖောက်တယ်ကရင်ပြည်နယ်မှာတင်ရတဲ့စခန်းလားပြူဟာ
ွာကောင်းလားဘယ်နေရာဘယ်ဒေသမဆိုဒီမအေလို BGF တွေပဲဒီ KNA တွေပဲပြန်တော့တင်မမလောက်ပေးတာလေအခုကြတော့ဗာလဲကြားဖြတ်ကနေပတ်သက်ပြီးတော့ BGF မဖြစ်တော့ဘူး KN ဖြစ်တယ်နော်မင်းတို့တွေကမင်းတို့နာမည် KNA လားစပလားလီလားမအေလိုလားဖေလိုမတွေလားမင်းတို့ဘာနာမည်ပဲပြောင်းမင်းတို့လူမပြောင်းလို့စရင်ဘာမှမပြောင်းလဲဘူးနော်မင်းတို့ရဲ့ခွေးစိတ်ဓာတ်တွေမင်းတို့ရဲ့လောက်ကောင်တွေရဲ့စိတ်ဓာတ်တွေမင်းတို့ရဲ့သစ္စာဖောက်စိတ်ဓာတ်တွေကမင်းတို့မပြောင်းလို့စရင်မင်းတို့နာမည်ကအလုံး1000အလုံး100မင်းတို့ပြောင်းလိုက်နော်လူသားမပြောင်းဘူးစိတ်ဓာတ်သာမပြောင်းဘူးဆိုရင်အလကားပဲနော်အခုချိန်မှာမမမွာတတင်းကြတာ KNU နဲ့ BGF KNA တွေကအခုအစည်းအဝေးတွေတက်နေတဲ့စကားပြောနေတဲ့တဲ့ဘာညာတလကပြောထားမယ်နော်မင်းတို့တွေကစောက်ဆက်တရားမရှိဘူးနော်လူတွေဘလောက်ပဲဆက်ဆက်ဘလောက်ပဲဝေဖန်ပဲနော်တော်လန်ရေးအခု6နှစ်ဝင်လာပြီမင်းတို့ကရင်အဖွဲ့တွေကထိုင်ပြီးတော့အစည်းအဝေးတက်ရမယ့်အချိန်လားဟာငါပြောမယ်မင်းတို့ BGF တွေမင်းတို့ KNA တွေမင်းတို့ KNU တွေတကယ်ပြတ်သားချင်လို့စင်ရင်မင်းတို့ဘယ်နေရာမှမတက်လဲပြဿနာမရှိဘူးမင်းတို့ကရင်ပြည်နယ်ပဲမင်းတို့သိမ်းပါလား no မင်းတို့ဘာတွေအစည်းအဝေးတွေတက်ပြလဲဟာနေပြီးတော့မင်းတို့မဝင်ချင်တဲ့ပြဿနာမရှိဘူးအညာဘက်ကမင်းတို့မဝင်တိုက်ချင်တဲ့ပြဿနာမရှိဘူးဘယ်နေရာမှမင်းတို့မကူညီချင်တဲ့ပြဿနာမရှိဘူးကရင်ပြည်နယ်မှာပဲစီးတဲ့စစ်ခွေးတွေကိုမင်းတို့ဝိုင်းပြီးတော့မောင်းထုတ်လေမင်းတို့ဘာတွေအစည်းအဝေးတက်နေတာလဲရန်သူကမင်းတို့ရဲ့ဘေးနားမှာပဲစီးနေတာရန်သူကမင်းတို့အဆင့်မှာပဲစီးနေတာမင်းတို့ဘာအစည်းအဝေးတက်နေတာလဲဟမ်အခုချိန်မှာKNAပါမလားတိုက်မလားငါတို့လည်းပါလားတော့ပြောမယ့်စကားမဟုတ်ဘူးတို့ပြောမယ့်အချိန်မဟုတ်ဘူးโอเคနော်2026ရောက်ပြီဘယ်နေရာမှဝင်မတိုက်ချင်ဘူးလဲပြဿနာမရှိဘူးကိုပြည်နယ်မှာစီးတဲ့စစ်ခွေးစစ်သားရန်သူမိတ်ဆာကောင်ပဲမောင်းထုတ်ပေးမင်းတို့မလုပ်ဘူးလေဟမ်အခု2026တလပိုင်းမှာမို့အကြားတာပါလဲ KNU နဲ့ KNA တဲ့အစည်းအဝေးတွေတက်နေမယ်စကားပြောမယ်တို့ဘာတွေလုပ်မလဲတော့မသိဘူးဟာအဲ့ဒါမင်းတို့စကားပြောရမယ့်အချိန်လားမင်းတို့လက်ထက်မှာမင်းတို့ကင်ထားတဲ့လက်နဲ့ကလီမဟုတ်ဘူးစပမဟုတ်ဘူးလက်နဲ့တီးသူထောက်ပံ့ပေးတဲ့လက်နဲ့တွေကတိတ်ကိုင်းမဟုတ်ဘူးမေအေလို့တွေရဲ့နော်မင်းတို့စစ်ခွေးကိုတိုက်ဖို့ထောက်ပံ့ပေးတာနော်မင်းတို့စစ်ခွေးကိုတိုက်ဖို့ထောက်ပံ့ပေးတာမင်းတို့ကင်စစ်သားအားလုံးအကောင်လုံးစစ်တိုက်လို့တာကုန်ပြီအကောင်လုံးလည်းလက်နဲ့ခံရပြစ်ဆောင်တယ်မင်းတို့လောက်ပြစ်ဆောင်တာမင်းတို့ပဲရှိတယ်မင်းတို့လောက်အင်အားကြီးတာမင်းတို့ပဲရှိတယ်မင်းတို့လောက်လူအဖွဲ့အစည်းများတာမင်းတို့ပဲရှိတယ်ဟာရန်သူကသာမင်းတို့တကယ်တိုက်မယ်ဆိုရင်တို့ဘာစကလုံးမှညှိနှိုင်းစရာမလိုဘူးကိုအမျိုးကိုပြောတယ်လို့ကိုတကယ်ချင်းလို့စင်အစည်းအဝေးတက်စရာမလိုပါနဲ့ငါကရင်တခြားနေရာမှာငါမကူညီတဲ့ငါကရင်ပြည်နယ်တက်ငါကာကွယ်မဲ့စိတ်နဲ့လူစိတ်နဲ့လောက်ပြလေဘာဖြစ်လို့မလုပ်ငါကရင်ပါဆိုမှငါကရင်အင်ကြီးဝတ်တယ်ဆိုမှပဲကရင်အလန်တွေထောင်းတယ်ဆိုမှပဲအစည်းအဝေးတက်ပြနေတယ်ဘယ်လိုလုပ်မလဲတဲ့ဟာရန်သူကကရင်ပြည်နယ်တပြည်နယ်လုံးစီးနေတယ်နေတော့တိုက်ချင်တဲ့နေရာတိုင်းမှာစီးတယ်ဖိအားတယောက်ဖိအားမှုလည်းမရှိဘူးဘယ်သူမှလည်းနေတော့ကိုကန့်ကွက်တာတားဆီးတာမရှိဘူးလက်နဲ့ခရမ်းဆိုရင်နေတော့ဖုံးဆဲလိုက်ထိုင်းနိုင်ငံမှာနေတော့တခါတည်းပဲပို့ပေးတယ်တခြားနယ်လိုမျိုးတလနလစောက်ရတယ်မရှိဘူးမင်းတို့မလောက်ချင်လို့မင်းတို့ဟိုအကြောင်းပြဒီအကြောင်းပြမအေးလို့တွေနော်အဲကြောင့်မမွာကရင်လူမျိုးတွေနော်ဗမာလူမျိုးတွေရခိုင်လူမျိုးတွေဘယ်လူမျိုးပဲပါတာမဆိုတကယ်တိုင်းတဲ့နေရာကိုထောက်ပံ့ပါဒီလိုမျိုးစစ်ရေးကိုကစားမအားလားအသက်စအောင်နော်ဒီလိုမျိုးတော်လာရေးကိုအကြောင်းပြပြောတစ်မျိုးလောက်နေတဲ့မအေးလို့စီးပွားရေးလက်နဲ့ကင်အဖွဲ့အစည်းဒီနယ်တွေကိုသွားပြီးတော့မထောက်ပံ့နဲ့နော်အခုမကွေးတိုင်းပြီးတော့မြို့တိုင်းတိုက်ပွဲတစ်ခါတည်း6မြို့ဖွင့်နေတယ်နော်ကသာမလည်းမအေးလို့မင်းအောင်လိုက်အာရပရစစ်ကြောင်ထိုးဖို့လဲသူ့အင်အားမလောက်နော်မကွေးတိုင်းမှာလည်းအာရပရမြို့6မြို့တော့မှသူစစ်ကြောင်ထိုးဖို့လဲသူအင်အားမလောက်โอเคဘမ်းမော်ကချင်ဘက်မှာလည်းအာရပရအဲ့ဒီဘမ်းမော်မျိုးတင်ရဖို့အတွက်ကချင်ဘက်ကလည်းစ조사ရခိုင်ဘက်ကလည်းကြောက်ဖြူမျိုးတင်လို့ရပြရောက်ခံနေစ조사အဲ့တော့မအေလို့မရလိုက်ဘယ်ကိုသွားပြေးမလဲအဲ့ဒီကြားထဲမှာငါတို့ပြည်သူကသာလူမျိုးမဆွဲပေါက်ကိုမဆွဲပဲနဲ့တခါတည်းထပြီးတော့ဝမ်းပြီးတော့ထောက်ပံ့ပေးလို့စင်မအေလို့သေပြီဒီနေ့မအေလို့သေပြီအဲ့ကြောင့်မပြောတဲ့ဒီ2026မှာမင်းတို့ဆောင်ရမယ့်နေ့မဟုတ်ဘူးမင်းတို့အကောင်လုံးပြန်လာပြီးတော့ပူပန်ရမယ့်နေ့မင်းတို့အကောင်လုံးဒီအာနာယူကိုတိုက်ထောက်ရမယ့်နေ့မင်းတို့ဆောင်ရမယ့်နေ့မဟုတ်ဘူးနော်အခုမအားလားခွေးတဲ့ဘက်ကကိုယ့်ရဲ့လူလို့နော်ကိုယ့်ရဲ့လူလို့သူ့ဘက်ကလူလို့နဲ့စာတွေထောက်ပြန်တယ်ဘယ်လိုမျိုးစာတွေထောက်ပြန်လဲသူ့ရဲ့စာတစ်စောင်ကအော်လူငယ်တို့ရေငါပြောချင်တဲ့စကားတစ်ခုလေနေတို့ငါ့စိတ်မစိုးနဲ့တော့တဲ့ဒီ2026မှာနေတို့အားလုံးနိုင်ငံသားမှာထွက်သိမ့်ပြီးတဲ့ဘာညာတလကပေါ့နော်ဟေးနော်မမပြောမယ်လို့လူငယ်ကိုနိုင်ငံသားမှာခေါ်ပြီးလူငယ်ကိုနိုင်ငံသားမှာထွက်သိမ့်ပြီးအဲ့လိုမျိုးအားပေးတဲ့စကားစစ်ခွေးစစ်တပ်ဘက်ကလူပဲကိုပြည်သူဘက်ကလူကမဟုတ်ဘူးပြည်သူတွေတကယ်အာနာစင်အာနာယူကိုတော်လန်တဲ့သူတွေတကယ်လွတ်မြောက်ချင်တဲ့သူကဒီတော်လန်ရေးကကြားလေလေသူတို့ပို့ပြီးတော့စ조사လေလေပဲနော်ဒီတော်လန်ရေးကအရင်တော့တော်လန်ရေးနဲ့မတူဘူးနော်အရင်တော့တော်လန်ရေးကကြားလာလို့စရင်သူတို့တွေသွေးအေးသွားတယ်နောက်ဆုတ်သွားတယ်စိတ်ပြက်သွားတယ်ကြောက်စိတ်တွေစိလာတယ်ပြီးတော့
ငိမ့်ချမ်းရဲ့အတူရောင်ဆောင်ကိုထိုးလိုက်တယ်ရန်သူနဲ့လက်တွဲပြီးတော့ဖင်လို့ဖင်လိုက်ပြီးတော့အခုထိစီပွားရေးလုပ်တယ်ဒီတော်လန်ရဲ့မဟုတ်ဘူးဒီတော်လန်ရဲ့ကြားလေးလေးငါတို့ပို့ပြီးတော့စီယုံလေးလေးပဲဒီတော်လန်ရဲ့ကြားလေးလေးငါတို့ပို့ပြီးတော့အင်အားကြီးလေးလေးပဲဒီတော်လန်ရဲ့ကြားလေးလေးငါတို့ပို့ပြီးတော့ပါဝင်ထောက်ပံ့ပေးလေးလေးပဲဒီတော်လန်ရဲ့အစကတည်းကဘဲအလူစင်ဘဲပြည်သူမအကျွေးမတက်ဘူးတော်လန်ရဲ့ကြားလာတော့အကျွေးတက်လာတယ်ဘာလို့ဆိုတော့တော်လန်ရဲ့တစ်ခါတည်းအမြန်ဆုံးပြီးဖို့နော်ငါတို့တွေကအစပေါင်းများစွာပါဝင်ပြီးတော့လှုပ်ပေးတယ်နော်ဟုတ်တယ်အနည်း60ဖိုးဖွားခိအဖေမေခိဟုတ်လားအဲ့ဒီဖိုးဖွားခိတော့ဆိုရင်လူကြီးမပြတ်သားဘူးအဲ့ဒီဖေမေခိလည်းလက်နဲ့ကန်တဲ့လူတွေလည်းမပြတ်သားဘူးတိုက်တော့တိုက်တယ်လောက်တော့လောက်တယ်ဒါပေမဲ့ပြီးတဲ့အထိနိုင်တဲ့အထိမလောက်တဲ့အတွက်ကြောင့်ငါတို့ခေကြတော့မနိုင်မချင်းမပြီးမချင်းငါတို့ပြီးအောင်လုပ်မယ်ငါတို့နိုင်အောင်လုပ်မယ်နော်အဲ့ဒါဘယ်နိုင်ငံမှာပဲနေမြန်မာပြည်သားဖြစ်နေတဲ့တည်းနော်သူများနိုင်ကိုကမြန်မာပြည်မှာကိုမွေးလာတယ်ကွာကိုဖွားလာတယ်ကွာမြန်မာပြည်ဖွားဖြစ်တယ်ကိုပါလူမျိုးပဲပါတာမစိုးတခြားနိုင်ငံမှာရောက်ပြီလေတခြားနေရာမှာရောက်ပြီလေငါမြန်မာပြည်သားတယောက်အနေနဲ့ငါနိုင်ငံဒီစက်တနာရှိနေတယ်နော်ငါမွေးဖွားလာတဲ့ငါရဲ့နိုင်ငံဒီခွေးတွေအောက်ချောက်နေတယ်အဲ့ဒီခွေးတွေအောက်ချောက်တဲ့နိုင်ငံလူတွေဘယ်လောက်ဒုက္ခရောက်လဲလူတွေဘယ်လောက်သေလဲလူတွေကဒီစစ်ခွေးကိုပြန်တော့တောင်းလာဖို့ဘယ်လောက်စ조사လဲဆိုတာကိုအသိတရားတွေစီလို့ရှိရင်ဒီတော်လန်ရဲမှာကိုပါဝင်တဲ့တယ်ပါဝင်တဲ့ဆိုတာမြန်မာပြည်မှာပြန်ပြီးတော့လက်နဲ့ထိုင်ပြီးစစ်ခွေးကိုတိုက်ဆရာမလို့ဘူးကိုရတဲ့နေနဲ့ပါဝင်ငွေအင်အားထောက်ပံ့ဒီဘက်မှာနေတဲ့သူငွေအင်အားထောက်ပံ့ဒီတွင်းမှာနေတဲ့သူကတော့လူအင်အားလုပ်မယ်ရရနေနဲ့လုပ်ပေးရမယ်နော်အဲ့ဒါမမောကအမေတကယ်ဆိုရင်လိုင်းလွှင့်တာနဲ့ကမ်ပိန်းဒီမကွေးတိုင်းအတွက်တစ်ခါတည်းလူခံပေးချင်တာဒါပေမဲ့ဒီအမှန်တရားတွေမမုံပြောလို့ရှိရင်တချို့လူတွေကနားမလဲဘူးတော်လန်ရေးနိုင်ဖို့ငါတို့ဘယ်လိုမျိုးလောက်ရမလဲနိုင်ငံရေးကောင်းလာဖို့ငါတို့ဘယ်လိုမျိုးလောက်ရမလဲတော်လန်ရေးနိုင်မှနိုင်ငံရေးကောင်းလာမယ်တော်လန်ရေးနိုင်ဖို့ကဘာလို့အပ်လဲငွေလိုအပ်တယ်ကြီးလိုအပ်တယ်ကြီးစံလိုအပ်တယ်လက်နဲ့ခဲရလိုအပ်တယ်โอเคနော်ပြည်သူလူထုအင်အားလိုအပ်တယ်စီလုံးဖို့လိုအပ်တယ်ညီညွတ်ဖို့လိုအပ်တယ်နော်အဲ့တော့ဘောမတွေဘောထိုင်နေတော့ဘောဘလောက်ပဲမမနေတော့ဘောပဲနေလုံးပဲထန်းထန်းနေတော့ဘောတွေဘလောက်ပဲငုံငုံဒီတော်လာရင်မပြီးမချင်းမီတို့အိမ်တော့ရောက်မှာပဲမီတို့လူတွေလည်းပါသွားမှာပဲမီတို့ချစ်ရတဲ့မီတို့ရဲ့တယံစာတအိမ်လားမြေလားတနေ့ကျလို့ဆိုရင်စစ်ခွေးစစ်တပ်ရဲ့အောက်စာဖြစ်စီပဲဖြစ်သွားမယ်နော်အာနာစင်အာနာယူဆိုတာလူစိတ်မရှိဘူးမီတို့ဘလောက်ပဲဘောမပါစေမီတို့ဘလောက်ပဲဒီတော်လာရင်နဲ့မီတို့နဲ့မဆိုင်ဘူးမီတို့နေပါစေနော်လူစိတ်မရှိတဲ့ကောင်က तू မနိုင်လို့ဆိုရင် तू ရနဲ့မီတို့ကိုဆွဲသွားမှာပဲနော်မီတို့ရဲ့သားသမီးတွေကိုသူတို့တေတွင်းထဲမှာပို့လိုက်မှာပဲမင်းပိုင်တဲ့ပစ္စည်းအောက်စာ तू အကောင်လုံးယူပြီးတော့ရောင်းစားမှာပဲ तू မနိုင်မချင်းအာနာယူရဲဆိုတာနားလဲလားအာနာယူရဲဆိုတာ तू နိုင်ဖို့အတွက် तू ရတဲ့နည်းနဲ့လောက်မှာပဲအဲ့တော့အဲ့ဒီမျိုးအာနာယူကငါတို့ဘယ်နည်းနဲ့မှထားလို့မရဘူးโอเคဘယ်ရက်ဘယ်လဘယ်အချိန်ဘယ်ခါမှငါတို့ထားလို့မရဘူးဘယ်စက္ကန့်တိုင်းမှာသူ့ကိုတက်ဆောင်ငါတို့ထားလို့မရဘူးသူ့လူအယောက်100တိုးလာလို့ဆိုရင်ကြီးစံဖို့အလော1000တိုးလာရမယ်โอเคငါတို့ဝိုင်းတော့ထည့်ပေးရမယ်သူ့လူအယောက်1000တိုးလာလို့ဆိုရင်ကြီးစံအလော1000ငါတို့ဝိုင်းတော့ထည့်ပေးရမယ်နော်မအေးလို့လူတကောင်တိုးလာလို့ဆိုရင်ငါတို့ဘက်ကလည်းကြီးစံအလော100နေရာတိုးလာပေးရမယ်အဆက်မပြတ်ကျွေးပေးရမယ်မအားလားအသက်စေဖို့ကသူ့အတွက်လက်နဲ့ကန်ပေးတဲ့သူမရှိမှသာ तू ကသူ့အတွက်လက်နဲ့ကန်ပေးတဲ့သူစီမတာလေ तू သက်စေမယ်သူ့အတွက်လက်နဲ့ကန်ပေးတဲ့သူမရှိလို့ဆိုရင် तू လုံးဝအသက်မစေဘူးအဲ့တော့သူ့လူရင်အားတိုးလာလို့ဆိုရင်ငါတို့ဘက်ကဝိုင်းပြီးတော့ဒီငရုတ်ဒီဖို့နလာဒီဖို့ထက်နော်သူ့ကိုတိုက်ပေးတဲ့ဖီရဲတွေကိုအာရပါရထောက်ပံ့โอเคအခုမကွေးတိုင်းတို့စကိုင်းတိုင်းတို့လောက်နေတာအာရဆရာကြီးနော်အဲ့ဒီမကွေးတိုင်းတို့စကိုင်းတိုင်းတို့ဘကိုးတိုင်းတို့တိုက်နေတဲ့ဖီရဲတွေနော်တကယ်တက်နေတဲ့တိုင်းသားလက်နဲ့ကန်တွေသူတို့ဘာတွေလိုအပ်လဲတေချာစကားပြောထိတ်ဆက်အစီဝေးတက်နော်ဘာတွေလိုအပ်လဲဆိုတာစကားပြောပြီးတော့ငါတို့ပြည်သူတွေဘက်ကဘလောက်နိုင်လဲထောက်ဖို့တယောက်ဆိုရင်ဘလောက်စာပေးလို့ရလဲဘလောက်တောင်းယူပေးလို့ရလဲနော်ရတဲ့အနေနဲ့စ조사ပေးကြပါလို့ပြောချင်ပါတယ်โอเคနော်ဒါအိမ်မဲမဟုတ်ဘူးโอเคမအားလားစနေတဲ့အချိန်မှာလဲစက်ကရိုက်လို့မဟုတ်ဘူးတကယ်တာတကယ်လည်းသိတယ်โอเคနော်မြန်မာပြည်သားအားလုံးကိုပြောချင်ပါတယ်ပြည်တွင်းပြည်ပရောက်မြန်မာပြည်သူပြည်သားအားလုံး54တန်းနော်ဘောမနိုင်ငံရေးငါနဲ့မဆိုင်တော်လန်ရေးငါနဲ့မဆိုင်လို့စရင်မင်းတို့ကြုံဖြစ်เสียမလို့ဘူးမဆိုင်လို့စရင်မင်းတို့စစ်ပြေးဆောင်เสียမလို့ဘူးမဆိုင်လို့စရင်မင်းတို့ယူမင်းတို့နိုင်ငံပြာကျเสียမလို့ဘူးဆိုင်နေတဲ့အတွက်ကြောင့်အဲကြောင့်မင်းတို့အလကားနေလို့မရဘူးစေတနာနဲ့ပြောတာနော်ငါအခုမြန်မာပြည်မှာလည်းမနေရဘူးထိုင်းမှာလည်းငါမနေရဘူးနော်ငါနိုင်ငံသားမှနေတာဒါပေမဲ့ခွေးတွေအောက်ချတဲ့နိုင်ငံအပြစ်မရှိတဲ့ပြည်သူတို့ကမတရားတပ်ဖြတ်ဖန်ဆီးနှိပ်စက်နော်အပြစ်မရှိတဲ့နိုင်ငံပြန်တော့ဖြက်စီပုံကျဲတယောက်နဲ့ပြန်တော့ရောင်းစားငါမြန်မာပြည်သားတယောက်နဲ့ငါလူစိတ်စစ်တဲ့လူတယောက်နဲ့ငါလောကလက်ခံလို့မရဘူးအဲ့တော့ဒီမေအေလောကနော်သူတေလို့တတ်တယ် तू ကဆက်ရမဟုတ်ဘူးနော်ဒါပေမဲ့ तू အများဆုံးတေအောင်ငါတို့ပါဝင်ပြီးတော့ဝိုင်းပြီးတော့တိုက်ထုတ်ဖို့ပဲလို့တယ်နော်ငါဒီနိုင်ငံမှာနေတယ်ငါဘယ်လိုမျိုးတိုက်ရမလဲငါတိုက်လို့မတတ်ဘူးပက်ဆာလူလေနော်နေလို့ဆက်ချေအခုမအားလားကိုငါတို့တတ်တဲ့အချိန်မှာအဲ့ဒီကြည်ဘိုးတွေက
နော်မိုးပေါ်မှာပြောကြလို့လားမဟုတ်ဘူးငါတို့ပတ်စံနဲ့ဝယ်ရတာအဲ့ဒါပတ်စံကလူနော်ကြည်ဖို့ပတ်စံနဲ့ဝယ်ရတယ်နတ်နတ်တီးပတ်စံနဲ့ဝယ်ရတယ်လက်နဲ့ပတ်စံနဲ့ဝယ်ရတယ်ခွေးတကောင်တင်ဖို့အတွက်ပတ်စံလိုအပ်တယ်ရန်သူတကောင်တတ်ဆောင်ဖို့အတွက်ပတ်စံလိုအပ်တယ်နော်ရန်သူကိုတတ်တဲ့အချိန်မှာမြန်မာပြည်ကြီးစစ်မှန်တဲ့ဒီမိုကရေစီဖက်ဒရယ်ရမယ့်အချိန်မှာနော်အလကားဆိုတာမရှိဘူးငါတို့ပတ်စံလိုအပ်တယ်နော်ပတ်စံအဓိကပဲပြီးတော့လူအင်အားပတ်စံမရှိတဲ့လူတွေစီစစ်တိုက်တာလို့ဆိုရင်စစ်တိုက်တဲ့နေရာမှာတော့ဝိုင်းတိုက်โอเคနော်စစ်တိုက်မတော့ဘူးစစ်တိုက်လို့မရဲဘူးနော်တစ်ဖက်တစ်လမ်းနဲ့ပဲကူညီနိုင်လို့ဆိုရင်ဒီဇိုင်းမနဲ့ပါဝင်ပါနော်ဒီလပါဝင်တယ်နောက်လပျောက်သွားတယ်မလုံးနဲ့နော်ဒီလပါဝင်တယ်နောက်လပျောက်သွားတယ်မလုံးနဲ့အစင်မပြေလို့ဆိုရင်မမို့တော့လာပြောမမို့ရလားစင်လူစင်တော့ပြောတာပါနော်အစင်မပြေဘူးရွာပြမယ်ဆိုရင်ရွာပြမယ်တချို့မှဆိုရင်ဘာမှလာမပြောဘူးပျောက်သွားတယ်၄လ၅လအဲ့လိုမျိုးဖြစ်နေနော်နိုင်စင်တယ်လူမြောက်စင်လို့ဆိုရင်ငါတို့တွေကဒီဇိုင်းမနဲ့လုပ်ပေးရမှာနော်နိုင်တယ်လို့နဲ့ကူညီဒီလနည်းနည်းပဲနိုင်လို့စင်နည်းနည်းပဲထက်နောက်လများများနိုင်လို့စင်များထက်ရတဲ့နေနဲ့ပါဝင်ပါအချိန်မဖြောင်းနဲ့မအေလို့အသက်စင်အောင်အာနာစင်အာနာယူလူရောက်မှာငါတို့အနာကောက်ဖြက်စီတဲ့ကောင်ငါတို့နိုင်ငံမစစ်အောင်လုပ်နေတဲ့ကောင်နော်ငါတို့ကြုံဖြစ်အောင်လုပ်နေတဲ့ကောင်ကိုသူ့ကိုထိုင်မကျင်းနဲ့သူ့ကိုအချိန်မပေးနဲ့ရတဲ့နေနဲ့သူ့ကိုတော်လန်ပါသူလူတွေတော်လာလို့စင်ဒီကြီးစားဖို့ပုံပြများလာအောင်ငါတို့စာပေးရမယ်နော်သူဒီထက်အင်အားကျလို့စင်ငါတို့ဒီထက်စူးစမ်းပေးရမယ်ငါတို့တွေ့ရလို့မရဘူးအဲ့တော့ဒီ2016မှာဘယ်နိုင်ငံမှာပဲရောက်တဲ့မြန်မာပြည်သားတွေဘယ်နေရာမှာပဲနေပါဝင်ပေးပါကူညီပေးပါအဲ့ဒီဘောမပြောတဲ့စာတစောင်ကဒီနေ့မှမို့ဖတ်ရတာမမို့ရဲ့အလူစင်တူကပြန်တော့ချဲလို့မို့ပြန်တော့တွေ့တာနော်သူက2016မှာလူငယ်တွေကိုအကောင်လုံးနိုင်ငံသားမှာထွက်ခိုင်းတယ်အဲ့ဒါစစ်ခွေးတွေရဲ့စကားအဲ့ဒါရန်သူတွေရဲ့စကားနော်2016မှာငါပြည်သူတယောက်နေနဲ့နော်မြန်မာပြည်မှာနေတက်လို့စင်ဆက်ပြီးတော့နေပေးပါရတဲ့နေနဲ့ကူညီနော်မနေချင်ဘူးနိုင်ငံသားမှာထွက်စင်ထွက်လို့ရတယ်ထွက်တဲ့အချိန်မှာဒါမဲ့နိုင်ငံရေးတော်လှန်ရေးကိုပြစ်ထားလို့မရဘူးကိုယ်နိုင်ငံကိုပြစ်ထားလို့မရဘူးငါနိုင်ငံသားမှာရောက်ပြီးဟဲ့ငါနိုင်ငံကိုမမေ့လို့မရဘူးမေ့လို့စင်တာတောင်းဝင်မချေတဲ့လူပဲအဲ့ဒါလူနိုင်ငံသားကောင်းမပီတတ်တဲ့လူပဲစာတတ်တဲ့ပီတတ်တဲ့အစ်စ်တရားစီလို့စင်ကိုယ်နိုင်ငံကိုချစ်ရမယ်ကိုယ်လူမျိုးကိုချစ်ရမယ်နော်ကိုယ်တောင်းဝင်ချေပေးရမယ်အဲ့ဒါပြောချင်ပါတယ်နော်ဗာလဲနောက်ပြီးတော့ဘောမတကောင်ငါပြောတယ်ဘသူမှမတော်လန်လို့စင်နေပဲဖင်လိုက်လေတဲ့ဟေးဘသူမှတော်လန်မတော်လန်နော်နေတို့အဘနဲ့ပတ်သက်ပြီးတော့နေတို့လူရောက်မှနဲ့ပတ်သက်ပြီးတော့မြန်မာပြည်ကြီးလူမြောက်တဲ့အတွက်နဲ့ပတ်သက်ပြီးတော့ဖင်ပဲလန်လန်စပ်ပတ်ပဲလန်လန်ရတဲ့နေနဲ့လန်ပြီးတော့တော်လန်မှာခွေးမသားတွေအဲ့ဒါသိဖို့နော်နေတို့ကခွဲခောက်မလားဘာခောက်မလားငါတို့ဘယ်လိုမျိုးခေါ်ကွာနော်မေအေလို့တော်သေလို့စင်ငါတို့ဘယ်လိုမျိုးလောက်ရမလဲငါတို့ကလောလောက်မှာပဲနော်ငရဲလည်းမကြောက်ဘူးနော်ဘယ်မေအေလို့ငါတို့တားလိုက်လို့ဒီစစ်ခွေးစစ်သားမိတ်ဆာကောင်လူစိတ်မရှိတဲ့ကောင်ငါတို့တားလိုက်လို့ဘယ်ငရဲကငါတို့လာတော့ဖမ်းမလဲငရဲဆိုတာအပြစ်စီတဲ့လူတွေပဲဖမ်းတာငရဲဆိုတာလူသက်သမားကိုပဲသူတို့ဖမ်းတာနော်ငရဲဆိုတာလူစိတ်မရှိတဲ့ကောင်ပဲသူတို့ဖမ်းပြီးတော့သူတို့ပြစ်ဒဏ်ပေးတာโอเคနော်အခုငါတို့တားတဲ့ကောင်တွေကလူမဟုတ်ဘူးကွာလူဖြစ်လို့စင်တန်းပြည်ကိုဘုံကျဲမလားလူဖြစ်လို့စင်ခလေးလူကြီးလူငယ်ဗိုက်ကြီးတဲ့ကိုဘုံကျဲမလားလူဖြစ်လို့စင်စာတင်ကြောင်းဖုန်ကြီးကြောင်းဘုံကျဲမလားလူမဖြစ်တဲ့အတွက်ကြောင့်လူရောက်မှာနော်မိတ်ဆာကောင်စစ်ခွေးဖလူးတွေဖြစ်တဲ့အတွက်ကြောင့်ငါတို့တွေကဆင်းထောက်ရတာငါတို့တွေကတတ်ဖြစ်ရတာရတဲ့နည်းနဲ့ငါတို့လောက်ရမှာပဲโอเคနော်ငါတို့တွေကလူစိတ်စီတဲ့အတွက်ကြောင့်ငါတို့တွေကအမှန်တရားဖျားတရားအမှန်တရားငါတို့ကြတဲ့အတွက်ကြောင့်မတရားမှုကိုငါတို့ထိုင်မကြည့်ဘူးကွာမတရားမှုကိုလောက်တဲ့ကောင်ကဘယ်ကောင်ပဲဝါမဆိုငါတို့ကလုံးဆင်းထောက်မှာနော်ငါတို့လူမျိုးကိုထိလို့စင်ငါတို့တိုင်းပြည်ကိုထိလို့စင်ငါတို့မြန်မာပြည်သူပြည်သားကိုထိလို့စင်ငါတို့လူငယ်တွေကိုထိလို့စင်ငါတို့မထားဘူးနော်ငါတို့ဒီလက်နဲ့ကန်တာပြည်သူအတွက်တိုင်းပြည်အတွက်လွတ်မြောက်ဖို့အတွက်ဒီမိုကရေစီဖက်ဒရယ်ငြိမ်းချမ်းရေးရဖို့အတွက်ငါတို့လက်နဲ့ကန်တာနော်လက်နဲ့ကန်ပြီးစစ်ခွေးစစ်သားမအေးလို့လိုမျိုးလက်နဲ့ကန်ပြီးတိုင်းပြည်ပြန်တော့ရောင်းစားလက်နဲ့ကန်ပြီးလောက်ချင်တယ်လို့ဗဒိန်ချင်းတခိုးထမဖြစ်လက်နဲ့ကန်ပြီးလူကိုတပ်ဖြတ်မဟုတ်မမှတဲ့ဆွဆွဲဖမ်းဆီးထောင်ချအဲ့တလိုမျိုးမဟုတ်ဘူးနော်အဲ့ဒါစစ်ခွေးတွေကိုစားမဲ့အချိန်မှာငါတို့ကြည်ဖို့လူခံတဲ့အချိန်မှာကြည်ဖို့လူလိုက်လို့စင်အာကုတို့ရမယ်ပြောနေတဲ့ကောင်တွေအလုံးမထားမင်းတို့ဖျားတရားမင်းတို့ပြောနေတယ်မင်းတို့ဒါဖျားတရားအစစ်မှန်ဖျားသားသမီးအစစ်မှန်ဖြစ်လို့စင်ဒီမတရားမှုကိုမင်းတို့ထိုင်တော့မကြည့်ဘူးဖျားတရားသားသမီးအစစ်မှန်ဖြစ်လို့စင်လူရောက်မှဗဒိန်ကောင်လူသက်သမားကောင်ကိုအလကားထိုင်မကြည့်ဘူးနော်ဒုက္ခနေတဲ့တတ္တဝါသက်ပေါင်းများစွာကိုမင်းတို့ပြောတော့ကူညီကယ်တင်ပေးရမှာโอเคနော်တချို့မှငါဖျားတရားလုပ်တယ်နော်လူကိုမတတ်ဘူးတဲ့ဟေးလူစိတ်မရှိတဲ့ကောင်ခလဲလူကြီးလူငယ်နော်ဗိုက်ကြီးတဲ့ကိုပြစ်သားဘုံကျဲတနိုင်ငံလုံးမီးစို့နော်ဖြက်စီနေတဲ့အဲ့ဒီခွေးမသားမိတ်ဆာကောင်တွေကိုလူလို့မပြောနဲ့နော်ငါလူတယောက်နေနဲ့ချင်းဆိုရင်ငါတတ်လို့မရဲဘူးโอเคနော်ဘာကြောင့်လဲအပြစ်မရှိတဲ့အတွက်ကြောင့်ပရွက်ဆက်ဆိုရင်လည်းငါတတ်လို့မရဲဘူးအပြစ်မရှိတဲ့အတွက်ကြောင့်
အစိတ်မရှိတဲ့တလိုက်ဆန်ကိုငါလုံးဝသားလို့မရဘူးဘာကြောင့်လဲအစိတ်မရှိတဲ့အတွက်ကြောင့်ငါသားမယ်ဆိုရင်အစိတ်ရှိတဲ့တလိုက်ဆန်အစိတ်ရှိတဲ့တတဝါနော်ပြည်သူလူထုကိုဒုက္ခပေးတဲ့တတဝါပြည်သူလူထုတွေကိုတတ်ဘလဲတတ်တဲ့တတဝါတွေကိုငါပြန်တော့တတ်မှာနော်ငါလူမျိုးအတွက်ငါသားသမီးအတွက်ငါတိုင်းပြည်အတွက်ချက်စီပြီးတော့တပ်ဖြတ်နေတဲ့ကောင်ကိုငါပြန်တော့တတ်မှာโอเคအစိတ်မရှိတဲ့ကောင်ငါတို့တတ်เสียရလည်းမလို့ဘူးအပြစ်မရှိတဲ့လူငါတို့လောက်เสียရမလို့ဘူးနော်အဲ့ကြောင့်ကိုလူမျိုးကိုချစ်တယ်ကိုတိုင်းပြည်ကိုချစ်လို့စရင်လူပီတာလို့စရင်အဲ့ဒီကိုလူမျိုးကိုတိုင်းပြည်ကိုပြန်တော့ဖြတ်စီတပ်ဖြတ်တဲ့ကောင်ကိုငါတို့စင်ထုတ်ပေးရမယ်အရောက်တိုင်းမှာတောင်းစီတယ်โอเคနော်အရောက်တိုင်းမှာတောင်းစီတယ်မြန်မာပြည်မှာမွေးဖွားလာတဲ့မြန်မာပြည်သူပြည်သားအလုံးမြန်မာရေမြန်မာထမင်းနော်စားတော့နေထိုင်မွေးနေတဲ့မြန်မာပြည်သူပြည်သားအလုံးဒီကဘာပမာဘယ်နိုင်ငံမှာဘယ်ရောက်ဘယ်နေရာမှာဘယ်ရောက်ဒီမြန်မာပြည်ကြီးရဲ့ပြဿနာဒီအားလုံးနဲ့ဆိုင်တယ်မြန်မာပြည်ကြီးဒုက္ခတဲ့အချိန်မှာအရောက်တိုင်းပါဝင်ဖို့ကူညီဖို့လိုတယ်နော်ဒီတော်လန်ရေးနဲ့ဒီစစ်ခွေစတာမိုက်စာကောင်ဒီတော်လန်ရေးသမားနဲ့စစ်ခွေစတာမိုက်စာကောင်တို့တွေကထမင်းစားလို့စင်တို့ခွဲစားလို့တတ်မှာပါနော်အမှန်တကယ်ဆိုရင်စစ်ခွေးတာလူစိတ်မမွေးအဲ့ပါလဲမေလို့မင်းအောင်လိုက်တာလူစိတ်မွေးလို့စင်တော်လန်ရေးဆိုတာမဖြစ်လာဘူးโอเคနော်တော်လန်ရေးလည်းမဖြစ်လာဘူးစစ်ပြေးဆောင်လည်းမဖြစ်လာဘူးလူတွေလည်းအများအပြားမသေးဘူးနော်စစ်ခွေးမိုက်စာကောင်စစ်ဖလူတွေခွေးစိတ်မွေးပြီးမိုက်စာလူတက်သမားစိတ်တွေမွေးပြီးတော့လောက်ချင်တယ်လို့လောက်တတ်ချင်တယ်လို့တတ်ရောက်မှချင်လို့ရောက်မှတဲ့အတွက်ကြောင့်အမှန်တရားတိုက်နေတဲ့ငါတို့ဖရားတရားသမားတွေကဒီမတရားမှုကိုငါတို့ရတဲ့အနေနဲ့နော်စင်ထုတ်ရမှာပဲအဲ့ဒါပြောထားမယ်နော်အဲ့ဒါဘယ်နိုင်ငံမှာပဲရောက်မကွေးတိုင်းကံပိတ်လားစကိုင်းတိုင်းကံပိတ်လားကချင်ကံပိတ်လားရခိုင်ကံပိတ်လားဘယ်နေရာမဆိုတကယ်တိုက်တဲ့နေရာမန္တလေးနေပြီးတော့ကရကရင်နီစမ်းတောင်းတနင်္သာရီတိုင်းတိုက်တကယ်တိုက်တဲ့နေရာကိုပါဝင်ပါကူညီပါထောက်ပံ့ပါဘယ်ကံပိတ်မဆိုတေချာလစ်လာပြီးတော့ထောက်ပံ့ထိထိရောက်နေထောက်ပံ့ပေးကြပါလို့မပြောချင်ပါတယ်နော်မွေးလူမျိုးပြလာလို့ငါရကံပိတ်ပါတော့ထောက်ပံ့မဟုတ်ဘူးမမောတနိုင်ငံလုံးလွမြောက်ချင်တယ်နော်မမောစီမာပဲလာလူပါဆိုရင်မမောကမကွေးတိုင်းအတွက်ပဲလွမြောက်ချင်တာမဟုတ်ဘူးစင်မမောတနိုင်ငံလုံးလွမြောက်ချင်တယ်နော်ဒါပေမဲ့တချို့နေရာမှာငါတို့ဘလောက်ပဲထောက်ပံ့ငါတို့ဘလောက်ပဲကူညီစိတ်မတိုးတဲ့အချိန်မှာသူတို့မလောက်တဲ့အချိန်မှာငါတို့အနောက်မှာနေတဲ့လူတွေငါတို့ဘာမှလုပ်လို့မရဘူးအဲ့ဒါငါတို့ဥပေခပြုရမယ်ငါတို့အနောက်မှာပဲထားပေးရမယ်တကယ်လောက်တဲ့သူပဲငါတို့ဦးစားပေးပြီးတော့ထောက်ပံ့ပေးရမယ်ဝန်ရံပေးရမယ်โอเคနော်အခုဒီနေ့ဒီချိန်ဒီခါဒီနေ့အောင်ကဘူးနော်အခုမကွေးတိုင်းမြို့တက်ပွဲစနေတာတပတ်လောက်စီးပြီနော်စစ်နေတိုင်းညတိုင်းဖြစ်နေတယ်မကွေးတိုင်း6မြို့တိုက်ပွဲကြီးဖြစ်နေတဲ့ချိန်မှာကတာဘက်ကလည်းအာရပါရမြို့ကိုသိမ်းနေပြီထိန်ချောက်လို့မအားလာရဲ့ပြူဟာမအားလာရဲ့ဗလဲစစ်ရရန်တရားကဖြက်စီသွားပြီကွာဒါပေမဲ့မြို့တော့မရသေးဘူးရတော့ရခံနေပြီတို့နော်နည်းနည်းအားစိုက်ပေးကြပါပို့ပြီးတော့အားစိုက်ပေးကြပါ2026မှာနော်ဒီတစ်ခါသာငါတို့ညီလို့စရင်ဒီတစ်ခါသာငါတို့အားလုံးလူမျိုးဘာသာမခွဲခြားပဲနဲ့နော်ဘောတွေမမပဲနဲ့ဒီ2026မှာအရောက်တိုင်းပါဝင်လို့စရင်မအေလို့သိနိုင်တယ်မအေလို့ကြဆုံးတယ်ငါတို့လိုချင်တဲ့လူများအစ်စ်မှန်တဲ့လူလာရေးငိမ့်ချမ်းရေးဒီမိုကရေစီဖက်ဒရယ်လည်းငါတို့ရမယ်ဒီ2026မှာပဲနော်ဒါပေမဲ့ဟိုရောင်ဒီရောင်ဆက်ပြီးတော့လောက်နေမယ်ငါတို့နဲ့မဆန်တယ်လို့နေမယ်ဆိုရင်ကြားမယ်ကြားလို့စရင်ဘောမလည်းခံရမှာပဲပြည်သူပဲခံရမှာမဟုတ်ဘူးဘောမလည်းခံရမှာပဲဘဲသူပဲမဆိုခံရမှာပဲနော်မအေလို့လူစိတ်မရှိတဲ့ကြောင့်နော်ဒီ9နှစ်အတွင်းမအေလို့ကောင်းတာလောက်တာတခုမှမရှိဘူးပို့ပြီးတော့ရောက်มาတာပဲသူလုံနေတယ်ပို့ပြီးတော့ဖြတ်စီတာပဲသူလုံနေတယ်ဒီ9နှစ်အတွင်းကနော်ဒီ2026သူမသေးသေးဘူးငါတို့ဘက်ကသွေးအေးနေမယ်မစီလုံးသေးဘူးဘောမနေမယ်ဆိုရင်တော့ကြာမှာပဲဒါပေမဲ့မင်းတို့တွေကဘလောက်ပဲဘောမတိုက်တဲ့သူကတော့အဆက်မပြတ်တိုက်မှာပဲငါလည်းတရားငါလည်းထောက်ဖို့တရားနေတာငါဘယ်တော့မှမနာဘူးစင်โอเคနော်မအေလို့မသိမချင်းဒီလူစိတ်မရှိတဲ့ကောင်မသိမချင်းဒီမတရားမှုကိုလောက်နေတဲ့အာဏာယူနေမယ်မြမသိမချင်းနော်အမှန်တရားတိုက်နေတဲ့ငါဆက်ပြီးတော့တော်လန်သွားမယ်ရတဲ့နဲ့ဒီမအေလို့ကိုတိုက်ထုတ်တော်လန်ဆင်းနေသွားမယ်မြေပြင်မှာသူ့ကိုတပ်တိစစီနဲ့ပြပြတာနဲ့တိုက်ပေးတဲ့ဒီရန်သူဒီမိတ်ဆာကောင်တွေကိုဘယ်အဖွဲ့အစည်းဆိုငါထောက်ပံ့ပေးသွားမယ်โอเคနော်တလပြီးတလဘယ်နေရာမဆိုငါကမ်ပိန်းလုပ်ပေးသွားမယ်နော်တော်ပြီတို့ဒီအမှန်တရားငါတညလုံးပြောလဲမပြီးတော့ဘူးနော်မကွေးတိုင်းအတွက်အရေးကြီးတယ်ပထမကမ်ပိန်းပြဖို့မှမလို့အရင်စူးစမ်းလိုက်မယ်ဦးလေးရင်ဝင်လာလို့ရပြီနော်ဟုတ်ကဲ့ခွက်ခောက်တဲ့နာမည်ကတော်လန်ရဲ့အတွက်တကြားလိုမျိုးပဲချိုးတယ်ဘောမတွေအတွက်ကတော့အမှန်တရားဆိုရင်ခါမှာပေါ့အဲ့ဒါပဲလေဝယ်နော်သူပြောတယ်နေတို့ရဲ့တော်လန်လေးကဘလောက်မှန်လို့လဲတဲ့သူပြောတဲ့တော်လန်ကြီးကသူတို့အဘသာဟိုဗလဲသူတို့အဘသာခွေးစိတ်မမွေးလို့စရင်တော်လန်ကြီးကမဖြစ်လာဘူးမရှိလာဘူးနော်တော်လန်ကြီးကစိမတာလင်ငါတို့လွတ်မြောက်မယ်လေတော်လန်ကြီးစိမတာလင်ရန်သူလူရောက်မှနော်ဒီအာနာစင်အာနာယူတွေကကြဆုံးမှာတော်လာရေးမရှိလို့စင်ရန်သူလူရောက်မှာအာနာစင်အာနာယူမကြဆုံးဘူးစင်မကြဆုံးလို့စင်နိုင်ငံရေးလည်းမကောက်လာဘူးဟုတ်လားနိုင်ငံရေးပဲကောင်းစေချင်တယ်တော်လာရေးမလုပ်ဘူးဆိုရင်နော်အနစ်9000ဆောက်လိုက်နေသေးလိုက်အနစ်9000နော်
ခေဆက်ဆက်နေသေးပလိုက်တက်ပြီးတက်သေးလိုက်တက်ပေါင်းများစွာသေးလိုက်နော်နိုင်ငံရေးပဲကောင်းချင်တယ်တော်လန်ရေးတာမရှိလို့စင်ဘယ်တော့မှမမြောက်ဘူးစင်နော်အဲ့တော့ဒီနိုင်ငံကိုဖျက်ဆီးတဲ့ကောင်ဒီငါတို့တော်လန်ရေးတွေဖြစ်ပြီးတော့တော်လန်ရေးတွေဖွင့်ပြီးတော့တော်လန်ရေးသမားတွေကိုလိုအပ်တဲ့အင်အားတွေငါတို့တဆင်ပြီးတော့ဒီခွေးတွေကိုမောင်းထုတ်ပေးရမယ်ခွေးတွေတင်မနိုင်ငံရေးကောင်းမှာနော်အဲ့တော့နိုင်ငံရေးကောင်းစေချင်လို့စင်တော်လန်ရေးမှာပါဝင်ပါကူညီပါထောက်ပံ့ပါအဲ့ဒါမှတော်နိုင်ငံရေးကောင်းလာမယ်နော်အမှန်တကယ်ဆိုခွေးတွေမရှိလို့စင်လူတတ်သမားဆောင်နေနိုင်ငံကိုစီနေတဲ့တည်းနော်ဒီမြန်မာပြည်ကြီးကဘယ်တော့မှအေးချမ်းမှာမဟုတ်ဘူးအဲ့တော့တို့တင်မတာလင်ဒီနိုင်ငံကောင်းလာမယ်ဒီနိုင်ငံကောင်းလာဖို့ကကြည်ဖို့လိုအပ်တယ်မြုပ်တီဖို့နတ်တီဖို့လိုအပ်တယ်မြုပ်တိမ်တိုက်ပွဲစစ်စင်ရဲ့အတွက်ငါတို့ကူညီထောက်ပံ့ပေးရမယ်ဦးလေးရေမင်္ဂလာပါစင်မင်္ဂလာပါသမီးရေအမလေးကနော်လိုက်စကောလောနော်လမဘာထောင်းနာစကောကဲအားလုံးပဲမင်္ဂလာပါခင်ဗျာအဲ့တော့အကိုတို့မတို့မထွက်ခင်လေးနားထောင်သွားကြပေါ့ခဏနေ view ကတခါတည်းပြုတ်ကျသွားမှာဆိုတော့လေအခုပဲ366ကနေ343ညဖြစ်သွားပြီခဏလေးစောင့်ပြီးလို့ရလဲစောင့်ပေါ့မစောင့်တော့လည်းသွားကြပေါ့ဆွဲလိုက်တော့နေ့တိုင်းလာပြီးတော့သိပေးကြပါနော်စာလို့မတွေ့လို့စမ်းမွေးနာမယ်ဆွဲလိုက်တော်နိုင်ရိတ်နိုင်ချင်လို့စင်လာပြီးတော့နားထောင်ပေးကြပါနော်တော်နိုင်ရဘယ်သူမှအဆုံးမပေးဘူးစင်ဘယ်သူမှလည်းလက်နဲ့မချဘူးမေအေလို့လည်းအဆုံးပေးဘူးအဲကြောင့်ငါတို့တွေကနိုင်ချင်တယ်လွတ်မြောက်ချင်တဲ့နိုင်ငံကိုနိုင်ငံထဲမှာကိုပြန်တော့နေချင်လို့စင်ဒီတော်နိုင်ရနဲ့ဆုံးနိုင်ဖို့နော်ပါဝင်ဖို့လိုတယ်နော်ပါဝင်ပေးကြပါလို့တိုက်တွန်းတယ်စောက်ကြည့်စောက်တယ်တော့ပေါ်ပြင်ပဲကိုရောက်对了300နဲ့3ရောက်နောက်လိုက်တွေ့ပြီနော်စခေါ်လောက်ဟော1000ပါရောက်ပြီနော်မကွေးတိုင်းမြို့သိမ်းတိုက်ပွဲ6မြို့အတွက်ကမ်ပိန်းဘတ်ကြီး1000နော်အလုံး3000တော့ရပြီအလုံး9000လို့တယ်အဲ့ဒီအလုံး9000နဲ့ပါပေါ့ဦးဆောင်လူစင်ကမလိုက်ဧက1000ပါလူပေးတယ်ဆိုတော့ဆက်စစ်လုံးရပြီပေါ့နော်ကဲအဲ့ဒီအလုံး9000နဲ့မှာဆက်စစ်လုံးရပါပြီစင်အလုံး100လူပေးမဲ့သူရဲကောင်းအလူစင်နေစီလို့စင်ဘတ်ငွေ9000နဲ့900ပါပါနော်အလုံး1000ထည့်ပေးမယ်ဆိုရင်9သိန်းနဲ့9000ပေါ့နော်အလုံး1000ဆိုတော့9000နဲ့9000အလုံး1000ထည့်ပေးမဲ့သူရဲကောင်းအလူစင်နေစီလို့စင်မမို့ဆက်သွယ်လာပြီပါနော်အလုံး1000တမလူပေးတယ်9000နဲ့9000တမလူပေးတယ်မကွေးတိုင်းက PDF တွေကျွန်တော်တို့စကားပြောလို့ရလားရတယ်စင်အခုမှမို့လို့ပြတဲ့ဒီမကွေးတိုင်းမြို့တိမ်တိုက်ပွဲက PDF 9ဖွဲ့အတွဲလုပ်ပေးတယ်နော်မကွေးတိုင်းမှာမြို့တိမ်နေတဲ့ PDF ဖွဲ့တွေနော်ဘယ်အဖွဲ့လဲဆိုတာခဏလေးဦးကျော်သူစကားပြောခင်ဗျမခဏလေးခေါ်ပေးမယ်ဒီမှာနော်နံပါတ်1နော်ပြည်သူ့ကာကွယ်ရေးအဖွဲ့6မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့မင်းဘူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ MG1 ပြည်သူ့ကာကွယ်ရေးအဖွဲ့စလင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ကန့်ကော်ပြည်သူ့ကာကွယ်ရေးအဖွဲ့မကွေးတိုင်းဒီ9ဖွဲ့ကိုမမိုဒီကြီး1000ကိုပြန်တော့ဝေပေးမယ်ဆိုတာတစ်ဖွဲ့ဆိုရင်ကြီးအလုံး1000ကျော်ပြန်တော့ထောက်ပံ့ပေးမယ်နော်ကြီးအလုံး1000ကျော်ပြန်တော့ထောက်ပံ့ပေးမယ်အခုကြည့်နေတဲ့သူအိမ်မမိုးရေကျွန်တော်ကန့်ကော်လူချင်းတယ်ကျွန်တော်စလင်းလူချင်းတယ်ကျွန်တော်မကွေးတိုင်း PDF လူချင်းတယ်ဘတ်ငွေ1000ဆက်သွယ်လာလို့ရတယ်စကားပြောမယ်ဆိုရင်တောင်စီတဲ့စကားပြောမယ်စင်နော်ဗီဒီယိုကိုခေါ်ပြီးတော့စကားပြောလို့ရပါတယ်စင်โอเคဟုတ်ကဲ့ဦးလေးရေပြောလို့ရပြီမင်္ဂလာပါခင်ဗျာမင်္ဂလာပါမမဘယ်နံပါတ်တယောက်ရေးပေးပါနော်နောက်တစ်ချက်အေးဖြူရေမင်္ဂလာပါခင်ဗျာနော်လာအေးမင်္ဂလာပါဦးလေးကြီးမင်္ဂလာကဲအားလုံးမင်္ဂလာပါခင်ဗျအဲ့တော့လက်ရှိကတော့ကျွန်တော်ဆောင်ရွက်နေတာမကွေးတိုင်းကမ်ပိန်းပေါ့နော်အဲ့တော့မကွေးတိုင်းကမ်ပိန်းကိုဘာကြောင့်ဆောင်ရွက်နေရလဲဆိုရင်ကျွန်တော်တို့ယူပဲပြောပြရစီကျေးဇူးတင်တဲ့အနေနဲ့လို့ပဲပြောလို့တော့ရတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အကူတို့မတို့ကြားတဲ့အတိုင်းပေါ့နော်ကျွန်တော်ရခိုင်မှာဆိုရင်ကြောက်ဖြူနော်ဒီမှာတိုက်ပွဲတွေတိတ်ဖို့အတွက်လုပ်နေတယ်တိတ်နဲ့တိတ်ဖို့အတွက်ကြိုးစားနေတယ်အခုဆိုရင်တချို့သတင်းတွေကတဲ့တောင်ကြားနေတယ်ကြောက်ဖြူမျိုးကြီးရသွားပြီလို့ပါလို့ညာလို့ထားရှိသေးတော့ဒါတဲ့ကြားတဲ့သတင်းပြောတာအတိပြုထားတဲ့သတင်းမဟုတ်နောက်ကချင်ဘက်မှာလည်းပဲကျွန်တော်ဗန်မောလူသိတိုက်ပွဲတွေဆောင်ရွက်နေတယ်ဒါအကူတို့မလို့သိထားပြီးသားထိုနည်းလည်းကောင်းပဲစကိုင်းမှာလည်းပဲကတ်သားမြို့သိမ်းတိုက်ပွဲတွေဆောင်ရွက်နေတယ်အဲ့တော့အဲ့နေရာတွေအားလုံးဟာတကယ်စီရအချက်ချာကြသလိုမင်းအောင်လှိုက်အတွက်လည်းရင်ဘက်ကိုစောင့်ကန်ခံလောက်တဲ့မြို့တွေဖြစ်တယ်အဲ့နေရာတွေကိုကျွန်တော်တို့တော်လှန်ရေးဖွဲ့တွေကမင်္ဂလာပါမကြီးတနေ့တကြနဲ့တိမ့်ဖို့အတွက်ဆောင်ရွက်နေတဲ့အချိန်မှာပဲ
မကွေးကဘာထပြီးကြော်ညာပလိုက်လဲဆိုတော့6မြို့သိမ့်ပဲဗောနော်မြို့6မြို့ကိုသိမ့်တဲ့ပွဲမြို့သိမ့်တိုက်ပွဲဆင်နွဲပြီးဆိုပြီးတော့မကွေးကနေထကြော်ညာပလိုက်တယ်အဲ့တော့အဲ့မှာထူးခြားမှုကအဲ့6မြို့နယ်ဘယ်မြို့နယ်တွေလဲဆိုတာအခုလက်ထိကျွန်တော်တို့တွေစရင်မသိရဘူးဒါပေမဲ့6မြို့နယ်ကတော့6မြို့နယ်ပဲနော်6မြို့နယ်ကတော့6မြို့နယ်ပဲအဲ့တော့မင်းအောင်လိုင်ကဘယ်မြို့နယ်ကိုဘလို့ကာကွယ်လို့ကာကွယ်ရမှမသိဘူးဖြစ်နေပုံရဒါမကွေးတိုင်းရဲ့စီရေးပြူဟာပေါ့ဗျာနော်ကျွန်တော်တို့တကယ်ဒါဒီနေရာလေးမှာကျွန်တော်တို့သဘောကျတယ်6မြို့နယ်မြို့သိမ်းတိုက်ပွဲကျင်းပမယ်တဲ့ဘယ်မြို့နယ်တွေလဲဘယ်မြို့တွေလဲပြောပါဦးမပြောပါဘူးဟိုမြို့မှာတိုက်နေပါပြီစဒီမြို့မှာတိုက်နေပါပြီဟိုနေရာမှာဟိုမျိုးကိုကတ်ထားပါပြီဒီမျိုးကိုကတ်ထားပါပြီကပ္ပစစက်ယုံတွေကိုဘလို့ဆောင်ရွက်နေပါပြီစသည်ပေါ့နော်ဒီတဲ့င်းတွေတော့တွေ့တယ်တွတ်တော့မကွေးတိုင်းရဲ့စစ်ရေးရမြို့နယ်6မြို့နယ်ကိုမြို့သိမ်းတိုက်ပွဲဆင်နွှဲနေတယ်ဆိုတဲ့နေရာမှာဘယ်မြို့နယ်ဆိုတာကိုစရင်တက်မထားဘူးအဲ့ဒါတကူကလည်းထူးခြားမှုတစ်ခုပဲအဲ့တော့ဒီနေရာမှာကျွန်တော်တို့ကစောကပြောသလိုပေါ့ကျေးဇူးတင်တဲ့အနေနဲ့မကွေးကိုကံမင်းလုပ်ပေးတယ်ဆိုတာပွားရစောကပြောတဲ့ဟာပေါ့နော်တော့မကွေးမှာရှိနေတဲ့မင်းအောင်လိုင်တက်ကကောင်ဒီကတာကိုသွားပြီးတော့စကိုင်းကိုသွားပြီးတော့စစ်ကူပို့လို့မနိုင်ကတာကိုသွားပြီးစစ်ကူပို့လို့မနိုင်ဘူးဆိုရင်ကချင်ကိုသွားပြီးစစ်ကူပို့ဖို့ဆိုတာလည်းပဲမစင်းစားနဲ့တော့ထိုနည်းလည်းကောက်မဲ့ရခိုင်ကိုစစ်ကူပို့ဖို့ဆိုတာလည်းမစင်းစားနဲ့တော့ဘာကြောင့်လဲဆိုတော့မကွေးမြို့မှာကမြို့6မြို့သိမ်းခံရမယ်တော့မယ်ဆိုတော့တကယ်လည်းသိမ်းပါနော်အခုတို့မှတော့ဒါတက်တက်မဲ့ဟိုနေဖြစ်တာတကယ်လည်းသိမ်းပါအဲ့တော့သိမ်းခြင်းမသိမ်းခြင်းဟာကဏ္ဍတစ်ခုအနေနဲ့တည်ထားသိမ်းနိုင်ခြင်းမသိမ်းနိုင်ခြင်းကကဏ္ဍတစ်ခုအနေနဲ့တည်ထားလောလောဆယ်တည်းကတော့မင်းအောင်လိုင်ပို့ပြီးတော့အဲ့မှာဗျူဟာကြတာဘယ်မျိုးဆိုတာကိုမကြော်ညာတာအဲ့အတွက်ကြောင့်မင်းအောင်လိုင်ဘာလို့လောက်ရမှာမသိဟာမကွေးတိုင်းကတော်လိုင်းသမားတွေကတော့မျိုး6မျိုးကိုတခါတည်းပဲမျိုးသိမ်းတိုက်ပွဲဆင်နွှဲမယ်လို့ပြောတယ်ဘယ်မျိုးတွေလဲဆိုတာစရင်မထုတ်ပြန်ထားတော့မင်းအောင်လိုက်ဘယ်မျိုးကာကွယ်လို့ကာကွယ်ရမှာမသိဘူးအဲ့ကောင်ယူပတ်နော်အဲ့ကောင်ယူပတ်နေဆိုတော့အဲ့ဒါစီရေးပြူပါပဲနော်လုံခြုံမှုရတယ်ကောင်းတယ်ကျွန်တော်တို့လည်းပွင့်လေးလေးပြောရဲဒါမကွေးတိုင်းကတော်တော်များများစားစားနဲ့ကျွန်တော်တို့ထိတွေ့ဆက်ဆံမှုရှိပါတယ်နော်သူတို့ကျွန်တော်တို့လည်းမပြောဘူးကျွန်တော်စကားတော့နေ့တိုင်းလို့ပြောကြတယ်ဒီလူလည်းမဟုတ်ဟိုလူနဲ့ပြောဟိုလူလည်းမဟုတ်ဒီစသည်ပေါ့ပုံမှန်ဒါပေမဲ့မင်းကြီးဟဲ့မင်းတို့တက်နေတာတိုက်နေတယ်ဦးကျော်ကျွန်တော်တက်နေတယ်ဘယ်မျိုးလဲဒီမျိုးကျွန်တော်တိုက်နေမင်းတို့မျိုးသိန်းတိုက်ပွဲဘယ်မျိုးလဲกว่าဆိုရင် तू လည်းမသိမိုက်တယ်နော်ကျွန်တော်သဘောကျတယ်โอเคဒါရှိသေးတော့မင်္ဂလာပါခင်ဗျနော်အားလုံးပဲဆိုတော့အဲ့ဒီအတွက်ကျွန်တော်မကွေးကိုကျွန်တော်တို့ကတကယ်ကိုကျေးဇူးထူးတင်တယ်နော်အဲ့ဒီအတွက်ကြောင့်လည်းပဲကျွန်တော်မကွေးအတွက်ကမ်ပိန်းဆောင်ရွက်ပေးရခြင်းဖြစ်တယ်ရိုးတန်းတန်းပြောရမယ်ရိုးတန်းတန်းလေးပဲပြောပြစီတော့မကွေးမှာရှိနေတဲ့မင်းအောင်လိုင်တက်ကကောင်တွေဘယ်နေရာမှသူတို့ထွက်လို့မရတော့မကွေးကအကုန်လုံးစိုင်ထားပြီးသွားပြီလေစိုင်ထားတဲ့အတွက်ကြောင့်ဆိုတဲ့သဘောကမကွေးမှာတိုက်ရင်1000ရှိတယ်သဘောကအကယ်မကွေးကဘာမှမလုပ်ဖဲနဲ့ဒီတိုင်းပဲအေးစစ်စစ်နေတယ်ဆိုအဲ့တက်အင်က1000လောက်ရှိတဲ့တက်အင်ကို900လောက်ကတာကိုပို့လိုက်ချင်တော့လည်းကောင်းစသည်ပေါ့နော်အဲ့ဒါဆိုရင်တစ်ဖက်မှာစစ်စစ်နေတဲ့နေရာမှာရန်သူအင်ဟာပုံများပြီးတော့စီရေးစီမံချက်တွေလောက်ရတာပိုပြီးပင်ပန်းသွားတာကစားတကယ်မျိုးသိန်းတိုက်ပွဲလောက်ရမှာလေဗမော်လည်းပဲမျိုးသိန်းတိုက်ပွဲလောက်ရမှာမလုပ်လို့မရဘူးလေသိန်းနဲ့သိန်းနေတာကြီးကိုအဲ့ထိုနည်းလည်းကောင်းပဲကျွန်တော်တို့ရခိုင်ပြည်နယ်လည်းပြောနေကြရမလို့တမျိုးပြီးတမျိုးတနေပြီးတနေသိမ့်လာပြီးသားပဲဟာဆိုတော့မကွေးရတာဘာတစ်ခုမှမကြော်ညာထားဘူးဘာတစ်ခုဘာလုံးမှမလုပ်ဘူးဆိုရင်မကွေးမှရှိတဲ့စစ်အင်အားဟာကတာကိုလည်းရောက်ကောင်းရောက်သွားနိုင်တယ်ဗမော်ကိုလည်းရောက်ကောင်းရောက်သွားနိုင်တယ်နော်ဟိုဘက်ကကြောက်ဖြူစသည်ပေါ့နော်ရောက်ကောင်းရောက်သွားနိုင်တယ်ခုကျတော့ရောက်လို့သွားပို့လို့မရသွားပို့တာနဲ့သိမ့်ပလိုက်မှာပေါ့ဗျာဟုတ်တော့ပို့တာနဲ့ဝင်သိမ့်ပလိုက်မှာပေါ့ဆိုတော့အဲ့ဒါလက်ရှိမကွေးရဲ့စေရေးပြူပါကျွန်တော်ကတိတ်ကိုသဘောကျတယ်နော်တိတ်ကိုသဘောကျတယ်ဒါကြောင့်မို့ကျေးဇူးတိုးတင်တယ်နော်မကွေးကျေးဇူးတင်တယ်အဲ့ဒီအတွက်ကြောင့်လေကျွန်တော်တို့မကွေးကမ်ပိန်းဆောင်ရွက်ပေးရခြင်းဖြစ်တယ်ကျေးဇူးတင်တဲ့နေတယ်လဲဆောင်ရွက်ပေးရခြင်းဖြစ်တယ်လို့တကယ်လဲသူကတိုက်နေတာဟုတ်တွေ့နေတာကြီးဟာဟုတ်တော့တကယ်တိုက်နေတယ်တကယ်လဲရတယ်လက်နဲ့ခင်ရတာရှိတယ်အရှင်နေရတာရှိတယ်စသည်ပေါ့နော်
တော့အဲ့အတွက်လည်းပဲအထောက်ကူဖြစ်အောင်လို့ဆိုပြီးတော့မကွေးကမ်ပိန်းလေးကိုသမီးကဆောင်ရွက်ပေးခြင်းဖြစ်တယ်ဒါကြောင့်အဲ့ကမ်ပိန်းလေးကိုကျွန်တော်တို့အမြန်ဆုံးပြည့်အောင်လို့ဝိုင်းပြီးတော့စူးစမ်းစေခြင်းတယ်စူးစမ်းစေခြင်းတယ်စူးစမ်းတဲ့အနေနဲ့အဓိကကြီးရဲ့ချက်ကဆိုပြီးတော့လက်ရှိမကွေးမှာမြို့6မြို့တိမ်ဖို့အတွက်စစ်စင်ထားတယ်ထူးခြားမှုကဘယ်မြို့လဲဆိုတာအကူလည်းမသိဘူးအမလည်းမသိဘူးကျွန်တော်လည်းမသိဘူးသူတို့လည်းတွားမေးကြည့်နော်အဲ့မြေပြင်မှာတိုက်ရဲလူတွားကြည့်မင်းအကူလည်းနဲ့ဟုတ်တယ်ကျွန်တော်တို့ကတော့ဒီမျိုးကိုတိုက်နေတယ်ဗျအဲ့မင်းတို့ပြောတာ6မြို့ဆိုအဲ့ကျန်တဲ့9မြို့ကျန်တဲ့9မြို့တော့ကျွန်တော်မသိဘူးကျွန်တော်သိနေတာတော့ဒီမျိုးကိုသိဖို့အတွက်ကျွန်တော်တည်ထားတယ်ဒါပဲလာမှာပဲဆိုတော့ဒါဟာကျွန်တော်တို့တော်လှန်ရေးအတွက်တိတ်ကိုကောင်းတယ်စီရေးပြူတာဖြစ်တယ်နော်တိတ်ကိုကောင်းတဲ့စီရေးပြူတာဖြစ်တယ်ဆိုတော့ဒါကြောင့်မို့ကျေးဇူးပြုပြီးတော့မကွေးကမ်ပိန်းကိုအမြန်ဆုံးပြည့်အောင်လို့ဝိုင်းပြီးတော့ဆောင်ရွက်ပေးဖို့ဒါလေးကိုကျွန်တော်တို့မြစ်တာရက်ခံပါတယ်တိုက်လဲတိုက်တွန်းပါတယ်မကွေးကမ်ပိန်းပြီးတာနဲ့ကျွန်တော်တစ်ဖက်မှာကမ်ပိန်းတွေရှိတယ်နဲဆုံးဆိုတာဘလို့နီးနဲ့မှာပြစ်ထားလို့မရဘူးအဲ့တော့နဲဆုံးဆိုတာအခုလက်ရှိဆောင်ရွက်နေတဲ့မကွေးကမ်ပိန်းမကွေးကမ်ပိန်းဒီတစ်ချိန်တော့ကနဲဆုံးကမ်ပိန်းထဲမှာဝင်ထားတဲ့အဖွဲ့အစည်းတွေဖြစ်ပါတယ်ဆိုတော့ဒါမျိုးပေါ့နော်နေစုံဆိုတာအဲ့ဒါမျိုးဖြစ်တယ်ဒါကြောင့်မို့နေစုံနဲ့ပြစ်ထားလို့မရဘူးထိုနည်းလည်းကောင်းမှတခြားသောကမ်ပိန်းတွေလည်းတစ်ခုမှပြစ်ထားလို့မရပုံမှန်ဆောင်ရွက်ပေးရမယ့်ကမ်ပိန်းတွေဖြစ်တဲ့ကြောင့်ဒီမကွေးကမ်ပိန်းလေးကိုတတ်မှတ်ရက်တော်တွင်းမှာအတတ်နိုင်ဆိုကျွန်တော်ဝိုင်းပြီးတော့ကြိုးစားပေးကြပါလို့ဒါလေးမြစ်တာရက်ခံပါတယ်โอเคကျေးဇူးထိုးတင်ပါတယ်ကိုကြောရေးမင်္ဂလာပါခင်ဗျကဲသူကရင်စပြီးတော့ပို့ဆိုပက်ဆက်စပြီးတော့လှုပ်ခံပါပြီသမီးအတန်ပိတ်ထားတယ်သမီးဘယ်နှပတ်မတွေ့သေးဘူးကဘယ်သူမှမရေးပေးသေးဘူးလားဟောဘန်နပတ်မတွေ့သေးဘူးဟုတ်တယ်တက်ပန်းလာဘယ်နှပတ်တယောက်ရေးပေးပါအောင်စင်တယောက်မှမရေးသေးဘူးကဲဖိတ်ခေါ်ပါတယ်ခင်ဗျဖိတ်ခေါ်ပါတယ်အကိုတို့မှဖိတ်ခေါ်ပါတယ်ခင်ဗျအဲ့တော့စောစောမတ်လိုင်အေးရဘယ်လောက်လဲမသိဘူးအလှငွေလေးပါလေးကြော်ညာလို့ရလဲကြော်ညာလိုက်တာပေါ့အခုလေနော်လာအေက1000ဘတ်ပါပြီးတော့ကိုအာဂျီက1000ဘတ်ပါပြီးတော့ဦးဝင်းမြင့်ကဒေါ်လာ100 3100ဘတ်ပါပြီးတော့ခြိုက်ချလွန်က300ပါပြီးတော့ဝတ်တန်ဦးက300โอ้အများကြီးပဲဒါလာစင်လူစင်တွေ1 2 3 4 5အလူစင်1ရတော့တယောက်ပေါ်လာတယ်အလူစင်1တယောက်ပေါ်လာတယ်ဦးအာဂျီကအလူစင်1ကျေးဇူးထွတ်တင်ပါတယ်ကဲဆက်လက်ပါအောင်ပေးကိုဖိတ်ခေါ်ပါတယ်ခင်ဗျနော်ဆက်လက်ပါအောင်ပေးကိုဖိတ်ခေါ်ပါတယ်သမီး3000ပြည့်သွားပြီလားမပြည့်သေးဘူးလားဗါလဲအလုံး3000ပြည့်သွားပြီအခု9000ကိုဆက်ပြီးတော့လူခံမယ်အဲ့ဒီ9000ထဲမှာသမီး1000 2000လောက်လူချင်းတယ်ဘာကြောင့်လဲဆိုတော့တပတ်ခါဆိုရင်10ရက်နေ့ပြည့်ပြီဦးလေကမ်ပိန်းနောက်ဆုံးရက်နေ့က9ရက်ပြီအခုဆိုရင်6ရက်စီပြီဒီကမ်ပိန်းကသမီးကဒီညဖြစ်နေလို့စင်1000လောက်ရလို့စင်ကောင်းတာပေါ့ဂျန်တဲ့တဝဲရတော့မနေ့ဖန်တဲ့တပတ်ခါအိုးဟိုအများကြီးပဲဒီည1000 3000ရပါစီကွယ်ဟုတ်တယ်တော့ကျွန်တော်ပထမကမ်ပိန်းမှာငါတဝက်လောက်ရသွားပြီဆိုရင်ဒါနောက်ဆက်ကြိုးစားလို့အဆင်ပြေတာပေါ့နော်ဆိုတော့2000ပေါ့ဗျာ2000ဆိုတာတော့တိတ်မများပါဘူးနော်ဘတ်ငွေတဲ့ငွေတက်ကျင်တဲ့3သိန်းနဲ့1000နော်သမီးနော်ဟုတ်တယ်ဟုတ်ဆိုတော့1000ကို9000နဲ့9000ဆိုတော့2000ဆိုတော့3သိန်းနဲ့1000ပေါ့နော်ကဲမင်္ဂလာပါခင်ဗျမင်္ဂလာပါကဲဖိတ်ခေါ်ပါလေခင်ဗျဖိတ်ခေါ်ပါလေကဲတောင်းစားနေတယ်တဲ့ငါတို့အလုပ်စီလို့နော်ငါတို့တောင်းရတာခွေးမသားရေးတောင်းနေတာစားဖို့မတက်မောင်းတော့နေတို့ဘာသေဖို့အတွက်နေတို့လိုခွေးမျိုးပြည်ဖြက်တိုင်းဖြက်မအေးလို့ဘောမဘောဆုပ်ဘောလကားကောင်တွေသေဖို့အတွက်နော်နေတို့နေရာမရှိတော့ဘူးငါတို့နိုင်လို့စင်ခွေးမသားတွေအခုငါတို့မနိုင်သေးလို့ငါတို့စူးစမ်းနေရတာရတဲ့နေနဲ့ငါတို့တောင်းရမှာပဲဖာတယ်မသားရဲ့လာခဲ့မေးရပမင်းပြန်တော့မဖြစ်နဲ့ခွေးမသားနော်အေးလို့ဒါမှမဟုတ်ရပန်ပါအကောင့်ထဲမှာမို့ပန်နပါပင်ထောက်ထားပါတယ်165 295 3134ထိုင်ဖာနေပန်နော်ကိမေကြည့်ပါနော်မမို့ပန်နပါအတူထားတာကိုတွေးလို့စရင်ဒီကားမကိုဆက်တလာလို့ရတယ်နော်သက်ဆန်လူမယ်ဆိုရင်တော့အလူစင်တို့ရေမမို့ရလူစင်ဟောင်းတို့ရေပြီးသွားတဲ့လတုန်းကအလူစင်ဟောင်းတွေပန်နပါတောင်းမယ်ဆိုရင်ပန်နပါအဟောင်းပဲမမို့ပြောမယ်နော်ကိမေကြည့်ပန်ပဲနေတို့လတိုင်ပို့တဲ့ပန်ပဲနော်အသိမပြောင်းရဘူးစင်အဲကြောင့်နေနေရင်းနဲ့အသိတွေဖြစ်တယ်တခြားပန်နပါတွေဖြစ်လို့စင်တာလူလိမ့်မယ်နော်အဲ့ဒါမှမဟုတ်ဘူးကဲစပြီးတော့လူခံပါပြီ194ရောင်းအလူစင်ကြီးတွေပေါ်လာပြီပါဒေါ်လာတွေအများကြီးပေါ်လာပြီပါစင်နော်မမို့အလုံး2000တော့3000လောက်ရပါစေဒီညအလုံးဒီညဘတ်ငွေ3သိန်းနဲ့
တသိန်းနဲ့6,500ရပါစီတသိန်းနဲ့6,500ရလို့ဆိုရင်တော့အလုံး3,000ပေါ့မကွေးတိုင်းအတွက်နော်လောလောဆယ်အခုကတော့3,000ပဲရသေးတယ်9,000မှလူသေးတယ်ရက်လဲ2ရက်ပဲကျန်တော့တယ်ဆဲရမယ်လေဘာဖြစ်လို့လဲနော်လူစကားနားမလဲတဲ့ကောင်တွေဆဲရမှာပဲလေမဆဲလို့မရဘူး မင်္ဂလာပါခင်ဗျကိုမင်းကိုတဲ့ပတ်စံထွက်မှာပဲလူတော့မဟုတ်ကဲ့ပါခင်ဗျကဲဆက်လက်ပါအောင်ပေးဖို့ဖိတ်ခေါ်ပါတယ်စောစောကအလှရှင်တွေကိုစီထူတိုက်တာသမီးခံမန်းကြီးဘယ်လောက်ရပြီလဲ 9,900ရပြီ9,900ရပြီအဲ့ဒီအလုံး9,000ထဲမှာ9,900ဆိုရင်9,900ဆိုရင်အစား55ဆိုရင်အလုံး100နဲ့3လုံးရပြီဦးလေးအဲ့ဆိုရင်အလုံး100နဲ့3လုံးအလုံး1,000ပြည့်ဖို့အလုံး1,000ဟုတ်80နဲ့190လုံးလိုတယ်ဦးလေးပြောမယ်ဆိုတော့အလုံး190လုံးလိုတယ်အလုံး1,000ပြည့်ဖို့6,490လုံးလိုတယ်ဟိုခုနတော့9,000တိတိလိုတာပေါ့နော်ဘတ်ငွေ9,900ရသွားတဲ့နောက်ပိုင်းမှာ100နဲ့3လုံးရသွားတယ်ဟုတ်ကဲ့ခင်ဗျအဲ့တော့9,900ရပြီဆိုတော့ကျွန်တော်တို့9,900ရပြီပေါ့နော်ဝိုင်းပြီးတော့ချိုးလိုက်ကြ1000နဲ့နော်အလုံး1,000က9,000နဲ့9,000ပါကဲတကဲမင်္ဂလာပါခင်ဗျလာလူရတဲ့လက်စင်လူစင်ဒီနေ့အရန်ငိမ့်တယ်တကယ်ပဲမမိုးနေ့ပိုင်းမှာလိုက်လွှင့်တဲ့ပို့တယ်မှာအလူစင်မပေါ်လာဘူးမမိုးရဲ့လက်စင်အလူစင်တွေပဲဒီနေ့နော်လာနေကြတယ် messenger ထဲမှာပဲဖြတ်ပိုင်းတွေပို့လာနေကြတယ်ဟုတ်ကဲ့ကောင်းပါတယ်ခင်ဗျโอเคကျေးဇူးထွတ်တင်တယ်လောတဲ့9,900ရပြီနော်9,900ရပြီဆိုတော့ဥပမာအခုအလုံး1,000ကိုကျွန်တော်စတဲ့ထားကြည့်မှာပေါ့နော်အလုံး1,000ဆိုရင်9,000နဲ့9,000မှာ9,900နှုတ်လိုက်လို့ချင်း4,900နဲ့300ပဲလိုပါတယ်ဆိုတော့ဒါအလုံးကြီး1,000ပေါ့နော်အလုံးကြီး1,000ကျွန်တော်စတဲ့တာဖြစ်တယ်တကယ်တမ်းတော့ဆိုတော့ပြောသလိုပဲဒီရပိုင်းတွေ့ကျွန်တော်အလုံးကြီး3-4တောင်လောက်ရသွားရင်အခုပဲသိကောင်းတာပေါ့နော်ဒါကကျွန်တော်တို့ဆန္ဒပါဘာကြောင့်လဲဆိုတော့ဆိုတော့မြေပြင်မှာလည်းပဲတကယ်ဆောင်းရနေတာဖြစ်တယ်တကယ်တည်းကျွန်တော်တို့တိုက်နေတာဖြစ်တယ်ဆိုတော့အဲ့နေရာတွေကိုကျွန်တော်တို့ကအချိန်နဲ့ဒီပြည့်ကြီးပံ့ပိုးပေးနိုင်ဖို့လိုတယ်ကျွန်တော်တို့ကအောင်ပွဲတွေတာကြားကျင်တယ်အောင်ပွဲအတွက်ဆောင်ရွက်ပေးမှုမရှိဘူးဆိုရင်နော်တယောက်ပဲညနော်ခင်ရဲ့အမတယောက်က900နဲ့85ပါလာလူတယ်โอเคနော်စကလောနော်အိုးမခင်နဲ့အမပေါ့နော်ဟုတ်တယ်မခင်ရဲ့အမ900နဲ့ဘယ်လောက်လဲသမီး85 900နဲ့85ကျေးဇူးထူးတင်ပါတယ်ခင်ဗျာစလီလုံးကျေးဇူးထူးတင်ပါတယ်ကိုစောတော်ကြီးကျေးဇူးထူးတင်ပါတယ်ခင်ဗျကဲသမီးရေလာပြီမတ်ချစ်ကြီးဟမ်ညီမ300နော်300လား3,000နော်ချစ်300လား3,000လားနော်မချစ်ကြီးက300ကျေးဇူးထူးတင်ပါတယ်မချစ်ကြီးရေတကယ်ကျေးဇူးထူးတင်ပါတယ်စိန်လင်းထေကစိန်လင်းထေမချစ်ကြီးကစိန်လင်းထေအတွက်ပို့လာပေးတယ်300โอเคနော်ရေစကောလားနော်စိန်လင်းထေပြောပေးလိုက်ပါကျေးဇူးတင်ပါတယ်300ပါရောက်ပြီဆိုတော့9,900နောက်တစ်ခါ300โอเค4825ကျွန်တော်တို့လောလောဆယ်အလုံး1,000ပြေးဖို့အတွက်4825ပေါ့နော်စေတနာရှင်300ဦးလေးစေတနာရှင်က300ကိုဗလအလှငွေထည့်ခြင်းလို့ပါတယ်ကျေးဇူးထူးတင်ပါတယ်စေတနာရှင်က300ကိုဗလကြီးအောက်မှာဘန်နဘတ်ဟိုပင်ထိုးထားတဲ့အကူတစ်ချက်ကြည့်လိုက်ပါဦး165 295 334โอเคမှာအကောင့်ထဲမှာမိုးပင်ထောက်ထားပါတယ်ကရင်အင်ကြီးအဖြူရောင်နော်ပင်ထောက်ထားပါတယ်ထိုင်းဘန်နံပါတ်ပါ165 295 334ထိုင်ဖာနေဘန်ပါနာမည်တော့နော်ခင်မကြီးမမိုးတော့ဆက်သွယ်ထားမယ်မမိုးလည်းတစ်ခါတည်းမမိုးရဲ့ပုံထဲမှာနေပြီးဆက်သွယ်လာလို့ရတယ်ဒီမိုးခိုင်မှာအကောင့်မှာနော်အဲ့တော့အလုံး1,000စာပြေးဖို့အတွက်4,925 4,920နဲ့တိုင်းအလုံး1,000ကိုကျွန်တော်စတည်ထားတာပေါ့နော်ကဲမင်္ဂလာပါခင်ဗျမင်္ဂလာပါလောတဲ့မခင်ရဲ့အမ9,900နောက်မချစ်ကြီးရ300
နော်နောက်စေတနာရှင်တူက300ဆိုတော့ကျွန်တော်အလုံး1000ကိုစပြီးတော့တည်ထားမယ်အလုံး1000ပြေးဖို့အတွက်48925လိုပါသေးတယ်အဲ့တော့ဝိုင်းပြီးတော့ဆောင်ရွက်ပြီးဖို့မင်္ဂလာပါခင်ဗျာမခင်နေရေမင်္ဂလာဝိုင်းပြီးဆောင်ရွက်ပြီးကိုကျွန်တော်မေတ္တာရက်ခံပါတယ်နော်ကဲဖိတ်ခေါ်ပါတယ်အကိုတို့မတို့ရေဖိတ်ခေါ်ပါတယ်ခင်ဗျလာရီမမိုးသူငယ်ချင်းတော့အားလိုက်ပြီနော်မမိုးသူငယ်ချင်းတော့အားလိုက်ပြီမိုးခမှာကောင်းနေကြည့်ပေးပါအောင်ပြီးတော့မိုးဘယ်နှပတ်ပို့ထားပါတယ်ပို့ထားတဲ့ဘယ်နှပတ်က165နိကို933ထိုက်ဖာနေပိုင်းပါနော်โอเคမေကြီးလွယ်ပြီးလို့ဆင်းဖြတ်ပိုင်းပို့လာလေးပါကဲလောလောဆယ်တော့ကျွန်တော်တို့4.925နော်အလုံးကြီး1000ပေါ့နော်ကျွန်တော်စပြီးတော့တတ်မှတ်ပါအလုံးကြီး1000ပြေးဖို့အတွက်4.925 48925ပတ်နော်အဲ့တော့ဒါလေးကိုဝိုင်းပြီးတော့ဆောင်ရွက်ပေးကြပါ1000ပြည့်နောက်ထပ်1000ပေါ့ဗျာဒီလိုပဲတဖြည်းဖြည်းဝိုင်းပြီးတော့ဆောင်ရွက်ကြတာပေါ့ကဲမင်္ဂလာပါခင်ဗျာမင်္ဂလာပါကိုဗလာရေမိုးခိုင်မှာအကောင့်နဲ့ Messenger မှာကြည့်ပေးပါလို့အကြောင်းပြန်ထားပါတယ်ကိုโอเคနော်နေစကောလားမင်္ဂလာပါခင်ဗျဇော်ထက်ရေမင်္ဂလာပါခင်ဗျကဲပေါင်ပေးဖိတ်ခေါ်ပါတဲ့ရောရပါချင်ကဲမင်္ဂလာပါခင်ဗျစားခင်နဲ့တွန့်ပွားလာပြဘုပစာရေတော့မင်္ဂလာပါခင်ဗျနော်လာပါစင်မင်္ဂလာပါမခင်နဲ့နော်မချစ်ကြီးနောက်စေတနာရှင်ကျွန်တော်လောလောဆယ်အလုံးကြီး1000စာပြည့်ဖို့အတွက်48925ပတ်ရပါပြီဆိုတော့1000ကို9000နဲ့9000ဆိုတော့9000ကျော်တော့ရပါပြီMessenger မှာစောင့်နေပါတယ်တရားမှမဆက်သလားအဲ့ဒါတော်ချိုးမင်္ဂလာပါခင်ဗျမိမလည်းမဆူပြီးတယ်ဘောင်းကခါကုန်မင်္ဂလာပါကိုရမတို့ရေမင်္ဂလာပါဖိတ်ခေါ်ပါတယ်ခင်ဗျဖိတ်ခေါ်ပါတယ်ကျေးဇူးထူးတင်ပါတယ်ခင်ဗျကျေးဇူးထူးတင်ပါတယ်ကဲလောတဲ့အလုံးကြီး1000ပြေးဖို့အတွက်4.925 48925ပတ်လိုပါသေးတယ်ပါဝင်ဆောင်ကိုဖိတ်ခေါ်ပါတယ်မကွေးတိုင်းအတွက်ပါခင်ဗျမကွေးတိုင်းအတွက်လောတဲ့ကျွန်တော်တည်ထားတာအဖွဲ့9ဖွဲ့ပေါ့နော်ဒါငွေရတော့ကျွန်တော်9ဖြစ်တာပေါ့နော်ဆိုတော့အဖွဲ့9ဖွဲ့ဆိုပေမဲ့လို့လည်းပဲအားလုံးကဒီဒေါ်လာရေးနဲ့မှာပါဝင်ဆောင်ရနေတဲ့ကြောင့်မြေပြင်အဖွဲ့တွေကကျွန်တော်9ဖွဲ့လောက်ကိုတည်ထားလိုက်တာပေါ့နော်တကယ်တမ်းကျတော့ဒီဥပမာဆိုကြပါစို့ကျွန်တော်ကအဖွဲ့တစ်ခုအနေနဲ့တည်ထားတယ်ဆိုရင်နော်ကျွန်တော်အဖွဲ့တစ်ခုအနေနဲ့တည်ထားတယ်ဆိုရင်ကျွန်တော်နဲ့ကျွန်တော်ပို့ပေးလိုက်ပြီဆိုရင်ကျွန်တော်ကလည်းပဲစစ်မြေပြင်မှာကျွန်တော်တို့နဲ့အတူဆောင်ရွက်နေတဲ့လူတွေဒီထက်ကပဲမျှပြီးတော့အကုန်လုံးပေးကြတာပဲဒီငွေနဲ့ဒီຢာတွေနဲ့ပဲကျွန်တော်တို့ကဝိုင်းပြီးတော့ဆောင်ရွက်ကြတာဖြစ်ပါတယ်ဒါကြောင့်မို့အားလုံးကိုခြုံပြီးတော့တိုးတော့ဆောင်ရွက်ပေးတာဖြစ်ပါတယ်တိုးတော့ကျွန်တော်ကဒီမှာနော်အဖွဲ့9ဖွဲ့တည်ထားတာပေါ့နော်ဆိုတော့โอเคကျေးဇူးထွတ်တင်တယ်နော်မကွေးတိုင်းအတွက်ပေါ့နော်မကွေးတိုင်းအတွက်ကံပေးနော်အလုံးကြီး1000နော်အလုံးကြီး1000မှာလောလောဆယ်ကျွန်တော်တို့3000တော့ပြည့်သွားပြီနော်3000တော့ပြည့်သွားပြီနောက်ထပ်9000ကျန်သေးတယ်အခုဒါ9000ပြည့်ဖို့အတွက်ကျွန်တော်စူးစမ်းနေတာအဲ့တော့9000ပြည့်ဖို့အတွက်စူးစမ်းတဲ့အခါမှာ9000နဲ့ကနေကျွန်တော်က1000ကိုဆွဲယူလိုက်တယ်အဲ့တော့1000ကိုပြည့်အောင်ဝိုင်းပြီးတော့အရင်စူးစမ်းကြမယ်ဆိုတဲ့သဘောပေါ့နော်အဲ့တော့1000ပြည့်ဖို့အတွက်လောဆယ်48925ပတ်လိုပါသေးတယ်အကယ်၍ကိုတို့ကတစ်ဖွဲ့သားနှစ်ဖွဲ့သားလူလဲလူလို့ရပါတယ်ခင်ဗျာကိုနိုင်သလောက်ပေါ့နော်100 200နိုင်ရတယ်900လူတွေရ1000လူကြိုက်သလိုလူတလောက်ကတော့ကျွန်တော်တော်လှန်ရေးအတွက်အကျိုးရှိမှာဖြစ်ပါတယ်တော်လှန်ရေးအတွက်အကျိုးဖြစ်မှာဖြစ်ပါတယ်မြေပြင်မှာတကယ်လို့တဲ့နေရာတွေကိုစီးစင်းမှာဖြစ်ပါတယ်ကျွန်တော်ကြုံသလိုကြသလိုနော်ရှောက်ပြီးတော့သွားနေမှာမဟုတ်ပါဘူးနော်ကြုံသလိုကြသလိုရှောက်ပြီးတော့သွားနေမှာမဟုတ်ပါဘူးဆိုတော့ဒါကတော့စိတ်ကြပါကျွန်တော်တို့ကထင်ပေါ်ကြွကြားမှုနောက်တယ်လိုက်တာမဟုတ်သလိုကြုံသလိုကြသလိုလည်းလုပ်နေတာမဟုတ်ပါဘူးတော်လန်ရေးမှာဘလူနေရာတွေမှာဘလူဆောင်ရွက်နေတယ်ဆိုတဲ့ပုံမှာကျွန်တော်ကတေချာလေ့လာပါတယ်ပြီးတော့မှအဲ့ဖွဲ့စည်းတွေကိုကျွန်တော်ကပို့ဆောင်ပေးတာဖြစ်ပါတယ်ဆိုတော့ဒါမကွေးဆိုတာလည်းကိုအကိုတို့မှလို့သိတဲ့အတိုင်းပေါ့နော်အထူးအပြင်ဆိုတော့ကျွန်တော်ပြောသလိုပဲမကွေးကိုကျွန်တော်ကျေးဇူးထူးတင်တယ်ဘာကြောင့်လဲဆိုတော့သူသိမ့်မဲ့မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတာ6မြို့တောင်ပါတယ်
ဒါပေမဲ့ထူးခြားတာဘယ်မျိုးဆိုတာ तू မပြောထားဘူးအဲ့ကြကြောင့်မင်းအောင်နိုင်လည်းဘယ်မျိုးကိုကာကွယ်ရမှမသိဘူးနော်အဲ့ဆိုတော့ဒါတိတ်ပြီးတော့ကောင်းတဲ့စီရေးပြူပါပေါ့နော်အဲ့တော့ကျေးဇူးထူးတင်တယ်အဲ့တော့မကွေးကမ်ပိန်းလေးအများဆုံးဝိုင်းပြီးတော့ဖြစ်ပြီးဖို့နော်တူးချင်းတယောက်ချင်းနိုင်သလောက်ပေါ့ဗျာနော်နိုင်သလောက်ပေါ့ ဟိုခုနကတော့စိုက်လင်းသေးဦးလေး300စင်းသွင်းလိုက်ပြီဟုတ် စိတ်လင်းသေးမတွင်းရသေးဘူးသမီး စိုက်လင်းသေးဆိုတာနော်မချစ်ကြည့်ပို့လာပေးတဲ့300စိုက်လင်းသေးပါ ဩဥကမချစ်ကြည့်နာမည်နဲ့စိတ်လင်းသေးဟုတ်ပြီသမီး စိုက်လင်းသေးနာမည်ပြီးတော့စေတနာစင်တူက300 ဟုတ်ပြီသမီးလေး ပြီးတော့ကိုမိန်နီကိုက200လူတိဆိုရင်ခဏနော်စီရထား ကိုမင်းညီကိုနော် ဟုတ်တယ်နီကို နေရโอเคနေရကျေးဇူးထူးတင်ပါတယ်ခင်ဗျ ဟုတ်လားခဏလေးနော်တော့ပြောလိုက်အောင်မယ်ကိုခဏစောက် ကျေးဇူးထူးတင်ပါတယ်4925 4925 200နှုတ်လိုက်ပြီခင်ဗျာ4925 200နှုတ်လိုက်တော့4925ပါခင်ဗျโอเคကျေးဇူးထူးတင်ပါတယ်4925 49,925 ဘတ်လူပါသေးတယ်ခင်ဗျနော်ပြည့်ပါစေမြန်လေးပြည့်သွားရင်သိကောင်းမယ်နော်မြန်လေးပြည့်သွားရင်ကောင်းမယ်တော့4925 49,900 ဘတ်ဒါဒီကျွန်တော်တို့4000မြောက်ပေါ့နော်မကွေးကံပိန်းအလုံးကြီးကြီး4000မြောက်ဖြစ်ပါတယ်4000ပြည့်ဖို့အတွက်အကြီးအလုံးကြီး4000ပြည့်ဖို့အတွက်4925ပေါ့နော်49,925 ဘတ်လိုပါသေးတယ်ပါဝင်ဆောင်ရွက်ဖို့ဖိတ်ခေါ်ပါတယ်ကိုနိုင်တဲ့လောက်ကလေးပါ100နိုင်လူက100နိုင်ပေါ့200နိုင်လူက200ပေါ့မင်္ဂလာပါခင်ဗျာအခုတို့မှမင်္ဂလာပါခင်ဗျလောတဲ့4925 49,925 ဘတ်တော့လိုပါသေးတယ်4000မြောက်အလုံးကြီး4000မြောက်ပြည့်ဖို့အတွက်ပေါ့နော်အလုံးကြီး4000မြောက်ပြည့်ဖို့အတွက်လောတဲ့ကတော့3000တော့ပြည့်သွားပြီ3000ကျော်သွားပြီပေါ့နော်ဒါအခုလက်ရှိကျွန်တော်4000မြောက်ပေါ့နော်အလုံးကြီး1000တတ်မှတ်ထားပါတယ်အလုံးကြီး1000မှာ3000တော့ပြည့်သွားပြီအခုလက်ရှိ4000မြောက်ကျွန်တော်ဆက်ပြီးတော့ကြိုးစားကြမယ်နိုင်တဲ့လောက်တစ်လုံး55ဘတ်10လုံးဆို950နော်အလုံး100ဆိုရင်9,900အလုံး1000ဆိုရင်တော့9,900အခုတို့မှလို့ကြိုက်တဲ့ကဏ္ဍနဲ့ဆွဲလှူလို့ရတယ်နော်တစ်လုံးတန်းနိုင်လူကတစ်လုံးစာလှူလိုက်10လုံးတန်းနိုင်လူက10လုံးစာ10လုံးစာပေါ့100နိုင်လူကလည်း100ပေါ့စသည်ပေါ့နော်1000လုံးနိုင်တဲ့လူရှိတယ်ကောင်းတာပဲ9,900ဦးလေးရေအလူစင်ပေါ့နော်1000ဘတ်ထောက်1000ဘတ်ထောက်ပတ်ပေးမဲ့အလူစင်10ရောက်ဖိတ်ခေါ်တယ် ဝါဟာ 10ရောက်ဖိတ် 1000ဘတ်10ရောက် 1000 ဘတ်မလို့ ထက်မယ်နော်1000ဘတ်ထက်ပေးမယ် 1000ဘတ်10ရောက်နော်1000ထက်မဲ့လူချင်းတစ်ဖက်က1000ထည့်ပေးမယ် အမျိုးသိန်းတိုက်ပွဲ6မျိုးအတွက် PDF 9ဖွဲ့စာအတွက်ပေါ့နော်1000ဘတ်10ရောက်ဖိတ်ခေါ်တယ်1000ဘတ်ထက်ပေးတဲ့သူစီလို့စင်ပေါ့နော်1000ဘတ်ထည့်လို့စင်ဒီဘက်ကအလူစင်နဲ့1000ထည့်မယ်10ရောက်ဖိတ်ခေါ်တယ်နော်10ရောက်ဒါပေမဲ့300နိုင်9နိုင်ထက်ပေးမဲ့အလူစင်လဲမမူတက်ဖိတ်ခေါ်ထားတဲ့အယောက်50ဒါနိုင်တဲ့လောက်ထက်ဒါပေမဲ့1000ဘတ်တိတိကျကျနဲ့ထည့်ပေးမဲ့အလူစင်10ရောက်စီလို့စင်နော်အလူစင်ဘက်ကတယောက်ထွက်လာလို့စင်1000ထည့်လို့စင်သူတို့ဘက်ကလည်း1000ထည့်မယ်โอเคနော် ကြားတယ်နော်အခုတို့မှလို့မများပါဘူး10ရောက်ပါပဲအဲ့တော့1000ထည့်နိုင်လူက1000ထည့်ပေါ့ဗျာနော်မများဘူး10ရောက်နော်10ရောက် ကဲ 10ရောက်ကဲဖိတ်ခေါ်ပါလေ1000ထည့်နိုင်လူက1000ထည့်ပေါ့နော်1000ထည့်နိုင်တဲ့လူ10ရောက်တစ်ဖက်မှာဖိတ်ခေါ်ထားတယ်10ရောက်ဆိုတော့1000ပေါ့ကျွန်တော်ဒီဘက်ကနေပြီးတော့10ယောက်က white ထည့်လိုက်လို့ရှိရင်တစ်ဖက်ကလှူချင်တာ1000ထည့်ပေးမယ်ဒါဆိုရင်2000ရသွားမယ်ပြောမနေနဲ့เนาะအလုံးကြီး1000ကခဏလေးပြည့်သွားမယ် မမရည်တဲ့ SCB ဘန်လွဲလို့SCB ဘန်အကိုလွဲလို့မရဘူးလားအဲ့ဆိုရင် type အနေကစီ comment ပို့ထားပေးမယ်နော်ကစီ comment နော် ကဲဖိတ်ခေါ်ပါလေเนาะ1000လှူမဲ့အလှူရှင်10ယောက်ပါခင်ဗျာအခုတို့မှတို့เนาะတကယ်ထူးခြားကြီးပါပဲ1000လှူမဲ့အလှူရှင်10ယောက်เนาะနိုင်တဲ့လောက်ပေါ့လှူတဲ့လူရတယ်လှူပေါ့100နိုင်လူက100ပေါ့เนาะ200နိုင်လူက200ပေါ့အဲ့တော့ဒီထဲမှာကျွန်တော်တို့ကလည်းဒီလိုပဲရတဲ့နည်းနဲ့စူးစမ်းကြရတာဒီလိုပဲ အလူစင်ကလေ ဒီသူတွေကရတဲ့နည်းနဲ့စူးစမ်းပေးနေကြတာ 1000 တက ဘတ် ယ်ကိုအံ့ဩဖို့ကောင်းတယ်
ဒီလိုစီဒီဘက်ကလည်းတစ်ထောင်ပါထည့်မယ်နဲ့စတူမကွေးတိုင်းအတွက် အဲ့တော့မကွေးတိုင်းအတွက်ဒါအားရှိစရာဖြစ်ပါတယ်တစ်ထောင်ထဲမဲ့အလှူရှင်10ယောက်ဖိတ်ခေါ်ထားပါတယ်တစ်ထောင်ထဲမဲ့အလှူရှင်10ယောက်ဖိတ်ခေါ်ထားပါတယ် တစ်ထောင်ဦးလေးတစ်ထောင်ပါမှငွေဘယ်လောက်လဲဦးလေး ခဏလေးသမီးတွက်ကြည့်လိုက်မယ်နော်သမီးလေးနော် ခဏလေးစောက်ပေးပါဟုတ်ကဲ့မြန်မာငွေနဲ့ဦးကျော်သူတွဲပေးမယ်ခဏလေးနော် သမီးတစ်ထောင်ပတ်ဆိုရင်သိန်းနဲ့3000နီးပန်းလောက်တော့ရှိမှာပေါ့ခံမှန်းကြည့် အကိုရေတသိန်းနဲ့3000တစ်ထောင်ပါဆိုရင်တသိန်းနဲ့3000နီးပါပေါ့နော်အကိုနော် တသိန်း2000ခွဲပေါ့နော်ဒါပေမဲ့ခံမှန်းကြည့်တသိန်း3000ပေါ့အဲ့ပတ်ဝန်းကျင်ပေါ့နော်ငွေဈေးပါညာနဲ့ဆိုရင်တော့ကဲမင်္ဂလာပါခင်ဗျာကျေးဇူးထွတ်တင်တယ်အကိုတို့မတို့ ပြီလေတရားမပေါ်လာသေးဘူးစောင့်နေပါတယ်စင်တစ်ထောင်ပါပြီတို့10ရောက်နော်တစ်ထောင်တယောက်တစ်ထောင်ထည့်လို့ရှိရင်ဒီဘက်ကလည်းတယောက်တစ်ထောင်စာထည့်မယ်စတူ2000ရမယ်နော်မကွေးတိုင်းပြည်တွေတက်နော်ဟုတ်ကဲ့ကိုနော်ဟုတ်ကဲ့ရတယ်ကိုကြီးโอเคရတယ်ခဏလေးဒီဘက်ကအကိုဆွေးပြီလား တစ်ထောင်လှူမဲ့အလှူရှင်10ယောက်မကွေးအတွက်ဒါကြီးကတော့အားရစရာကြီးနော်အကယ်ဒီ10ယောက်ပြည့်သွားပြီဆိုရင်တော့ကျွန်တော်တို့2000ရသွားမှာပေါ့နော်ကျေးဇူးထွတ်တင်တယ်ဖိတ်လဲဖိတ်ခေါ်တယ်မင်္ဂလာပါခင်ဗျာ ဆွေးပြီလားပါကဲတစ်ထောင်ပါ10ရောက်ဖိတ်ခေါ်ပါတယ်စင်ပြီးတော့ရတစ်ထောင်ပါထည့်လို့ရှိရင်ဒီဘက်ကလူစီနဲ့တစ်ထောင်ထည့်မယ်စင်ဒါကြောင့်ဖုံဖေးတော်ဒီဦးလေးရေဟိုတနေ့တုန်းကပြေပေးရသမီးအလူစင်ပို့ပေးလို့ရလားအခုသမီးရဲ့ပြေပေးအခုတုံးနေတာလေသူတို့ပို့လို့မရဘူးလိမ့်မဖြစ်နေတယ်အလူဒီဘက်ကပြေပေးဘန်တခင်နဲ့သူ့လောက်နေစောင့်နေတယ်ဟိုတနေ့တုန်းကဘန်ကလေသမီးတသိန်း ပြောတော့အဲ့ညီအတွက်ပဲဟိုနေ့ဖြစ်ထားတာဆိုတော့သမီးပို့လိုက်ပါပို့လိုက်ဆိုတာမနေ့ပြန်ဥပြန်ပြီးကြောင်းကြလိုက်မယ်ရမလားမသိဘူးဘာလို့ကိုကလည်းခန့်တရက်စာသူခဏပဲတောင်းထားတာကို ရတယ်ဦး ပြည့်နေရင်တော့ဟိုနေ့ဖြစ်တယ်ထဲလိုက်ပေါ့သမီးရဲ့နော်ပြီးတော့လေဒီလိုပဲပြန်ပြီးတော့ဟိုနေ့ဖြစ်လိုက်တာပေါ့ဒါပေမဲ့ဒီချိန်ကတော့သူကတော့အိပ်ပြီထင်ပါတယ်ရတယ်သမီးကဲဖိတ်ခေါ်ပါတယ်အကိုတို့မတို့နော်ဖိတ်ခေါ်ပါတယ်တစ်ထောင်လှူမဲ့အလှူရှင်10ယောက်ပါခင်ဗျာတစ်ထောင်လှူမဲ့အလှူရှင်10ယောက်ဖိတ်ခေါ်ထားပါတယ်နော်နိုင်သလောက် နော်ပို့လို့ရလို့စင်ထပ်ပိုင်ပို့လာပေးပါနော်ကိုကနာဘန်တကယ်ကသူဖုံးမကန်တော့လောက်လေးစုံနေတယ်လားမသိဘူးဟုတ်ကဲ့အကို1000လူပေးလို့စင်ဒီဘက်ကလည်း1000ထည့်မယ်2000ရမယ်မောစောင့်နေတယ်နော်ချက်ပိုင်ရလာလို့စင်သူပေးမယ် ကဲမင်္ဂလာပါခင်ဗျမင်္ဂလာပါနိုင်သလောက်လူတက်နိုင်သလောက်လူပေါ့100နိုင်လူက100ပေါ့200နိုင်လူက200ပေါ့ကိုနိုင်သလောက်လူပေါ့ဒါတစ်ဖက်မှာလည်းပဲ1000လူမဲ့အလှရှင်10ယောက်ဖိတ်ခေါ်ထားတယ်ခင်ဗျနော်1000လူမဲ့အလှရှင်10ယောက်ဖိတ်ခေါ်ထားပါတယ်အခုမတို့ထဲကနေပြီးတော့အကယ်၍များမကွေးအတွက်နော်1000လောက်လူနိုင်တဲ့အလှရှင်ရှိရင် ဦးလေးရေ ထွက်လာပေးပါ ဆောဟိုတညတုန်းက200လူတယ်300လူတယ်လူသိပဲအခု1000ပါသူစတူပါတယ် โอ้ကျေးဇူးထူးတင်ပါတယ်ကိုစောစောရေကိုစောစော1000ဆိုတော့2000ဖြစ်သွားတာပေါ့နော်သမီးနော် ဟုတ်တယ်2000ဖြစ်သွားပြီ ကျေးဇူးထူးတင်တဲ့ကိုစောစောရေကဲ1000လှူတဲ့လှူလိုက်တဲ့အတွက်ကြောင့်2000ဖြစ်သွားပါပြီခင်ဗျာနော်အဲ့တော့ကိုစောစောကဲ့သို့အလှူရှင်နောက်ထပ်9ယောက်လိုပါသေးတယ်ကြွားပါခင်ဗျာဖိတ်ခေါ်ပါတယ်ကိုစောစောတကယ်ကျေးဇူးထူးတင်တယ်အမှန်မှန်ကိုစောစောကသမီးရဲ့သူကဒီတနေရာနဲ့လှူရတာမဟုတ်သူကတခြားနေရာတွေသူလှူနေရတယ်လှူတဲ့လူတွေဖြစ်တယ်ဒေါ်လာကြီးအတွက် ကိုမဆိုတာဘငွေ1000ပါပါဝင်တယ်ကိုမစောနာတာတက်တယောက်နော်ဒီလူစီဖိတ်ခေါ်တဲ့10ရောက်တယ်မှာသူ1000ပါဝင်တယ် နောက်ထပ်ကိုမောင်စောနော်သမီးနော် ကိုမစော ဆောကိုစောโอ้ကျေးဇူးထူးတင်တယ်ကိုစောစောကိုမောင်စောဟိုဇော်တွေကြီးပါလားဇော်1ဇော်2ပေါ့ကျေးဇူးထူးတင်ပါတယ်ခင်ဗျကဲ2ယောက်ရပါပြီနောက်ထပ်6ယောက်လိုပါသေးတယ်เนาะအဲ့တော့ကိုစောစောက1000ဆိုတော့2000ဖြစ်သွားတယ်ကို
ကူမောင်စောက1000ဆိုတော့2000ဖြစ်သွားတယ် ကျေးဇူးထူးတင်ပါတယ် တယ်မကြီး okay okay စီးရင်သွင်းပေးလိုက်မယ်မကြီးကျေးဇူးတင်ပါတယ်แต่မဆန်အေးကအမဆန်အေးတော့လားညီမလေးဆန်အေးမဟုတ်ဘူးနော်အမဆန်အေးက1000ဘတ်ပါဝင်မယ်ဒီ10ရောက်တဲ့မှာနော် ကျေးဇူးထူးတင်တဲ့မဆန်အေးရေကဲ3ရောက်ရပါပြီ โอเค3ရောက်ရပါပြီစင်မကွေးတိုင်းအတွက်အရန်ရေးကြည့်ပါတယ်ပြီတို့ရေဟုတ်လေကဲ125ရောက်မင်္ဂလာပါမင်္ဂလာပါကိုရိုမတို့ရေကျေးဇူးထူးတင်တဲ့ကိုစောစောကျေးဇူးထူးတင်တဲ့ကိုမောင်စောကျေးဇူးထူးတင်ပါတယ်မဆန်အေးရေအမေနဲ့ဆောင်အေးတယောက်ကို1000 3ယောက်ရပါပြီ9ယောက်ပဲလူတော့တယ်အိုးကျေးဇူးတင်လိုက်တာနော်ကျေးဇူးထူးတင်ပါတယ်ကိုစောစောကိုမောင်စောမဆန်အေးရောကျေးဇူးထူးတင်ပါတယ်နော်အဲ့တော့ဒီနေရာမှာထူးခြားတာ2026ကအင်္ဂါသားသမီးတွေထီပေါက်မဲ့နှစ်တင်တယ်ကြောချမ်းသာမဲ့နှစ်လားမသိပါဘူးကိုစောစောကလည်းပဲနေနဲ့ကြည့်ရမယ်ဆိုရင်လည်းပဲအင်္ဂါနော်ကိုမောင်စောကလည်းနေနဲ့ကြည့်မယ်ဆိုရင်အင်္ဂါပေါ့မောင်ကတော့ကိုတို့ကတော့ဒါစကယ်လို့ပေါ့မဆန်းကြီးကလည်းနေနဲ့ကြည့်ရဆိုအင်္ဂါဆိုတော့အော်စရာကောင်းတာအင်္ဂါသားသမီးတွေပဲဖြစ်နေသလိုဖြစ်နေထူးခြားမှုကကျွန်တော်မိမလည်းအင်္ဂါပဲသမီးရဲ့လည်းကြောက်သမီးရဲ့ဘဲကြီးလဲအင်္ဂါပဲကဲကြည့်တယ်ကျေးဇူးထူးတင်ပါတယ်နော်ကျေးဇူးထူးတင်တယ်ကဲပြီးတော့9ယောက်ဆက်ပါဝင်ပေးကြပါအောင်ရှင်9ယောက်နော်10ယောက်ဖိတ်ခေါ်တယ်1000တန်အလူစင်ပြီးတော့ရေကိုက1000မနိုင်လဲ900ထည့်လို့ရတယ်နော်ဒါ1000စက်သူ10ယောက်ဖိတ်ခေါ်လဲမကွေးတိုင်းအတွက်ပဲနော်မကွေးတိုင်းအတွက်1000မနိုင်လဲ100နိုင်300နိုင်900နိုင်ဝါပြီးတော့ထည့်ပေးကြပါငရုတ်တီကအလုံး6400ကျော်လို့သေးပါတယ်စိခဏလေးအမိုးပတ်စံနဲ့ပေါင်းလိုက်မယ်ကျေးဇူးထူးတင်တယ်ဒါဆိုအလှချင်း3ယောက်ပေါ့နော်သမီးလေးနော်ဟုတ်တယ်ခဏနော်6400ရပြီအစား90နာဆိုအလုံး123လုံး483ကို123 483အလုံး123โอเคအဲ့ဆိုရင်အလုံး6000နဲ့960လုံးလို့သေးပါတယ်စိ960လုံး6000နဲ့960လုံးအလုံး1000ကကျေးဇူးထူးတင်တယ်နော်အလုံး4000ပြဖို့960လုံးလို့ပါတယ်စိအခုအလူစင်ဖိတ်ခေါ်ထားတဲ့အလူစင်ဗလဲတယောက်1000ထပ်ပြင်မဲ့အလူစင်10ယောက်က3ယောက်ရပြီ9ယောက်လို့သေးပါတယ်စိအခုကြည့်တဲ့မမိုးရဲ့ပြည်သူတွေအလူစင်ဟောင်းတွေပေါ့နော်လာစင်လူစင်တွေပေါ့နော်တယောက်1000 9ယောက်တော့ထွက်လာပြီပါနော်တယောက်1000ထည့်လို့စင်ဒီဘက်ကအလူစင်လဲ1000ထည့်မယ်နော်ဒါပေမဲ့900တို့900တို့300တို့ဆိုရင်ထည့်ပါဒါမဲ့စတူတော့မရှိဘူးပေါ့နော်စတူတော့မရှိဘူးနိုင်သလောက်ထည့်လို့ရတယ်အဲ့ဒါငရုတ်ဒီပိုအသက်ပဲမကွေးတိုင်းအတွက်ကမ်ပိန်း9ရက်နေ့ဆိုရင်နောက်ဆုံးရက်နေ့ဖြစ်တယ်နော်ဒါနောက်နေ့ရက်ဆိုရင်ရက်ကုန်သွားပြီပြီတို့ငရုတ်ဒီကအလုံး9000ပဲရသေးဘူး3000ကျော်နေပဲရသေးတယ်နော်3000နဲ့200ကျော်ပဲရသေးတယ်4000ပြဖို့960လုံးလိုပါတယ်ကဲပြီးတော့ရေးကြံနေတဲ့9000ကိုလာတော့ယူပေးပါအောင်1000ဖက်လာပေးပါ1000တန်လူစင်မမိုးရလာစင်လူစင်ဒီညလာလူစင်မိုးရမှာပေါ့လာပေးကြပါအောင်စင်တောင်းနေပါတယ်121အရေးကြီးပါတယ်နော်ကဲမင်္ဂလာပါခင်ဗျာကိုရိုမတို့ရေမင်္ဂလာပါဖိတ်ခေါ်ပါတယ်ကျေးဇူးအထူးတင်ပါတယ်တကယ်ကိုကျေးဇူးထူးတင်ပါတယ်ခင်ဗျအဘ1000လူမယ်မနေ့ဖန်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်မညိုရေအဲ့ဆိုရင်ကေပင်းနံပါတ်ပို့ပေးမယ်မညိုရေမို့ကို message မှာပို့လာပေးပါအောင်မခဏနော်မညိုက1000လူမယ်ဆိုရင်1000ရပြီမြန်မာငွေ33000တော့မညိုနော်ကျေးဇူးတင်ပါတယ်မရေစီရင်သွင်းလိုက်ပြီဘယ်နှပါအဟောင်းပဲမရေပြီးတော့မဆန်ထေက900ငါစင်ကြီးโอเค
မညိုကခါနော်မညိုကပဲအကောင့်လေအမူခဲလောက် ဘလူလဲသမီးနောက်ထပ်တစ်ယောက်က မညိုက1000ပါမယ် ကျေးဇူးထူးတင်တဲ့မညိုရေကဲ၄ယောက်ရသွားပြီနော်သမီးလေးနော် မှန်တယ် ၄ယောက်ရသွားပြီ4ယောက်ရသွားပြီဆိုတော့နောက်ထပ်6ယောက်ပဲလိုတော့တယ်အိုးပြည်သူတို့ရဲ့ဝမ်းသာလိုက်တာ ဆရာပဲ ကျေးဇူးထူးတင်တယ် မတ် နော်1000လူပဲအလှချင်း ဦးလေးတမီးရဲ့လက်စင်မဆန်တေက900လက်စင်ကြီးတာတော့ထက်တယ် သမီးဦးငွေခင်တဲ့မိုးရေလှူမဲ့ဘယ်လိုလှူရမလဲဆက်သွယ်ပေးလိုက်ပါဦးအန်ကယ်ကြီးကို မီတော့ဆက်သွယ်မယ်ခဏလေးစောက်ပေးပါအခုလည်းဦးငွေခင်ကထိုင်းနိုင်ငံမှာနေလို့ရှိရင်အခုဒီဘန်နဘာအထိုးထားတာဟဲ့လို့ရ no သမီးခဏလေးစောစောကဘယ်လိုလဲသမီး900 မဆန်တေဦးငွေခင်ရေတမီးတော့ဆက်သွယ်မယ်တမီးကိုလက်ခံပေးပါအောင်ဟုတ်ဦးငွေခင်ကအကောင့်လောချထားတဲ့တမီးဝင်လို့မရဘူးနော်အော်တမီးကခဏလေးတမီးက page နဲ့တော့ဆက်သွယ်မိတယ်ခဏလေး ကျေးဇူးထူးတင်ပါတယ်ခင်ဗျာ โอเคဦးငယ်ခင်ရေသမီးသူငယ်ချင်းအားလိုက်ပြီးတော့ Messenger မှာ Thai ban number 165295334ထိုင်ဖာနေဘန်ကိုပို့ထားပေးမယ်မိုးခေါ်ပေးတဲ့ ban number နဲ့ပဲထည့်ပါနော်နေနေရင်းနဲ့မှမိုးပုံနဲ့တခြား ban number ပို့လို့စရင်တော့မဟုတ်တော့ဘူးဦးငယ်ခင်ရေဒီမှာ Thai ban number 165295334ထိုင်ဖာနေဘန်ပို့လိုက်ပြီးနာမည်တော့နော်ခင်မကြီးပါသမီးကိုလည်းသူငယ်ချင်းလက်ခံပေးပါအောင်စင်အမှနော်ပို့လိုက်ပြီမရေးပေးမယ် message ကြည့်ပေးပါ Messenger မင်္ဂလာပါအကိုတို့မတို့ရေမင်္ဂလာပါ Messenger ကြည့်ပေးပါဦးလေးရေအမသမီးရေးထားတဲ့စာဒီအကောင့်နဲ့ပဲကျွန်တော်ဆက်သွယ်ပေးပါနော်မင်္ဂလာပါကိုစောစောကိုမောင်စောမဆန်းအေးမတ်ဂျူတယောက်ကို1000နဲ့1000လှူတဲ့အလှူရှင်က4ယောက်ရှိသွားပါပြီခင်ဗျာမဆန်းတီးက900တဲ့ကျေးဇူးထူးတင်ပါတယ်ခင်ဗျာ မညိုရဲ့အကောင့်သမီးစာလို့တေဟိုတခါတော့ဦးလေးကလို့ထဲမှာပြန်စာပေးရမယ်တင်တယ်မညိုရေကေပင်းနံပါတ်အဟောင်းမင်းတော့မနော်မိုးကိုပြန်လာတော့ဆက်သွယ်ပေးပါမိုးရဲ့အကောင့်မှာဟိုတခါတော့ဗီဒီယိုခေါ်တယ်မညိုနဲ့ ကျေးဇူးပဲ ကောက်သမီးစာလို့မရဖြစ်နေကဲမကွေးတိုင်းအတွက်ပါဝင်ကူညီထောက်ပံ့ပေးကြပါအောင်စဉ်အလုံး4000ပြည့်ဖို့ခဏဒီမှာပတ်စံနဲ့တွဲလိုက်မယ်တော့2500 1500ထားရတယ်2500အစား55 45လုံးကို60နှုန်းလိုက်ကဲအလုံး900နဲ့6000နဲ့900 55လုံးပဲလို့တော့6000တင်တာအလုံးပဲလို့လုံး4000ပြည့်ဖို့900နဲ့55လုံးပဲတော့တယ်စီ ကျေးဇူးထူးတင်ပါတယ်ကဲမညိုတဲ့1000မဆန်းအေးက1000ကိုမောင်စော1000 လာပြပါအောင် Messenger မှာနော်ညီမလေးပြန်တော့ဆက်သက်လာပြပါ ကျေးဇူးထူးတင်တယ်ဆိုးလေးမွေးအကောင်းမရတော့ဘူးတဲ့ကြည့်ရတော့မိုးခါတော့လားမိုးခါလီလား အမညိုလာပြီခဏတော့မညိုပဲကောင်းပါဟုတ်တယ်ကိုစိုးလေးရေအကောင့်မရတော့ဘူးလားခဏလေးညီမလေးမိုးခံမှာအကောင့်နဲ့တော့ဆက်သွယ်မယ်ဒီမှာညီမလေးပင်ထောက်ထားတဲ့ဘန်နံပါတ်နဲ့ဒီမိုးခံမှာနဲ့အကိုသွင်းစင်လာအားလို့ရတယ်ကိုစိုးလေးဟုတ်လားမိုးခံမှာအကောင့်ဘန်နံပါတ်ရေးထားတာလေဒီအကောင့်နဲ့အကိုသွင်းစင်လာအားထားလို့ရတယ်မရတယ်အဲ့ဒီအကောင့်နဲ့ရတယ်မရေးမှာညီမလေးပို့လိုက်ပြီနော်မင်္ဂလာပါစေကဲ4ယောက်ရပါပြီဒီတို့ရေ4ယောက်ရပြီနော်6ယောက်ပဲ
6ယောက်ပဲကြံတော့တယ်1000အလှချင်းနော်တယောက်ကအလှချင်းက1000လှူမဲ့အလှချင်း10ယောက်ဖိတ်ခေါ်ထားပါတယ်1000လှူမဲ့အလှချင်း10ယောက်ဖိတ်ခေါ်ထားပါတယ်တယောက်ကို1000လှူရင်သူကလည်း1000ထည့်ပေးမယ်ဆိုတော့10ယောက်အဲ့ဒီ10ယောက်မှာလောစက်တရားတော့4ယောက်လာပြီးတော့ပါဝင်ဆောင်ရွက်သွားပါပြီကိုစောစောရဲ့ကိုမောင်စောရဲ့မဆန်းအေးရဲ့မတ်ညူရဲ့4ယောက်ကတယောက်ကို1000နဲ့လာပြီးဆောင်ရွက်သွားပြီဆိုတော့ဟိုဘက်က1000ရတယ်ဆိုတော့ဒီဘက်4000ဆိုတော့8000ရပါတယ်ကျေးဇူးထူးတင်တယ် လက်ခံပေးပါအောင်မိုးခိုင်မှာအကောင့်နော် follow 1000กินနော်ဒီချာကြည့် ကဲဖိတ်ခေါ်ပါတယ်အကိုတို့မတို့ရေနော်ကျေးဇူးထူးတင်တယ်လောတဲ့1000လှူမဲ့အလှချင်းက10ယောက်ဖိတ်ခေါ်ထားတာ4ယောက်တော့ရပြီနောက်ထပ်6ယောက်ပဲလိုပါတော့တယ်ခင်ဗျကျွန်တော်လည်းနည်းနည်းနားလည်ပြီပါတမီးဦးနည်းနားလည်ပြီပါထမင်းလေးတစ်လုံးနှစ်လုံးစားခြင်းလို့ပါနော် စားလိုက် ပြောရင်းနဲ့ပဲစားသွားမှာစားရင်းနဲ့ပြောသွားမှာပေါ့နော် ရတယ်ဦးလေးအေးစစ်စားပါကဲမမိုး6ယောက်ဖိတ်ခေါ်ပါတယ်ပြီးတော့ဒီဘက်ကအလူစင်နော်1000တန်လူမဲ့အလူစင်10ယောက်ဖိတ်ခေါ်တာကိုအခု4ယောက်ရပါပြီစင်4ယောက်တန်မှာထည့်ပေးတဲ့အကူစော်တို့ကိုမောင်စော်တို့ပြီးတော့မဆန်အေးတို့မညိုတို့ကသူတို့1000ထည့်ပြီးတဲ့နောက်ပိုင်းမှာဒီဘက်ကလူစင်လည်း1000ထည့်တယ်နော်သူတို့1000ထည့်တယ်မကွေးတိုင်း PDF က2000ပြန်တော့ရတာပေါ့နော် PDF 9ဖွဲ့ပါပြီနော် PDF 9ဖွဲ့အတွက်ပါအခုကတော့6ယောက်လူသေးတယ်1000ပါထည့်ပေးမဲ့အလူစင်က6ယောက်လူသေးပါတယ်စင်နော်လက်စင်အလူစင်လေး300နိုင်900နိုင်1000နိုင်1000နိုင်ကိုက9000ပဲထည့်9000တခါတည်းပဲထည့်မယ်ဆိုရင်ပြဿနာမရှိဘူးလို့ပြောနော်ဦးကျော်အဲ့တော့အားလုံးပြည့်သွားမှာပါဦးကျော်အဲ့တော့အားလုံးပြည့်မရဘူးကျော်အဲ့စောစီအဲ့လိုမရသေးဘူးကျော်တမီစာရအောင်မယ် ကျေးဇူးတင်ပါတယ်ခင်ဗျကိုတော်ကြီးကျေးဇူးထူးတင်ပါတယ် ကဲပြီးတော့ရေ100နိုင်ထည့်ပေးကြပါဒီစတူ1000ထည့်လို့မနိုင်လဲပြဿနာမရှိဘူးเนาะအဓိကတော့ကိုနိုင်တလောက်ပါဝင်ထောက်ပံ့ဖို့လိုတယ်အရောက်တိုင်းပါဝင်ဖို့လိုပါတယ်စိโอเคเนาะဒီအလူစင်ဘက်ကဘာဖြစ်လို့10ရောက်ဖိတ်ခေါ်တာလဲဆိုတာ तू လဲမကွေးတိုင်း campaign ကိုက तू အမြဲဆုံးပြည့်စည်ခြင်းတဲ့အတွက်ကြောင့် तू က10ရောက်ဖိတ်ခေါ်တာပါကိုက तू ဖိတ်ခေါ်တဲ့1000မနိုင်လို့ရှိရင်ကို300 100နိုင်တလောက်ထည့်လို့ရတယ်เนาะအဓိကတော့ကိုရောက်တိုင်းပါဝင်ဖို့လိုပါတယ်ဘယ်လောက်ပဲထည့်ပေါ့เนาะအလုံး4000ပြည့်ဖို့915လုံးလိုပါတယ်စင်နော်ဒီ10ရောက်တဲ့မှာဖိတ်ခေါ်ထားတဲ့အလူစင်တယောက်1000အလူစင်က4ရောက်တော့ပေါ်လာပြီး6ရောက်လို့သေးပါတယ်စင်1000ထည့်လို့စင်2000ရမယ်နော်ကိုစောလေးရေမင်္ဂလာပါကိုရေမနေ့ပြပြမယ်ငါဟုတ်ကဲ့ပါဦးလေးဟုတ်ကဲ့သမီးစရင်သွင်းလိုက်မယ်နော်ဦးလေးနော်ကျေးဇူးရတင်ပါတယ်ကဲဦးငွေခင်ကမနေ့ဖန်900ထည့်ပေးမယ်ဟေးစရင်သွင်းလိုက်ပြီဦးလေးရေစရင်သွင်းလိုက်ပြီနော်ကျေးဇူးရတင်ပါတယ်ဟုတ်အကိုပို့လို့မရဘူးလားအဲ့ဆိုရင်ညီမလေးကစီကဘန်ပို့ထားပေးလိုက်မယ်နော်ဘာဖြစ်လို့ကစီထိုင်ပန်နေပန်တချို့လူတွေပို့လို့မရတာလဲအဲ့ဆိုရင်အကိုရဲမှာကစီကဘန်နဲ့ပို့ကြည့်အကိုနော်3431636ကိုလေးပို့ကြည့်လိုက်နော်အကိုလည်းပြီးဆိုရင်ဖြတ်ပိုင်ပို့လာပြီပါနော်နံပါတ်2ကျင်ဒီထားနေသူနံပါတ်မှားနေတယ်ခုနဖြစ်တယ်သမီးကတခုချင်းစီပဲပို့တယ်ငါသူတို့ပြန်နှိပ်တဲ့ခါမှာတစ်ခါနံပါတ်မှားတတ်တယ်အကိုရေညီမလေးဘယ်နံပါတ်ပို့လိုက်ပြီနော်ကစီကဘန်နော်အကိုဘယ်လောက်ထည့်မလဲထည့်ပြီးလို့စစ်ဖက်ပိုင်ပို့လာပြီပါကဲမင်္ဂလာပါအကူလုံးမတို့ရေမင်္ဂလာပါခင်ဗျလောတဲ့1000လူတဲ့အလှချင်း4ယောက်ရပါပြီနောက်တော့6ရက်လူပါ6ရက်လူပါသေးတယ်အဲ့တော့900လူတဲ့အလှချင်းကတော့2ယောက်ပေါ်လာပါပြီမဆိုင်900နဲ့ဥငွေခင်900ကျေးဇူးထူးတင်ပါတယ်ခင်ဗျနော်တဖြည်းဖြည်းနဲ့ကျွန်တော်အလုံးကြီး4000ပြည့်ဖို့အတွက်ရာခိုင်နှုန်းပဲလူပါတော့တယ်ခင်ဗျပြည့်ပါစေနော်ပြည့်ပါစေဆိုတာတခြားကြောင့်မဟုတ်ပါဘူးတကယ်လုံးလုံးနေတဲ့လက်ရှိဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေကိုကျွန်တော်ပံ့ပိုးပေးရမှာဖြစ်တဲ့ကြောင့်ပံ့ပိုးပေးတာဖြစ်တဲ့အတွက်တကယ်အကျိုးထိရောက်ပါတယ်နော်တကယ်အကျိုးထိရောက်ပါတယ်ဒါကြောင့်မို့ကိုရိုမာတို့ရဲ့ကိုရိုမာတို့ရဲ့ဝင်းရံမှုကကျွန်တော်တော်လှန်ရေးအတွက်တကယ်ကိုအရေးကြီးလိုအပ်နေပါတယ်
အထူးအဖြင့်ကျွန်တော်အခုလို့2026ဒီ2026ကကျွန်တော်နိုင်ငံရေးအပြောင်းလဲတွေလည်းအများကြီးဖြစ်ပေါ်နိုင်တယ်တော်လိုင်းရေးအပြောင်းလဲတွေလည်းအများကြီးဖြစ်ပေါ်လာနိုင်တယ်နေမြေပြောင်းလဲမှုတွေစသည်ပေါ့နော်ဒါတွေအားလုံးကမထင်မှတ်တဲ့ပမာဏနဲ့ဖြစ်သွားနိုင်တယ်ယနေ့ဗင်နီဇွဲလားနိုင်ငံကိုပဲကြည့်လိုက်နော်ကြည့်ရင်သူကနိုင်ငံတစ်ခုဖြစ်တယ်နော်အမေရိကန်နိုင်ငံတစ်ခုဖြစ်တယ်အမေရိကန်နိုင်ငံကသူ့နိုင်ငံကိုဝင်တိုက်တယ်ဒါဟာကျူးကျော်စစ်လို့တာမန်ပြောရင်ပြောလို့ရတယ်ဒါပေမဲ့မဟုတ်ဘူးဟိုကသူ့နိုင်ငံကိုဝင်တိုက်တာမဟုတ်အဲ့နိုင်ငံသမ္မတကိုဂုတ်သွားဆွဲတာနော်ကိုဘက်နိုင်ငံရဲ့ဒီဘက်နိုင်ငံရဲ့သမ္မတအတယောက်ကိုလာပြီးတော့ဖမ်းတာ2 နာရီတော့ပဲစစ်တင်လုပ်သွားပြီးတော့ပါသွားရောအဲ့ဒါအပြောင်းလွှဲပဲနော်အဲ့ဒါမျိုးဆိုတော့အဲ့အပြောင်းလဲတွေအဲ့ဒါမျိုးတွေဖြစ်ဖို့တက်ကလည်းကျွန်တော်ဘက်ကအချိန်နဲ့တပြေးညီဝိုင်းပြီးတော့ဆောင်ရွက်ပေးဖို့လိုပါတယ်ဘယ်အချိန်တော်လန်ရေးအောင်မလဲပြောပေးပါအောင်စင်နေတာအာရပါဝင်လို့စင်ငါတို့စူးစမ်းသလိုနေစူးစမ်းလို့စင်တော့အမြန်ကြီးနဲ့နိုင်နော်ဒီ2020မှာပဲနိုင်မှာပါအားလုံးတစ်ခါတည်းဒီအချိန်ဒီခါပဲတစ်ခါတည်းစီးလုံးညီညွတ်လို့စင်တော့ဒီအချိန်ဒီခါဒီလပဲနိုင်တယ်နော်ဒါပေမဲ့တချို့မှဆိုရင်ထိုင်ပဲကြည့်နေတယ်စောက်ကြည့်နေတယ်သူများလောက်တာမလောက်ဘူးသူများကူညီတာမကူညီဘူးအဲ့လိုမျိုးဆိုရင်တော့ဝေးတာဝေးပဲမင်္ဂလာပါစင်63ရောက်မင်္ဂလာပါကဲမင်္ဂလာပါကိုတို့မတို့ရေလောတဲ့1000လူတွေအလှချင်း10ယောက်ဖိတ်ခေါ်တာ4ယောက်ရပါပြီတစ်ဖက်ကအလှရှင်ကြီးက1000ထည့်ပြီးရင်သူလည်း1000ထည့်ပြီးမယ်မင်္ဂလာပါဟုတ်ကဲ့ပါအကို10ယောက်ဖိတ်ခေါ်ထားတာများမဟုတ်ပါဘူး10ယောက်ပါပဲဒီဘက်က1000ထည့်မဲ့အလှရှင်ရှိရင်တယောက်ပေါ်ရင်သူက1000ထည့်ပြီးမှာ2ယောက်ပေါ်ရင်2000ထည့်ပြီးမှာပေါ့နော်သူတယောက်ထဲနဲ့10ယောက်ဖိတ်ခေါ်ထားတယ်1000ကျွန်တော်တို့ဘက်က1000တယောက်ထဲမနိုင်ဘူးโอเค10ယောက်ဝိုင်းထည့်မယ်တယောက်ကို1000 10ယောက်အဲဆိုရင်ဒီဘက်က1000နဲ့သူက1000ဒေါ်လာရေးအတွက်2000ရသွားမယ်ဒီနေ့ရမကွေးကံပိတ်အတွက်2000ရသွားမယ်မကွေးဆိုတာတခြားမဟုတ်လက်ရှိကျွန်တော်မျိုးသိတိုက်ပွဲတွေဆောင်ရွက်နေတယ်မျိုးသိတိုက်ပွဲတွေစင်နွဲတွေပါပြီးတော့ကြွေးကြော်ထားတဲ့နေရာဒေသကိုပံ့ပိုးပေးမှာဖြစ်ပါတယ်အဲ့နေရာမှာပါဝင်ဆောင်ရွက်တဲ့အဖွဲ့အစည်း9ဖွဲ့ပေါ့နော်9ဖွဲ့အမှန်တော့ပါဝင်ဆောင်ရွက်ပေးတာ9ဖွဲ့မကပါဘူးသို့တော့ကျွန်တော်တို့နဲ့ထိတွေ့ထားတဲ့အဖွဲ့တွေကိုကျွန်တော်ချိတ်ဆက်ပြီးတော့ဆောင်ရွက်ပေးလိုက်တာဖြစ်ပါတယ်မင်္ဂလာပါစင်မင်္ဂလာပါခင်ဗျတော်တဲ့ကိုတော်တထောင်ကိုမောင်တော်မပြောဘူးဘယ်လိုလဲ165နှစ်ကိုငါ3 4 3နှစ်လေးဖြစ်သွားတယ်ကြည့်ပေးပါအောင်ငါ့ကိုလည်းကူညီပြီးတော့လုပ်ပေးပါဒုက္ခပဲတော်သေးတော့ဗမီဖြစ်ရအောင်မယ်တော်သေးတော့ကိုရလူတွေပါတော့မှလည်းမသိဘူးမမို့ကိုကတော့ကြည့်ပေးကြပါအောင်ဒီမှာအလုပ်တွေစောင့်နေတဲ့အချိန်မှာ165နှစ်ကိုငါ3 4มาเลยตามခဏလေးပါမို့ပြန်တော့အထိုးမယ်ဝိုင်းပြီးတော့ကြည့်ပေးကြပါတစ်ဖက်ထလန်းနဲ့ကူညီပေးကြပါနော်မမို့တို့အလုပ်ဆောက်တဲ့အချိန်မှာလေဒီမှာမမို့ပြောင်းလိုက်ပြီး165နှစ်ကိုငါ3 1 3အကြောက်လူစင်တွေပို့လို့မရတာ
ဦးလေးရေကျေးဇူးရတင်ပါတယ်900ပါရောက်ပြီနော်ကျေးဇူးရတင်ပါတယ်ရှင် ကဲမင်္ဂလာပါခင်ဗျအကိုတို့မတို့ရေမင်္ဂလာပါဖိတ်ခေါ်ပါတယ်ခင်ဗျ ပြောင်းလိုက် ကို ပြီ ဆိုးလေးက ဟိုခုနကတော့ကွန်ပျူတာမှာရေးထားတာတလုံးမားတယ် တမီကိုဆိုးလေးကပို့လိုက်ပြီလို့ပြောတယ်တမီ မိုးပို့ပေးတဲ့ဒီဘက်နဲ့ဘာနဲ့ပဲအခုထက်ပါနော်165 295 334ပါ334မဟုတ်ဘူးမာလို့ဟိုခုနကတော့120နော်โอเคကိုဆိုလေးဘာရောက်ပြီကိုရေးကျေးဇူးရတင်ပါတယ်နော်ဟုတ်တယ်ကိုနော်ခင်မကြီးနဲ့ပဲဟိုခုနကတော့မိုးပင်ထောက်ထားတာတလုံးမာလို့အခုပြန်ပြင်လိုက်ပြီနော်မောင်လေးအမလိုက်လွှင့်နေတယ်နော်ပြီးမှပြန်တော့နားထောင်မယ်နော်ကဲကိုစိုးလေးက120ကျေးဇူးထိုးတင်ပါတယ်ခင်ဗျမင်္ဂလာပါ69ရောက်အလူစင်1000တန်နော်1000တန်ထပ်ပြင်မဲ့အလူစင်တွေစီးလို့စီရင်ဘယ်ရောက်ရလဲ4ရောက်ပဲရသေးတယ်6ရောက်လူသေးပါတယ်စင်6ရောက်လူသေးတယ်နော်6ရောက်ဆက်ပါဝင်ပြစားပါအောင်1000ထည့်လို့စီရင်ဒီဘက်ကအလူစင်လည်း1000ထည့်ပေးမယ်1000ထည့်လို့စီရင်ဒီဘက်ကအလူစင်လည်း1000ထည့်ပေးမယ်စင်6ရောက်ဒါပေမဲ့အဲ့ဒီ1000ထဲမှာကိုက1000တိတိထည့်လို့မနိုင်လဲနိုင်တယ်လောက်ထည့်ပေးကြပါဒီမကွေးတိုင်းမြုပ်ဒီကြည်1000ပေါ့နော်အခုပါဝင်တဲ့သူကမတ်ဆန်ထေးလဲ900သူနိုင်တယ်လောက်ထည့်တယ်ပြီးတော့ဦးငွေခင်လဲ900ဘာထည့်ပေးတယ်ပြီးတော့ကိုစိုးလေးလဲ120ထည့်ပေးတယ်နော်ဒါတော့စတူတဲ့မှာမပါဘူးပေါ့နော်အလူစင်ဘက်ကသူက1000တန်တိတိကျ10ရောက်ကိုသူကဖိတ်ခေါ်တာနော်10ရောက်တဲ့မှာ1000ထည့်လို့ရှိရင်သူတို့ဘက်ကလည်း1000ထည့်မယ်နော်မကွေးတိုင်း PDF အတွက်မြုပ်ဒီအပေါက်ငွေ1000ပါရမယ်နော်အခုဒီဘက်ကရိုးအလူစင်ခါတော့မပြန်တော့ပေါင်းလိုက်မယ်ဦးငွေခင်900 120ဆိုရင်620အစား55620အစား55ဆိုရင်7လုံးကို15လုံးနောက်မယ်အဆုံး15လုံးနောက်မယ်ဆိုရင်၄လုံးပေါ့အဲ့ဆိုရင်6000နဲ့900နဲ့4လုံးပဲလို့တော့တယ်6000တည်ထားအလုံး4000ပြဖို့900နဲ့4လုံးပဲလို့တော့တယ်ဟိုဒီဘက်က6000ကိုကတော့လာယူပေးမဲ့အလူစင်စီလို့စင်မို့အလုံး200ကျော်ရမယ်နော်အလူစင်တွေဘက်က6000ဝိုင်းတော့ထည့်ပေးလို့စင်ဒီဘက်ကလည်း6000ထည့်မယ်ဆိုရင်မို့အလုံး200ကျော်ရမယ်နော်ဒါရောက်ဆိုရင်1000 6ရောက်ပဲထည့်လာပြပါပြီးတော့ဒီဘက်ကစတူလူစင်ဖိတ်ခေါ်ပါတယ်1000မနိုင်လဲ100နိုင်ဝိုင်းထည့်ပေးကြပါနော်ဒီ100နိုင်ဝိုင်းထည့်ပေးတဲ့အလူစင်ကအခုဆိုရင်အလုံး20ကျော်ရသွားပြီကဲ96ရောက်မင်္ဂလာပါကဲမင်္ဂလာပါခင်ဗျဦးငွေခင်ပို့လိုက်ပြီတဲ့ကျေးဇူးထိုးတင်ပါတယ်ခင်ဗျဦးငွေခင်ရေ တော်လန်ရေးအတွက်ပါဝင်မလို့လားလူလုံးမလို့လား ကိုဆိုးလေး120ဦးငွေခင်900မဆန်ချင်း900နော်1000လူချင်းက4ယောက်မညိုမဆန်အေးကိုမောင်စောကိုစောစော1000လူတဲ့အလူချင်းက4ယောက်ရပါပြီဖိတ်ခေါ်ထားတာ10ယောက်တစ်ဖက်က1000ကြောက်ကို1000ထည့်ပေးမယ်1000လူမဲ့လူချင်းရှိရင်10ယောက်ဖိတ်ခေါ်ထားတယ်4ယောက်ရပါပြီခင်ဗျာ6ယောက်ပဲလိုပါတော့တယ်အခုတို့မလို့6ယောက်ပဲလိုပါတော့တယ် ရတယ် actually ပြောပို့ထားတယ်တိတ်ခိုင်နော်မင်္ဂလာပါ95ရောက်မင်္ဂလာပါစင်1000တန်6ရောက်စီလားပြီးတော့ရေအလူစင်ဘက်က1000တန်လူပေးမဲ့အလူစင်10ရောက်ကိုဖိတ်ခေါ်ပါတယ်ဒီဘက်ကအလူစင်ကနော်1000တန်1000ဘာငွေ1000ဘာဒီမကွေးတိုင်းကမ်ပိန်းအတွက်မြို့သိမ်းတိုက်ပွဲ6မြို့စာ PDF 9ဖွဲ့အခုတိုက်နေတဲ့အဖွဲ့စီကိုကူညီထောက်ပံ့ပေးဖို့နော်ကြည်1000ကိုအလူစင်ဘက်က1000လူပေးမဲ့အလူစင်10ရောက်ဖိတ်ခေါ်တယ်အခုဖိတ်ခေါ်တဲ့10ရောက်ထဲမှာ4ရောက်တော့ပါဝင်လာပြီ6ရောက်လူသေးပါတယ်စင်ပြီးတော့နိုင်တလောက်ကူညီမဲ့အဆွေပါဝင်မဲ့အလူစင်တွေဆိုရင်တော့မို့အယောက်90ဖိတ်ခေါ်ပါတယ်တည90ပုံမှန်အတိုင်းပဲနော်အဲ့ဒါ100နိုင်900ထက်ဒါတော့ကိန်းထဲမှာတော့မပါဘူးပေါ့နော်ကိန်းထဲမှာပါချင်လို့စင်တော့1000တိတိထည့်ပေးရမှာပေါ့နော်2000လဲထည့်လို့ရတယ်တစ်ခါတည်း3000လဲထည့်လို့ရပါတယ်စင်တစ်ခါတည်း3000လဲထည့်ပေးလို့ရတယ်တစ်ခါတည်းအလုံး9000ပါလဲထည့်ပေးလို့ရတယ်အဆင်ပြေလို့စင်ပေါ့နော်အများထက်လေကောင်းလေပဲ
တဲ့မင်္ဂလာပါခင်ဗျ ဝင်းကြီးစကောလဟောဘုံnóiစကောနာခင်ဝင်းကြီး300 baht ထည့်ပေးတယ် နန်းခင်ဝင်းကြီးနော်တမီးလေးနော် ဟုတ်တယ် last နေလို့စီ ကျေးဇူးထူးတင်ပါတယ်ခင်ဗျာကဲနန်းခင်ဝင်းကြီးက300တဲ့ကိုစိုးလေးက120နော်ဦးငွေခင်က900မဆန်းထက်က900မညို1000မဆန်းအေး1000ကိုမောင်စော1000ကိုစောတော်1000ဒါ1000အလှရှင်တွေဖြစ်ပါတယ်1000လူမဲ့အလှရှင်10ယောက်ဖိတ်ခေါ်ပါတယ်တစ်ဖက်က1000ဘတ်တယောက်ကို ဘငွေလားဟုတ်တယ်အကိုရေးဟုတ်ကဲ့ပါ900 baht ရောက်ပြီနော်အကိုရေးကျေးဇူးရတင်ပါတယ်ကိုပလာက900 baht ထည့်ပေးတယ်ဦးလေး โอ้ကျေးဇူးထူးတင်ပါတယ်ကိုဗလာရေကိုပလာစီကဲစစ်စနဲ့6ရောက်မင်္ဂလာပါစေမြန်မာငွေဆိုရင်တသိန်းကဘယ်လောက်ရလဲတသိန်းဆိုရင်400ရမယ်အကိုကြီး1000ဆိုရင်တသိန်းနဲ့3000နော်တသိန်းနဲ့3000နီးပါးပါကျငွေတသိန်းနဲ့3000နီးပါးဆိုရင်1000 baht တိတိရမယ်ကိုတသိန်းတိတိထည့်လို့စင်တော့400ပါပေါ့နော် ကဲဖိတ်ခေါ်ပါတယ်ခင်ဗျာ1000လူမဲ့အလှရှင်4ယောက်ရပါပြီနောက်ထပ်6ယောက်ပဲလိုပါတော့လေခင်ဗျာ okay ရေအော်ဒါကြာနော်ရေကြာ okay စကလနာရေလေးယူနေနာကောက်ပါလေအော်ဒါမယ်ပချောင်းတော့သူရစင်ရဘာနော်မေရမတာဝိုင်လာရောဒါမဲအကျွေးလုံးမရနော်နာကောက်လေးတယ်နော်ရောဒါမယ်ဖလို့တော့ ကဲဖိတ်ခေါ်ပါတယ်လောတဲ့ကိုဗလာ900နန်းခင်ဝင်းကြီးက300ကိုစိုးလေး120ဦးငွေခင်900တဲ့မဆန်းသေး900ပါခင်ဗျာ ဟုတ်တယ်ဒီ မညိုက1000မဆန်းအေးက1000ကိုမောင်စော1000နဲ့ကိုစော1000ပါခင်ဗျာ1000လှူတဲ့အလှရှင်10ယောက်ဖိတ်ခေါ်ထားတာလောတဲ့4ယောက်တော့ရပါပြီနောက်ထပ်6ယောက်လိုပါသေးတယ်ခင်ဗျာပါဝင်ဆောင်ရွက်ပေးဖို့ဆက်လက်ပါဝင်ဆောင်ရွက်ပေးဖို့ဖိတ်ခေါ်ပါတယ် ဟုတ်ကဲ့ပါကိုရေနောက်ဆိုရင်ဒီထက်မကလူတန်းနာပါစေထပ်ပတ်နာပါစေလို့ညီမနေမို့စတောင်းပေးတယ်နော်ကျေးဇူးရတင်ပါတယ်ကဲအခုနောက်ထပ်400ကိုသမီး400ဘယ်နှလုံးထားရမလဲ14လုံးကို904လုံး ကဲမင်္ဂလာပါခင်ဗျကျေးဇူးထူးတင်ပါတယ်ခင်ဗျလောလောဆယ်အလုံးကို600နဲ့အလုံး690လုံးနော်1000ပြည့်ဖို့အလုံး6000နဲ့690လုံးပါ ဟို600ကျော်ပဲလို့တော့တယ်ကဲမင်္ဂလာပါခင်ဗျကိုတို့မတို့ရေးကျေးဇူးထူးတင်ပါတယ်ကိုဗလာ900နန်းခင်ဝင်းကြီး300ကိုစိုးလေး120ဦးငွေခင်က900တဲ့ကျေးဇူးထူးတင်ပါတယ်ခင်ဗျနော်မဆန်းသေး900ပါခင်ဗျနော်မညူက1000မဆန်းအေးက1000
ကိုမောင်စောတထောင်နဲ့ကိုစောစောတထောင်ပါခင်ဗျာတထောင်လူရှင်တွေကတော့တစ်ဖက်ကဖိတ်ခေါ်ထားတဲ့တထောင်လူရှင်10ယောက်ဖိတ်ခေါ်ထားတဲ့ထဲမှာစည်ရင်ဝင်သွားပါတယ်အဲ့တော့တထောင်လူတဲ့အတွက်ကြောင့်2000ဖြစ်သွားပါတယ်ခင်ဗျတစ်ဖက်ကတထောင်လူတဲ့လူချင်းရှိရင်သူကတထောင်ထည့်ပေးတာဖြစ်ပါတယ်ဆိုတော့လောတဲ့တထောင်လူချင်း4ယောက်ဆိုတော့ကျွန်တော်တို့တစ်ဖက်ကအလူချင်းက4000လာပြီးထည့်ပေးတာလေအဲ့အတွက်ကြောင့်ကျွန်တော်တော်လှန်ရေးအတွက်တဆပို့ရသွားတာပေါ့တထောင်လူရင်2000ရသွားတာပေါ့နော်ဒါအားလုံးကလက်ရှိမကွေးတိုင်းကမ်ပိန်းအတွက်ဖြစ်ပါတယ်မကွေးတိုင်းကမ်ပိန်းအတွက်မကွေးတိုင်းကမ်ပိန်းမှာကျွန်တော်နှုတ်ခမ်းဒီအတော့1000သတ်မှတ်ထားပါတယ်1000မှာလောလောဆယ်3000တော့ပြည့်သွားပါပြီနော်4000ပြည့်ဖို့အတွက်ကူ600ကျော်လိုပါသေးတယ်နော်600ကျော်လိုပါသေးတယ်အဲ့တော့လိုအပ်နေတဲ့ငွေကြေးလိုအပ်နေတာလေးတွေဝိုင်းပြီးတော့ဖြည့်ပေးဖို့ဒါလေးမြေတားရက်ခံပါတယ်ဖိတ်လက်ခုတ်ဖိတ်ခေါ်ပါတယ်ခင်ဗျလောဆယ်1000လှူမဲ့အလှူရှင်ရှိရင်တဲ့10ယောက်ဖိတ်ခေါ်ပေးပါသူကတယောက်ကို1000ထပ်ထည့်ပေးပါမယ်တဲ့10ယောက်နော်10ယောက်မများဘူး10ယောက်ပဲနော်1000လှူမဲ့အလှူရှင်10ယောက်တယောက်ကို1000လှူရင်သူကလည်းပဲအဲ့ဒီတွေတယောက်ကို1000လိုက်ထည့်ပေးမယ်တဲ့သဘောကတော့အကိုတို့အမတို့က1000လှူရင်သူက1000ထည့်မယ်ဆိုတော့2000ရသွားတာပေါ့နော်10ယောက်ဆိုတော့သူက1000အကိုတို့မလို့သူ့ကို1000ထည့်ကြရမလို့1000ထည့်နိုင်လို့လည်းကောင်းတာပေါ့1000ထည့်နိုင်ရင်တော့သူ့ကြီးက1000ထည့်ရ2000ရသွားတာပေါ့နော်အဲ့ဆိုတော့ဖိတ်ခေါ်ပါတယ်လောလောဆယ်ကျွန်တော်4ယောက်ရပါပြီခင်ဗျာနောက်ထပ်အလှူရှင်6ယောက်လိုပါသေးတယ်ပါဝင်ဆောင်ပေးဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာမင်္ဂလာပါခင်ဗျာ85ရောက်မင်္ဂလာပါရှင်ကဲပြီးတော့ရေးစားအားတဲ့အချိန်မှာမလွတ်ထားပါနဲ့ပြီးတော့နော်မမိုးလည်းအလူခံရတာလေးဟိုတပြားရဖို့မလွယ်ဘူးဒီမျိုးစသူတွေပေါ်လာတဲ့အချိန်မှာဝိုင်းပြီးတော့ကူညီပေးကြပါနော်နေတို့4ယောက်ပဲပေါင်းမယ်ဆိုရင်မမိုးသူ့စီမှာ4000ပဲရမယ်โอเคနော်နေတို့9000ပဲ9000ယောက်ပဲပေါင်းမယ်ဆိုရင်သူ့စီမှာ9000ပဲရမယ်ပါတလောက်နဲ့ပဲသူထည့်ပေးမယ်โอเคနော်ဒါပေမဲ့10ယောက်တိကြတော့သူတတ်မှတ်ထားတာပေါ့10ယောက်တိကျပေါင်းလို့ဆိုရင်သူ့စီမှာမမိုး1000ရမယ်အလုံး200နင်းပါပဲမမိုးရမယ်မကွေးတိုင်းအတွက်သူ့စီမှာပေါ့နော်အဲကြောင့်အခု6ယောက်လူသေးပါတယ်စင်6ယောက်လူသေးတယ်ဟိုခဏတော့ဦးလေးတယောက်မေးနေတယ်သူပါမလားမသိကဲဖိတ်ခေါ်ပါတယ်လောတဲ့ကိုဗလာတဲ့ကျေးဇူးထူးတင်ပါတယ်900ဘတ်နန်းခင်ဝင်းကြီး300ကိုစိုးလေး120ဦးငွေခင်က900ပါခင်ဗျာမဆန်းထေးက900ပါဒါအထွေထွေလှူရှင်တွေပေါ့နော်ကျေးဇူးထူးတင်ပါတယ်အဲ့တော့1000လှူရှင်ကတော့4ယောက်ရှိပါပြီနော်မညိုတဲ့မဆန်းအေးကိုမောင်စောနဲ့ကိုစောစောအလှူရှင်ဒုက္ခပဲဘာဖြစ်လို့လဲတပီမညိုလဲအင်္ဂါပဲနော်အဲ့လေဒီနေ့အင်္ဂါဟုတ်ပါနော်1000လှူရှင်က4ယောက်တော့အလှူအင်္ဂါတွေကြီးပဲဖြစ်နေတယ်အော်လေပါလေဘာနေနဲ့ဘာလဲဦးဘာနေတော့မသိတော့တဲ့ထူးခြားနေတာ1000လာလှူတဲ့အလှူရှင်တွေကအင်္ဂါလေးနေနံနေကြီးပဲဖြစ်နေကိုစောစောတဲ့ကိုမောင်စောတဲ့မဆန်းလေးတဲ့မညိုတဲ့အခုမှကြည့်မိတယ်စောစော3ယောက်ပဲဟိုနေဖြစ်တယ်အခုမညိုကလည်းပဲအင်္ဂါပေါ့ညဆိုရင်အဲ့ဆိုတော့ယေသူထူးတင်တယ်စစညအင်္ဂါပေါ့နော်ဟာအင်္ဂါသားတွေထွက်လာပေးပါနော်စနေတို့ကြာတာပဒေတို့တောက်ကြတို့ပေါတဟူးတို့တနင်္လာတို့ပေါ့နော်တနင်္ဂနွေတို့ပေါ်လာပေးပါကဲမင်္ဂလာပါခင်ဗျနော်မကွေးအတွက်ကမ်ပိန်းနော်နှုတ်ခမ်းဒီအတော့နှုတ်ခမ်းဒီဆိုတာတော့ကျွန်တော်တို့ပွင့်နေပြောမင်းအောင်လိုက်နှစ်ဖူးကိုထိမဲ့ထဲမဲ့ပစ္စည်းပေါ့အဲ့ဒါတော့နှုတ်ခမ်းဒီအတော့1000တတ်မှတ်ထားပါတယ်1000ဆိုတော့တလုံးနှုတ်ခမ်းဒီ1055ဘတ်အတော့1000ဆိုတော့9သိန်းနဲ့9000ဘတ်ပါခင်ဗျနော်လောလောဆယ်3000တော့ပြည့်သွားပြီ4000ပြည့်ဖို့အတွက်နည်းနည်းလိုပါသေးတယ်ခင်ဗျအဲ့တော့4000ပြည့်ဖို့အတွက်ဝိုင်းဆောင်ရွက်နေကြတဲ့အခါမှာ100နိုင်သူက100ထဲပေါ့200နိုင်သူက200ထဲပေါ့တစ်ဖက်မှာလည်းပဲဆန်းတဲ့ကျေးဇူးထူးတင်ပါတယ်ဒါဘူးနာစကလောဂျာဝဲသမီးရေလာပြန်ပြီဆန်းလည်းပဲအင်္ဂါပေါ့ဟုတ်လားစကလောဘူးနာစစားရေးစကကဲ2000ရပြီ
အကိုတို့မှလို့စဉ်းစားတော့ကျွန်တော်ပြောချင်တယ်6ပြောနေတာမဟုတ် 9ယောက်9000အင်္ဂါ ဘူး1000လူတဲ့အလူချင်း9ယောက်က9ယောက်သလိုကအင်္ဂါနန်တွေကြီးပဲဖြစ်နေတယ်အင်္ဂါသားသမီးဟုတ်တာမဟုတ်တာတနန်တွေကတော့အင်္ဂါနန်တွေကြီးပဲဇောဇောဗျာမောင်ဇောဗျာနော်ပြီးတော့ဘလူးလဲမတ်ညူဟုတ်တော့ပြီးရင်ဘလူးလဲမဆန်းအေးခုလာပြန်ပြီမဆန်း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  ကိုစိုးလေးကပြန်နဲ့20ထည့်ပေးလိုက်ပြီမဟုတ်လားဘယ်နှခါထည့်လဲအကိုက မင်္ဂလာပါခင်ဗျအော်ကိုစိုးလေးကလည်းစိုးလေးဆိုတော့အင်္ဂါပဲပြန်ပေါ့ အော်အင်္ဂါအော်အင်္ဂါโอเคကိုစိုးလေးနောက်ထပ်100ထည့်လို့လားဘယ်လိုလဲဟိုခုနကတော့120မဟုတ်ဘူးလား ကျေးဇူးတူတင်တယ်ဟောဒီညနည်းနည်းပုံနည်းနည်းတော့ထူးခြားနေတယ်ဗျနော်ကဲမင်္ဂလာပါခင်ဗျကျေးဇူးထူးတင်တယ်မဆန်း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 ရေးကျေးဇူးထူးတင်ပါတယ်ခင်ဗျ1000လူတဲ့အလှရှင်9ယောက်ရပြီမဆန်းဆန်းမဆန်းအေးမညူကိုမောင်စောကိုစောစောနော်ကျေးဇူးထူးတင်ပါတယ်ခင်ဗျ1000လူတဲ့အလှရှင်9ယောက်ပါကျန်တဲ့ထူလူရှင်ကတော့ကိုဗလာ900နန်းခင်ဝင်းကြီးက300ပါခင်ဗျကိုစိုးလေးက120ပါမင်္ဂလာပါခင်ဗျာမင်္ဂလာပါဦးငွေခင်က900နဲ့မဆန်းထေးက900ပါခင်ဗျရတယ်ဖိတ်ခေါ်ပါ ကဲကိုစိုးလေး100ထည့်မယ် ကိုစိုးလေး100တဲ့โอเคကျေးဇူးထိုးတင်ပါဆိုတော့120ဟုတ်သမီး ဟုတ်တယ် โอเค သမီးလဲအင်္ဂါပါတဲ့စစမ်းပြောတယ်ဟုတ်တယ်အင်္ဂါ သိလားဟုတ်တယ်နော် ဒီနေ့အင်္ဂါ ဘုဆန်းဆန်းအော်နေလို့ပါဒီအခုဆိုဟို1000လှူတဲ့အလှရှင်က10ယောက်ဖိတ်ခေါ်တယ်နော်သူ့နာမည်တော့ဘလူးမန်လည်းကျွန်တော်ကမသိပါဘူးထားပါတော့ရှိသေး10ယောက်ဖိတ်ခေါ်တာအဲ့တော့တယောက်ကို1000လာလှူကြတယ်လှူကြတဲ့လူတွေထဲမှာထူးခြားမှုကအင်္ဂါနန်လေးကြီးပဲဖြစ်နေတယ်9ယောက်ရသွားပြီအဲ့တော့စန်းစန်းပါဝင်ပေါ့နော်ဆိုတော့အဲ့ဒါလည်းအော်စရာတစ်ချက်ပဲ အင်္ဂါတက်ပဲဒီညကိုစိုးလေးကျေးဇူးတင်ပါတယ် ကျေးဇူးထူးတင်ပါတယ်ကိုစိုးလေးက100တဲ့ဒုတိယနော်စောစောကလည်း120ထည့်တာအခုနောက်ထပ်100လာထည့်တယ်ကျေးဇူးထူးတင်ပါတယ်ခင်ဗျအဲ့တော့လောလောဆယ်1000ဖိတ်ခေါ်ထားတဲ့အလှရှင်10ယောက်9ယောက်ရပါပြီနောက်ထပ်9ယောက်ပဲလို့တော့တယ်အကိုတို့မလို့နော်9ယောက်ပဲလို့တော့တယ်ကျွန်တော်ဆက်ကြိုးစားမယ်10ယောက်ပြည့်သွားရင်1000ရမှာကျွန်တော်ဘက်က1000သူဘက်က1000ဆိုတော့2000ဖြစ်သွားမယ်အများကြီးအကျိုးရှိသွားမှာအများကြီးအကျိုးရှိသွားဒီ400လောက်ဖြစ်သွားမှာ400တော့မပြည့်ဘူး400ပြည့်ဘူးလေ2000လောက်လို့မဟုတ်9500ဆို100ဗျာ1000ဆိုရင်200ဆိုတော့2000လေ2000ဆိုရင်ဒါကြီး400ရမှာဒါပေမဲ့2000လောက်ဆိုရင်မစိုးဘူးဗျကျေးဇူးထူးတင်တယ်အဲ့တော့1000ပြည့်ဖို့အတွက်sorry 1000အလှချင်း10ယောက်ပြည့်ဖို့အတွက်9ယောက်ပဲလို့တော့တယ်9ယောက်နော်ပေါင်ပေးကိုဖိတ်ခေါ်ပါတယ်ကျေးဇူးထူးတင်ပါတယ်ဆန်းဆန်းကြီး1000နဲ့ကိုစိုးလေးက100တခါ120တခါနှစ်ခါလာလှူပါတယ်ကျေးဇူးထူးတင်ပါတယ်နော်ကိုဗလာ900တဲ့နန်းခင်ဝကြီးက300ပါခင်ဗျဦးငွေခင်က900နော်မဆန်းထေး900ပါခင်ဗျ1000လှူရှင်တွေကတော့ကိုစောစော1000ကိုမောင်စော1000မဆိုင်1000မညူ1000နဲ့မဆန်းဆန်း1000ပါခင်ဗျ9ယောက်ရှိသွားပါပြီနောက်ထပ်9ယောက်ပဲလို့ရတယ်ကိုတို့မလို့9ယောက်ပဲမများဘူးနော်မများဘူးနောက်ထပ်9ယောက်ပဲလို့ရတယ် စေစချာရမင်္ဂလာပါနောက်ထပ်9ယောက်တစ်ခါတည်း9000ထပ်ပေးမယ်ဆိုရင်ချလိုက်စသူဒီနည်းနည်းတွဲလိုက်မယ်အခု1000နဲ့100 1000နဲ့100အစား55ဆိုရင်34လုံးကိုအဆုံး90ခုနောက်ကဲ6000နဲ့650နှလုံး6000တည်တာ650နှလုံးပဲလူတော့တယ်အလုံး4000ပြဖို့650နှလုံးလူပါတယ်ကဲ9000ထပ်ပေးမဲ့လူစီလို့စီဒီဘက်က9000ဆိုရင်အလုံး100နီးပါပဲ100နီးပါပဲဒါဒေါ်လာတွေပေါ်လာပြပါစင်ကာပူ USA တို့ Canada ယူလို
အမြန်ပြစ်ပါ ကျေးဇူးထူးတင်ပါတယ်ဦးဝေခင်ကြီးကျေးဇူးထူးတင်ပါတယ်မင်္ဂလာပါခင်ဗျအကိုတို့မတို့ရေမင်္ဂလာပါ မမိုးရလာစင်လူစင်ပဲကိုပြအမြန်ဒီနဲ့တက်ပြီးကြပါမနစလူစင်နဲ့လာစင်လူစင်တို့ရေ တထောင်အလှမဲ့အလှချင်း10ရောက်ဖိတ်ခေါ်ထားတယ်တယောက်ကိုတထောင်လူရင် तू ကတထောင်ထည့်ပြီးမယ်တဲ့ तू လည်းအများကြီးတော့မနိုင်ပါဘူး10ရောက်ပါ10ရောက်ဆိုတာနဲတာမဟုတ်ဘူးပြ1000ဆိုတော့ကျွန်တော်တို့ဘက်ကတယောက်ကိုတထောင်ဝိုင်းထည့်ပြီးသူ့ဘက်ကလည်းတထောင်ထည့်ပြီးမယ်အလှချင်း10ရောက်သူ့ဘက်က1000နဲ့ဒီဘက်က1000ပေါ်လိုက်ရင်2000ဖြစ်သွားမယ်နောက်ထပ်2000ထပ်ထည့်လို့ချင်းအလုံးကြီး400ရသွားမှာပေါ့အိုးအားရစရာကြီးစိတ်ကူးရင်ကြည့်တာအဲ့တော့ပြေးပါစီဗျာလောတဲ့တော့9ရောက်ရပါပြီနော်မဆန်းဆန်း1000တဲ့ကျေးဇူးထူးတင်ပါတယ်မဆန်းထီရလည်း1000မဆန်းအေးကျေးဇူးထူးတင်ပါတယ်ခင်ဗျနော်ကိုမောင်စောက1000ပါကိုစောတော့1000ပါမညူက1000ပါခင်ဗျမင်္ဂလာပါကျေးဇူးထူးတင်ပါတယ်ကဲမင်္ဂလာပါခင်ဗျအကိုတို့မတို့ရေမင်္ဂလာပါနော်1000ဖိတ်ခေါ်ထားတဲ့အလှချင်း10ယောက်က9ယောက်ရပါပြီ 9ရောက်ရလာပြီ9ရောက်ထွက်လာပြီပါ82ရောက်တတိစီတဲ့ပြည်သူတွေထွက်လာပြီပါဒါမကွေးတိုင်းအတွက်မြို့သိမ်းတိုက်ပွဲတစ်မြို့ပဲမဟုတ်ဘူး6မြို့သိမ်းနေပါတယ် PDF 9ဖွဲ့နော် PDF 9ဖွဲ့စလင်းတို့ကန်ကော်တို့6မြို့နယ်တို့မကွေးခရိုင်တို့မကွေးတိုင်းတို့ကန်ကော်တို့နော်ပါဝင်ပေးကြပါစီတစ်ဖွဲ့ဆိုရင်အလုံး1000ကျော်မှမို့လို့ကူညီပေးပါတယ်9ဖွဲ့ကြည်1000ကအလုံး1000ကျော်အခုဒီကြည်1000ဒီကြည်1000ရဲ့ကမ်ပိန်းကနောက်ဆုံးရက်နေ့က9ရက်နေ့ဖြစ်တယ်နောက်နေ့ရက်အခုလောလောဆယ်9ရက်နေ့ရောမယ်နောက်နေ့ရက်ဆိုရင်ရက်ပြည့်တော့မှာပေါ့နော်ဒါမဲ့မြုပ်ဒီက9000မရသေးဘူးကဲမင်္ဂလာပါခင်ဗျာဖိတ်ခေါ်ပါတယ်အကိုတို့မတို့ရေလောလောဆယ်9ယောက်ပဲလို့တော့တယ်1000ဖိတ်ခေါ်ထားတဲ့အလှရှင်က9ယောက်ပဲလို့ပါတော့တယ်ခင်ဗျမများပါဘူး10ယောက်ဖိတ်ခေါ်တာ तू ကတယောက်ကို1000ထည့်ပေးမယ်တဲ့1000လူမဲ့လူရှိ10ယောက်ဖိတ်ခေါ်ပေးပါတယ်1000ကျွန်တော်တို့ဘက်ကသူ့လို1000ထည့်စရာမလိုတယောက်ကို1000နဲ့10ယောက်ဝိုင်းထည့်ရင်ရတယ်သူရှိ1000 automatic ရသွားမှာဖြစ်တယ်အဲ့လိုလူမျိုးကတော့နည်းနည်းရှားတယ်လောတဲ့တော့ရှားတဲ့ထဲကနေပြီးတော့ပေါ်ထွက်လာတာ9ယောက်9ယောက်မှမဆန်းဆန်းကျေးဇူးထူးတင်တယ်အိုးဒီပေါင်းနောက်ဒီဘော1000ထည့်လို့ရှိရင်ဒီဘက်ကလည်း1000ထည့်မယ်စကလနာရေ6ရောက်ရပြီ6ရောက်ရပြီ10ရောက်1000ထည့်ပေးမဲ့လူစီ10ယောက်ကအခုလောလောဆယ်6ရောက်ရပြီနော်ဒီဘောကပတ်ချလူစီကျေးဇူးထူးတင်ပါတယ်6ယောက်ရပါပြီခင်ဗျကဲမင်္ဂလာပါမတ်တီပေါင်းကြီးကျေးဇူးထူးတင်ပါတယ်6ယောက်ရပါပြီနောက်ထပ်4ယောက်ပဲလို့တော့တယ်မများဘူးစကလုံးတော့ဒီဘောင်းရေးစကောတူတူလုံးတော့4ယောက်4ယောက်ပဲကျန်တော့တယ်တဖြည်းဖြည်းနဲ့ကတ်လာပြီကြည့်ပါစီဝါကိုစောဘက်ကိုစောရေးအားနာတယ်အကိုဘက်ကလည်းတိတ်ပြီးတော့အဆင်မပြေဘူးလေနောက်တော့1000တောင်းမယ်ကိုစောဆုံးဖြတ်နော်ဆုံးဖြတ်ပါကိုယ်ပိုင်ကိုဆုံးဖြတ်ပါဆုံးဖြတ်ဆိုတာတခြားမဟုတ်ပါဘူးမတရားကြီးဟိုပြန်မနှွမ်းနေမှုရှိတယ်ဆိုရင်ကိစ္စမရှိအောင်လောတယ်လာထူထားတဲ့1000ပါပဲ1000ကိုပဲဒါနေတဲ့ငွေကြီးပမာဏမဟုတ်ပါဘူးဆိုတော့ကဲမင်္ဂလာပါဖိတ်ခေါ်ပါတယ်လောတဲ့6ယောက်ရပါပြီနော်ဒီပေါင်း1000မဆန်းဆန်း1000နော်
ကိုစောစောတစ်ထောင်ကိုမောင်စောတစ်ထောင်မဆန်းအေးတစ်ထောင်မညိုတစ်ထောင်6ယောက်ရပြီ9ယောက်မြောက်ကဲဖိတ်ခေါ်ပါတယ်အကိုတို့မတို့ရေ10ယောက်မြောက်9ယောက်မြောက်10ယောက်မြောက်4ယောက်ပဲကျန်တော့တယ် 4ယောက်အားနာတယ်တကယ်ပဲနော်ကိုဆိုဘက်ကလည်းစသိပ်ပြီးတော့အဆင်ပြေတာမဟုတ်ဘူးနော်1000ပါထည့်ပေးတာကျေးဇူးရမ်းတင်ပြီးနော်ကျန်တဲ့လူတွေလာလူပါစေကိုကြီး မတရားပင်ပန်းသွားမယ်နော်နောက်ပင်ပန်းသွားရင်လည်းပဲနောက်လုံးမတရားပင်ပန်းသွားလို့ရှိရင်နောက်ထပ်လုပ်ဖို့အတွက်အားပြတ်သွားတတ်တယ် ဆိုတော့ဘာလို့လဲကျွန်တော်တို့ဒေါ်လာကြီးကဝုန်းတိုင်းနဲ့ခုချင်းချင်းအောင်မှာဘူးတဖြည်းဖြည်းနဲ့ကျွန်တော်ကကြိုးစားသွားမှာဖြစ်တယ်အဲ့ဟာငါတို့ဒီတော့လှူနေခုလည်းဒီမှာအောင်သေးရကွာဆိုတဲ့လူတွေကရှိတယ်အမှန်မှန်ကျွန်တော်ဒေါ်လာကြီးတစ်ခုကစောပြောသလိုပေါ့နော်လွင်းတစ်ခုနဲ့ကျွန်တော်တိုက်ရတဲ့ဒေါ်လာကြီးကတာမန်ဒေါ်လာကြီးမဟုတ်ကမ္ဘာအဆင့်မီစစ်တပ်ကြီးတက်ကိုကျွန်တော်တိုက်နေရတာဖြစ်တယ်တာမန်ဖွဲ့စည်းမှုအဲ့စစ်တပ်ကြီးနောက်ကမှအစိုးရတရားရှိတယ်နော်အဲ့အစိုးရဆိုတာတာမန်အစိုးရမဟုတ်တိုင်းပြည်ကိုနှစ်ပေါင်းမြောက်များစွာဂုံသွေးစုပ်အမျက်လှုပ်ထားတဲ့ကောင်တွေဖြစ်တယ်အဲ့ဒါကြီးကိုဖြိုခွင်းရတာကျွန်တော်တို့မှဘာမှမရှိဘဲနဲ့စပြီးတော့လှုပ်လာရတာဖြစ်တယ်အဲ့တော့9နှစ်တာကာလကွာမင်းတို့9နှစ်တောက်ကြာပြီခုတည်းဒီမပြီးသေးဘူးလားဆိုတဲ့ပုံရင်မျိုးနဲ့တော့ကျွန်တော်ချိကတ်လို့မရဘူးကျွန်တော်တို့တော်လိုင်းရအဝိတက်ခဲ့ကိုတစ်ခုနဲ့နော်စားခဲ့ရတဲ့တော်လိုင်းရေးဖြစ်တယ်ရလက်နဲ့ကလေးတွေနဲ့ဟိုနာတင်တန်းပြည့်တဲ့ဒီနာတင်တန်းပြည့်တဲ့တနက်ကလေးတက်လက်ရဖို့အတွက်အသက်နဲ့ရင်းပြီးတော့တွားဝင်လူတာတွေရှိတယ်စသည်ပေါ့နော်ဒါဆိုတော့အဲ့လိုဆောင်ရွက်ရတဲ့တော်လှန်ရေးဖြစ်တယ်ဘာမှမရှိဘူးအကိုတို့မတို့အခုတို့9လူ1000လူစဒီငွေကြီးလေးတွေနဲ့စူးစီးပြီးတော့လှုပ်လာတယ်အခုဆိုရင်ထိုက်တင်ဒီအားလျော်စွာတိုင်းရင်တပ်ဖွဲ့တွေစသည်ပေါ့နော်ကျွန်တော်တို့အောင်မြင်နဲ့ဖြစ်လာပါပြီဆိုတော့ဒီ2026ဟာကျွန်တော်တို့အတွက်ထူးခြားတဲ့နှစ်ဖြစ်လိမ့်မယ်လို့ကျွန်တော်ယုံကြည်ထားပါတယ်တိုးတော့အသက်နဲ့လောင်းကြီးထပ်ပြီးတော့ဆောင်ရွက်နေရတဲ့ကိစ္စရက်တွေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့သတိထားပြီးတော့ဆောင်ရွက်ရတာဖြစ်ပါတယ်ဆိုတော့ဒါလေးပါပဲဆိုတော့ကျေးဇူးထိုးတင်တယ်တော်တဲ့ကျွန်တော်တို့1000လှူတဲ့အလှူချင်း6ယောက်ရပါပြီနောက်ထပ်4ယောက်ပဲလှူတော့တယ်နော်4ယောက်ပဲလှူတော့တယ်ဒီပေါင်းနော်ဒီပေါင်း1000မဆန်းဆန်း1000ကိုစောစော1000ကိုမောစော1000မဆန်းအေး1000နဲ့မညို1000ပါခင်ဗျာအလှူချင်း6ယောက်ရပါပြီနောက်ထပ်4ယောက်ပဲလှူတော့တယ်အကိုတို့မှလို့4ယောက်ပဲလှူတော့တယ်ကဲဆက်လက်ပေါင်းပေးကိုဖိတ်ခေါ်ပါလေနော်တော့တဲ့နော်နိုင်တော့လာလူထားတဲ့အလှူရှင်တွေကတော့ကိုစိုးလေးရ100တခါ120တခါနော်ကိုဗလာ900နန်းခင်ဝင်းကြီးက300ကျေးဇူးထိုးတင်တယ်နော်ဦးငွေခင်က900နဲ့မဆန်းထေးက900ပါခင်ဗျဒါနိုင်တော့လာလူတဲ့အလှူရှင်တွေဖြစ်ပါတယ်1000လှူရှင်တော့6ယောက်ရသွားပါပြီကိုစောစောတဲ့1000ကိုမောစော1000မဆန်းကြီး1000မညို1000မဆန်းဆန်း1000နဲ့နော့တီပေါင်း1000လောတဲ့1000လူတဲ့အလှူချင်း6ယောက်ရပါတစ်ဖက်ကဖိတ်ခေါ်တာ1000လူမဲ့လှူချင်းရှိရင်ဖိတ်ခေါ်ပေးပါ10ယောက်ဖိတ်ခေါ်ပေးပါတဲ့ဒီဘက်က1000လူရင်သူ့ဘက်က1000ထည့်ပေးမယ်တဲ့10ယောက်ခင်ဗျာတယောက်ကို1000သူ့ဘက်က1000ကျွန်တော်တို့ဘက်ကတယောက်ကို1000ထည့်လိုက်လို့10ယောက်ရှိလို့ချင်းသူ့ဘက်က1000 automatic တော်လှန်ရေးတဲ့ရောက်မှာဖြစ်တဘောကအကိုတို့မလို့1000လူရင်သူက1000ထည့်မယ်ဆိုတော်လှန်ရေးအတွက်2000ရအဲ့ဒါဒီအဲ့တော်လှန်ရေးကဘယ်ကိုသွားလားဘယ်ဖွဲ့ကိုလဲဆိုတော့မကွေးတိုင်းကမ်ပိန်းအတွက်ဖြစ်ပါတယ်မကွေးတိုင်းကမ်ပိန်းကိုကျွန်တော်တို့နှုတ်ခမ်းကြီးအတောင်1000သတ်မှတ်ထားပါတယ်1055ဘတ်ဆိုအတောင်1000ဆိုတော့9သိန်းနဲ့9000ပါခင်ဗျဘတ်ငွေပါခင်ဗျဘတ်ငွေပါဒီလေးပြင်မယ်နော်ကျွန်တော်ပြင်မယ်
ကဲမင်္ဂလာပါခင်ဗျာကိုတို့မတို့ရေမင်္ဂလာပါချောင်းရင်ရေးမင်္ဂလာပါခင်ဗျဖိတ်ခေါ်ပါတယ်1000လူမဲ့လူချင်း10ယောက်လောတဲ့6ယောက်ရသွားပြီ9နော်4ယောက်ပဲလို့ကိုတို့မတို့4ယောက်ပဲနော်4ယောက်ပဲခင်ဗျပေါင်ပေးကိုဖိတ်ခေါ်ပါတယ်နော်တစ်ဖက်က10ယောက်ဖိတ်ခေါ်ထားတာမများပါဘူး10ယောက်ပါတယောက်ကို1000ထဲမဲ့အလှချင်းရှင်း10ယောက်ဖိတ်ခေါ်ပေးပါတဲ့သူ့ဘက်ကတယောက်ကို1000ထပ်ထည့်ပေးပါမယ်တဲ့နော်သူ့ဘက်ကတယောက်ကို1000ထပ်ထည့်ပေးပါမယ်ကိုတော့ပြောလို့မရဘူးသူထားပို့လာတယ်သူဦးလေးကိုစိတ်ပူတယ်တဲ့ဦးလေးကိုလည်းသူအားနာတယ်တဲ့ဦးလေးကျမ်းမှာရေခီးဆိုင်ပါတဲ့စောစောကဩကျေးဇူးထူးတယ်ကိုစောစောရေးကျေးဇူးထူးတယ်ပါလေနော်ကဲโอเคကျေးဇူးထူးတယ်နော်ကိုစောစောကဒါ1000နှစ်ခါရှိပါပြီနော်ကျေးဇူးထူးတယ်ပါလေအဲ့ဆိုရင်ဘယ်နှယောက်ရပြီလဲ9ယောက်နော်ဦးလေးနော်3ယောက်9ယောက်ရပါပြီနော်9ယောက်ရပါပြီကျေးဇူးထူးတယ်ကိုစောစောငငယ်စီတာဥဒါကျမ်းမှာရေခီးဆိုင်ပါတဲ့ဆိုတာပြောတယ်လောတဲ့ကိုစောစောနှစ်ခါ2000ပေါ့နော်ကျေးဇူးထူးတယ်နော်ဒီပေါင်း1000ကျေးဇူးထူးတယ်ပါလေမဆန်း1000မဆန်းအေး1000မညို1000ကိုမောင်တော်1000နော်အလှရှင်ကျွန်တော်1000လို့တဲ့အလှရှင်9ယောက်ရသွားပြီခင်ဗျာ9ယောက်ရသွားပါပြီနောက်ထပ်3ယောက်ပဲလိုပါတော့တယ်နော်3ယောက်ပဲလိုပါတော့တယ်အဲ့တော့ကြံရှိနေတဲ့3ယောက်ကတော့သမီးရေဆက်ပြီးတော့ကြိုးစားပေးပါโอเคဦးလေးကလေးမှာ616အလုံး6580အလုံး4000ပြဖို့9နဲ့80လုံးလိုပါတယ်ကျန်တဲ့3ယောက်ဦးလေးရေဟုတ်ကဲ့ဦးလေးထွက်တော့မှာပေါ့လေကျေးဇူးထူးတင်တယ်သမီးကိုကျေးဇူးထူးတင်တယ်ကိုစောစောကျေးဇူးထူးတင်တယ်လှူတဲ့လှူချင်းတွေအားလုံးတူးချင်းတယောက်ချင်းကိုကျေးဇူးထူးတင်ပါတယ်တော်လိုင်းရေးသမားတွေအားလုံးကိုကျေးဇူးထူးတင်ပါတယ်ခင်ဗျာနားခွင့်ပြုပါသမီးရေနော်ဟုတ်ကဲ့ပါဦးလေးကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်โอเคဟုတ်ကဲ7နာရီ3မိနစ်စီပြီဆိုတော့ဦးကျော်သူလည်းနားမှာပေါ့နော်နောက်ဆုံးပိတ်တော့မလိုက်နိုင်တော့ဘူးဦးရေတဲ့အခုဒီတော့ရေအလူစင်စတူဖိတ်ခေါ်တဲ့10ယောက်က9ယောက်ရပြီ10ယောက်ပြည့်ဖို့ဟုတ်လားပါ10ယောက်ပြည့်ဖို့3ယောက်ပဲလိုတော့တယ်နော်ဒါပေမဲ့ဒီတော့ရေအဲ့ဒီစတူနဲ့ကိုပါမနိုင်လဲ300 200 500 900လာတော့ထည့်ပေးပါနော်မမိုးတို့ဖိတ်ခေါ်တာ1000တန်တက်ပဲ1000မဟုတ်လို့ရှိရင်လက်မခံဘူးလို့မျိုးမဟုတ်ဘူးနော်ဒီဘက်ကစတူဖိတ်ခေါ်တာဒီမကွေးတိုင်းကပဲအနည်းဆုံးပြည့်ဖို့သူကဖိတ်ခေါ်တာပါနော်ကိုဘက်ကနေတော့ထည့်လို့ရတယ်1000ထည့်လို့ရှိရင်တော့နှစားရတာပေါ့နော်ဒါပေမဲ့တခြားနိုင်ပါထည့်လို့ရှိရင်တော့ရသလားပေါ့နော်တခြားနိုင်ပါ900ထည့်လို့ရှိရင်9လုံးရမယ်900ပဲရမှာပေါ့အဲ့လိုမျိုးစတူကိန်းမရှိဘူးဒါပေမဲ့1000တန်လူပေးတဲ့အလူစင်ကြတော့စတူကိန်းရှိတယ်1000လူပေးလို့ရှိရင်2000ရမယ်နော်ကိုဘက်က900ပဲလူ300ပဲလူ500ပဲလူနော်ငုတ်ဒီပိုကလုံးဖြစ်သွားမယ်နော်ကိန်းထဲမှာတော့မပါဘူးပေါ့နော်ကိန်းထဲမှာပါလို့ရှိရင်တော့စတူပေါင်းမှာအလုံး30ရမယ်လေအလုံး20ရမှာပေါ့အလုံး60ရမယ်ဆိုရင်အလုံး120ရသွားမှာပေါ့နော်အဲ့လိုမျိုးကဲ3ယောက်84ယောက်အလူစင်ဖိတ်ခေါ်တဲ့1000တန်10ယောက်ကအခု9ယောက်ပါဝင်လာပြီကိုစောစောဆိုရင်2ယောက်စာထည့်ပေးတာပေါ့နော်နှစ်ခါထည့်တယ်နော်1000နှစ်ခါထည့်တယ်ကျန်တဲ့3ယောက်ကအခုကြည့်နေတဲ့သူအယောက်80မမွေးလားစင်လူစင်စီးရလားစီးလို့စင်ဒီညထပ်ပြလို့စင်မမို့နဲ့စားရမယ်နော်ဘယ်ကမှဆက်တယ်နော်10လုံး9နဲ့50ပါကိုကြီးမင်္ဂလာပါစင်ဟုတ်ကဲ့အကို10လုံးထည့်မယ်နော်မိုးထိုက်ဘန်နဘာပို့လိုက်မယ်နော်ထိုက်ဘန်နဘာပို့လိုက်ပါပြီကိုကြီးထိုက်ဖာနေဘန်နော်165နှစ်953934ထိုက်ဖာနေဘန်အကိုလည်းပြပြီးဆိုရင်ထပ်ပိုင်းပို့လာပေးပါဒီအလူစင်ကြတော့မှမိုးဟိုခုနတော့ကမိုးထွန်ကောက်မှာမမိုးအလူခံတွညာထားတာပေါ့နော်သူကလင်းနဲ့မမိုးချထားတဲ့လင်းနဲ့သူကဆက်တက်လာတာအလူစင်အတိမကွေးတိုင်းအတွက်10လုံးထည့်ပေးမယ်တဲ့
ကဲ64ရောက်မင်္ဂလာပါစင်စတူ10ရောက်ဖိတ်ခေါ်တာနော်1000တန်စတူ10ရောက်ဖိတ်ခေါ်တာ9ရောက်ရပြီ3ရောက်ပဲလိုပါတော့တယ်စင်နော်1ရောက်1000 1ရောက်1000 3ရောက်ပဲလိုပါတော့တယ်ကျန်တဲ့အလုံး6000ကျော်ကကျန်တဲ့အလူစင်တွေ100ပဲလူလူ10လုံးပဲလူလူလုံး20ပဲကိုကနိုင်ကြလားပေါ့နော်ပါဝင်လို့ရတယ်ပါဝင်ပါလို့လဲအကူညီတောင်းပါတယ်စင်နော်အာရပါရပါဝင်ပါအာရပါရကူညီပါနိုင်ကြလောက်နဲ့ထည့်ပေးကြပါPDF တွေစူးစမ်းနေတဲ့အချိန်မှာအာရပါရတိုက်နေတဲ့အချိန်မှာကိုယ့်ဘက်ကလည်းအာရပါရငရုတ်ဒီပိုးတွေသူတို့အားတွေစီအောင်ဝိုင်းပြီးတော့ထောက်ပံ့ပေးကြပါပြီတော့နော်စစ်တွေတိုက်နေပြီးမြို့တွေတိုင်းနေပြီးဆိုရင်အဓိကကြည်စံပဲလိုအပ်ပါတယ်စီနော်မြို့သိမ်းအောင်မြင်ဖို့စခန်းတစ်လုံးအောင်မြင်ဖို့နေရာတနေရာပြီးတနေရာထိုးဖောက်လို့ရဖို့ငါတို့ဘက်ကအင်အားလိုအပ်တယ်ငါတို့ဘက်ကကြည်စံတွေလက်နဲ့တွေလိုအပ်တယ်နော်မမိုးဒီလာလက်နဲ့စီးတယ် RPG တလက်ပေါ့နော်အဲ့ဒါတော့နေပြီးတော့အတွက်နော်မကွေးတိုင်းကြတော့ငရုတ်ဒီပေါ့အလုံး1000မြို့သိမ်းတိုက်ပွဲ6မြို့9ဖွဲ့စာအတွက်အခုအလုံး4000ပြစ်ဖို့က980လုံးလိုပါတယ်နော်အလုံး4000ပြစ်ဖို့ဒီ1000ကတဝက်မရသေးဘူးစင်ကျဲကာမမို့အချိန်10ရက်အချိန်ပေးတယ်နော်အခုဆိုရင်6ရက်ပြပါပြီမနေ့ဖန်နောက်2ရက်ဆိုရင်တော့10ရက်ပြည့်ပြီကမ်ပိန်းနောက်ဆောင်ရနေပေါ့နောက်2ရက်ဆိုရင်ဒီကမ်ပိန်းနောက်ဆောင်ရနေဂျန်တဲ့ကမ်ပိန်းတွေစီးတဲ့အတွက်ကြောင့်အကြောင်းမို့ကအချိန်အများကြီးတကမ်ပိန်းကိုအချိန်အများကြီးပေးလို့မရဘူးအလူစင်နဲ့နေနောက်ထပ်300ထပ်ပေးမယ်တဲ့။အိုးကိုစစောရေးအားနာပါတယ်ကိုစစောဒီညဆိုရင်ဒီနောက်ထပ်300ဆိုရင်3ခါစီးပြီပေါ့နော်။အလူစင်ကတော့အခု view တွေကျနေပါတယ်ကိုစစောရေး။မမိုဘက်ကလည်းအေးလာကုန်တဲ့အချိန်ဖြစ်တယ်ဆိုတော့ messenger မှာသွားပြီးတော့လည်းအလူမခံချင်သေးဘူး။ကူညီမတောင်းချင်သေးဘူး။ဘာကြောင့်ဆိုတော့သူတို့တွေလာစာထုတ်ရမယ်လေလာစာထုတ်တော့ကိုကတော့တောင်းစရာမလိုဘူး။သူတို့တောင်းသူတို့သိတလို့ရှိရင်သူတို့လာပြီးတော့ထည့်လိုက်မှာပေါ့နော်။မမိုတော့တောင်းမယ်ဆိုရင်တော့လာကုန်ခါနီးမှာအဲ့ဒါတော့တောင်းမယ်အဲ့လိုမျိုးပထမကံပန်ရမမို့စိတ်တင်အမြန်နည်းနဲ့ပြစ်မှာဒါပေမဲ့နေတယ်နော်ပထမကံပန်ရလာကုန်တဲ့အချိန်လာစာတွေထုတ်တဲ့အချိန်မှာဖြစ်လို့နေတာလည်းမသိဘူးအမှန်တကယ်ဆိုရင်လာကုန်တဲ့အချိန်မှာတညဆိုရင်အလုံး1000ကျော်2000ရရမယ်လေအခုတညလူခန္ဓာအလုံး1000တခါမှမကြည့်ဘူးအများဆုံးအလုံး300 400ကျော်ပဲအဲ့လောက်ပဲရတယ်ဒီလိုလည်းမသိကဲ3ရောက်ပြီးတော့ဒီစတူ1000က3ရောက်လို့ဒီပါတယ်စင်နော်1000ထဲလို့မနိုင်လဲ300 400 500ပါဝင်ပေးကြပါမလေးလဲရေဒီညလေစတူအလူစင်က1000တန်လူမဲ့အလူစင်ကို10ရောက်သူတို့ဖိတ်ခေါ်တယ်နော်လေးလဲဒီ10ရောက်တဲ့မှာ9ရောက်ပဲပါဝင်သေးတယ်9ရောက်ပါဝင်လိုက်လို့ဒီဘက်ကလည်း9000ထည့်ပေးလိုက်ပြီအဲကြောင့်နောက်ထပ်1000ထည့်ပေးမဲ့ပဲသူပဲဝါမဆိုပေါ့နော်ဒီဘက်ကလည်း1000ထည့်ပေးမယ်3000ထည့်ပေးလို့ဆိုရင်လူပေးပါတဲ့ဟုတ်တယ်နောက်ထပ်3000ဘယ်သူပါမဆိုတခါတည်း3000ထည့်မယ်ဆိုရင်ဒီဘက်ကလည်းတခါတည်း3000ဆိုရင်ပြောရမှာပေါ့နော်3ရောက်တာပေါ့နော်ဒါပေမဲ့တယောက်တည်းပဲ3000ထည့်လို့စီဒီဘက်ကလည်း1000ပဲထည့်မှာပေါ့1000အပေါ်လား1000အပေါ်ဆိုရင်ဘယ်လောက်ပဲထည့်သူက10ရောက်ဖိတ်ခေါ်တယ်ဆိုတော့လေ100 200 300လဲမမို့လို့အထင်မသေးဘူးနော်ဘာလို့ဒီ100 200 300ကြောက်ကြည့်1000ပြည့်သွားတာလာစင်လူစင်ကိုမမျောနေပါတယ်စောင့်နေပါတယ်စင်အခုစင်မမိုးစီမှာဆိုရင်မနေ့3နာရီ9မိနစ်စီပါပြီမနေ့3နာရီ9မိနစ်စီပါပြီစင်60နှစ်10ရောက်3ရောက်ပဲလူတော့တယ်ဒီစတူ3000ကဘယ်သူပါမလဲဒေါ်လာ100လူပေးမယ်ဆိုရင်တော့ပွဲပြီးပြီစတူဒီတို့ရေဒီညတော့အလုံး400နီးပါပဲနော်ဟုတ်တယ်ဟုတ်1000ဆိုရင်အလုံး200 2000ဆိုရင်အလုံး400အခုဒီ10ရောက်အောင်မြင်ဖို့က3ရောက်ပဲလူတော့တယ်ဘယ်သူတွေပါမလဲ69ရောက်မှမို့စောင့်နေပါတယ်တချင်းနားထောင်ဖို့လဲဘယ်လိုကွာမလဲတချင်းနားထောင်ဖို့လဲဝါသနာမပါတော့ဘူးနော်လောလောဆယ်ဒီစတူကိုအញ្ញံဆုံးပြည့်စေခြင်းနဲ့3ရောက်66ရောက်တယောက်1000လူပေးမဲ့အလူစင်တတိစီတဲ့အလူစင်3ရောက်ထွက်လာပေးပါ1000ထည့်ပေးလို့စင်ဒီဘက်ကအလူစင်လည်း1000ထည့်မယ်2000ထည့်လို့စင်2ယောက်စာ
ဒီဘက်ကလည်း2000ထည့်မယ်3000 3ယောက်စာထည့်ပြီးလို့ဆိုရင်ဒီဘက်ကလည်း3000ထည့်မယ်မမို့6000ရမယ်6000ဆိုရင်အလုံး100နဲ့9လုံးရမယ်1000တန်လူစင်နော်လာစင်လူစင်တွေတရက်နေ့ကနေ3ရက်နေ့အထိဘယ်သူတွေပါမလဲဒါပေမဲ့ညီတို့9ယောက်ပဲပါဝင်မယ်ဆိုရင်မမို့သူ့စီမှာ9000ပဲရမယ်နော်အလူစင်ကမို့ကလုံးပေးဦးစင်ရသလောက်သူဖိတ်ခေါ်သူတတ်မှတ်ထားတာတော့အများဆုံး10ယောက်ဒါပေမဲ့အဲ့ဒီ10ယောက်ထဲမှာ9ယောက်ကပါဝင်လို့စင်သူ့စီမှာလည်း9000ပဲမို့ရမယ်9ယောက်ပဲပါဝင်မယ်ဆိုရင်သူ့စီမှာမို့9000ပဲရမယ်နော်အဲ့ဒီဒါတော့1000တန်ဂိမ်းပေါ့နော်ကျန်တဲ့300 400 500တော့စတူမရှိဘူးနော်ဒါပေမဲ့900လူပေးလို့စင်6လုံးရမယ်300လူပေးလို့စင်9လုံးရမယ်6လုံးတော့မပြည့်ဘူးမဲစင်တက်မှာစောင့်နေပါတယ်ထည့်လိုက်ပါမိုးရေတဲ့အိုးဘလောက်လဲနော်ဘလောက်လဲထည့်လိုက်တယ်ဆိုတာ3ယောက်စားလား1ယောက်စားလား3000စတူလား1000စတူလားနော်လင်းလဲကြည့်ပေးပါအောင်နော်လင်းလဲကြည့်ပေးပါအောင်အမဖုန်းနဲ့ဝေးလို့3ယောက်က3ယောက်စာပဲလို့ရမလို့3ယောက်စာဆိုရင်3000ပေါ့အဲ့လိုမျိုးနောက်လင်းလက်ရေအမဖုန်းနဲ့ဝေးနေလို့တနောက်က1000လား1000နော်1000စတူနော်3000စလုံးတစ်ခါတည်းထည့်တာမဟုတ်နော်โอเค1000နော်ဆုံးဖြတ်ပေးလိုက်မယ်ဒါပေမဲ့တနောရေးပေးတဲ့စာကအမဖုန်းနဲ့ဝေးလို့โอเค1000โอเคကျေးဇူးတင်ပါတယ်ဒီနောက်လင်းလက်1000ဆိုရင်ဒီဘက်ကလည်း1000ရပြီအဲ့ဆိုရင်2000ပဲကျန်တော့တယ်2ယောက်1000တန်လူပေးမဲ့အလူစင်နောက်ထပ်2ယောက်လူသေးတယ်နော်အဲ့ဆိုရင်ဒီဘက်ကအလူစင်စီမှာမို့1000ရပြီဘာလို့လဲအလူစင်ကဒီဘက်က10ယောက်ပါဝင်လိုက်ပြီသူစီမှာမို့1000ရပြီစကောလောနော်နေလဲစကောโอเคโอเคအဲ့ဆိုရင်2000ဘယ်သူစိတ်တော့ပါဝင်မလဲ2000 2ယောက်65ယောက်တတိစီတဲ့လူခွေးသားဖို့ကြည်ဖို့အတွက်မကွေးတိုင်းမြို့တိတ်တိုက်ပွဲ6မြို့ PDF 9ဖွဲ့စာကြည်1000အလူစင်ဘက်က1000တန်10ယောက်1000တန်လူပေးမဲ့အလူစင်10ယောက်သူဖိတ်ခေါ်တယ်ဘာဖြစ်လို့ဖိတ်ခေါ်တာလဲ1000ထဲလို့စင်သူတို့ဘက်ကလည်း1000ထဲမယ်နော်10ယောက်ပြည့်လို့စင်1000ရမယ်သူတို့ဘက်ကလည်း1000ထဲမယ်ပေါ့10ယောက်စာဒါပေမဲ့ဒီထက်များတာတော့သူမလို့တော့ဘူးနော်သူတို့အများဆုံးသတ်မှတ်ထားတာ10ယောက်ဒါပေမဲ့10ယောက်ပဲပါဝင်မယ်ဆိုရင်သူ့စီမှာ1000ပဲမှမိုးရမယ်65ယောက်2ယောက်လူသေးပါတယ်စင်2ယောက်လူသေးတယ်နော်2ယောက်ပြီးသွားပြီဆိုရင်တော့အဲ့ဒီစတူကတော့ပြီးသွားပြီဒါပေမဲ့အမမိုးမပြည့်သေးတဲ့ညောက်တီကိုမမိုးယူနဲ့မယ်စတူစီလို့စီရင်ဒီလိုမျိုးကဲနေလာတော့ပေးကစားမယ်ဆိုတော့မိုးဆက်တက်လာလို့ရတယ်ပြောလို့ရတယ်နော်စတူမစီလို့စင်လည်းမဖြစ်မနေထဲရမှာပေါ့နိုင်တယ်လားနော်မဟုတ်လို့စင်မပြည့်တော့ဘူးပြီးတော့ဒီကံဘဲ9ရက်နေ့နောက်ဆုံးရက်နေ့ဖြစ်တယ်နော်အလုံး4000ပြည့်ဖို့900ကျော်လို့တယ်
โอเค2ယောက်ဆက်ပါဝင်ပေးကြပါ59ယောက်1000တန်ထည့်ပေးမဲ့အလူစင်2ယောက်ထွက်လာပေးပါစင်1000တန်2ယောက်လူပေးမဲ့အလူစင်2ယောက်ထွက်လာပေးပါ1000တန်ထည့်ပေးမဲ့အလူစင်ပုံမမိုးရမယ်စုပေါင်း4000စတူရမယ်ဟာဟောရတယ်မနေ့ဖန်ရတယ်အကူကြီးဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဒါတော့အလူစင်အသေးပေါ့မနေ့ဖန်မှသူက10လုံးပုံထည့်ပေးမယ်တဲ့ပေးရစုနဲ့တိစုံပါစီကိုဆိုရင်ကဲပြီးတော့ရေ2000ဘတ်ထည့်ပေးမယ်အလူစင်စီလား2ယောက်စာနော်တယောက်1000 59ယောက်နော်ဖိတ်ခေါ်ထားတဲ့1000တန်လူပေးမဲ့အလူစင်10ယောက်ကအခု10ယောက်ရပြီ10ယောက်ရပြီ2ယောက်ပဲလူတော့တယ်နော်10ယောက်ပါဝင်လိုက်လို့ဒီဘက်ကအလူစင်လေဒီဘက်ကအလူစင်စီမှာမို့1000ရသွားပြီနော်သူ့စီမှာတစ်ခါတည်းမှမို့အကုန်လုံး1000တိရသွားအောင်အလူစင်လေး2ယောက်စာထွက်လာပေးပါနော်တယောက်1000နော်ဒါပေမဲ့1000မနိုင်ဘူးမှမို့300ပဲရလာရတယ်စင်300လဲ5လုံးကြော်ရပြီနော်400ဆိုရင်လဲဘယ်လောက်လဲ9လုံးကြော်ရပြီ900ဆိုရင်9လုံးရပြီနော်နိုင်တဲ့လောက်ထည့်ပေးလို့ရတယ်ဒါပေမဲ့1000တိလူလို့စင်တော့မို့စတူရမှာပေါ့နော်မမို့နဲ့စရမယ်နော်2000ရမှာပေါ့နော်ကျန်တဲ့ပတ်စံနံပါတ်တွေကြတော့နဲ့စမရဘူး तू ကဖိတ်သူ့ရဲ့ကိန်းက1000တန်လူပေးတဲ့လူတွေပဲဒါပေမဲ့ကိန်းအပြင်မှာကြတော့နိုင်တဲ့လောက်ထက်အားလုံးမကွေးတိုင်းကပဲအတွက်ခုဝင်လာတဲ့ငွေအားမကွေးတိုင်းပွဲအတွက်တက်ပဲเนาะ9ရက်နေ့အထိပဲစတူလူစင်တွေမမိုးရလာစင်လူစင်တွေဒီညလာပေါ်လာလူစင်ဘယ်လောက်ကောင်းမလဲနော်မမိုးရလာစင်လူစင်တွေလက်ဘင်းနာတယ်ရော1000ထက်လို့စင်2000ရမယ်ပြီးတော့ရေ10ယောက်ဖိတ်ခေါ်ထားတာ10ယောက်ရပြီ2ယောက်ပဲလူတော့တယ်နော်2000ထက်လို့စင်မမိုး4000ရမယ်နော်ကိုရလူတွေပဲကိုပြကုန်ပြီလည်းမသိမရလိုက်ဆိုတော့မမြင်လို့လားဟာလေတာနာထောင်းတော့ဘာလို့နေလဲခွေးသားဖို့ကြည်ဖို့လူခံပါတယ်စင်ကြည်စံလူခံပါတယ်ငါရဲ့အနောက်ကိုကြည့်လိုက်ပါ PDF အလံပါ PDF တွေစစ်တိုက်တာကိုခွေးတွေကိုတတ်တဲ့အချိန်မှာသူတို့လိုအပ်တဲ့အင်အားငရုတ်တီးဖို့နော်ငရုတ်တီးကကြည်ပါကြည်ကငရုတ်တီးပါနှခမ်းတီတောက်လိုက်ခေါ်လို့ရတယ်တလုံးဆိုရင်55ဘလူခံပါတယ်စင်နော်မြန်မာပြည်ကခွေးမျိုးတွေနော်တိုင်းပြည်ကိုအုပ်ချုပ်ပြီးတော့တိုင်းပြည်ကိုဖျက်ဆီးတော့ပြည်သူလူထုတပ်ဖြတ်တဲ့ခွေးမျိုးတွေကိုအမြန်ဆုံးတတ်ဆောင်ဖို့အတွက်နော်ကြည်နဲ့ကြွေရမယ်အဲကြောင့်ကြည်လူခံပါတယ်နော်9နှစ်အတွင်းကြည်လူခံပါတယ်2016ရောက်ပြီလားကြည်လူခံပါတယ်သူတို့မသိမချင်းကြက်စုံမချင်းကြည်နေတိုင်းလူခံပါတယ်စင်โอเคဆိုတာယူပါလို့ရှိရင်လူပေးပါနော်ခွေးတယ်ပဲမသိနော်ကဲမှာဘောချက်ကတာခွေးလက်ဖလို့ရချိရပါအဖလို့လက်ချိနော်ရဖောင်းရချိအမဲမှာဘောလမနော်မနေနော်နေမโอเคလာစားထားလို့ရှိရင်ပါဝင်ပေးကြပါအရောက်တိုင်းမှာတောင်းဝင်စီတယ်နော်ကရင်လားပမာလားပဲတိုင်းရင်းသားမဆိုဒီခွေးသေးဖို့အတွက်ပေါ့နော်ဒီမြန်မာပြည်ကြီးစစ်မှန်တဲ့လူလာရင်ချင်းချင်းရဖို့အတွက်အနာကကောင်းစားဖို့အတွက်အရောက်တိုင်းမှာတောင်းဝင်စီတယ်နိုင်ငံသားမှာနေလို့ရှိရင်ကြည်ဖို့လူပေးပါမြန်မာပြည်မှာနေလို့ရှိရင်စစ်တိုက်လို့ရှိရင်စစ်တိုက်ပေးပါစစ်တိုက်မတိုက်လို့ရှိရင်ရတဲ့နေနဲ့ကူညီပါဝင်ပါလို့ပြောချင်ပါတယ်နော်
ကျွဲစီကတော့လည်းတောင်းလို့မရတော့ဘူးကွယ်ဒီနေ့တော့သူကဘယ်လောက်ပါလဲ1100လားအေးဒီဇင်ဘာကတော့မီးမစင်ဘူး2000အမို့စောင်းနေပါတယ်စင်1000ပါလူပေးမဲ့အလူစင်10ယောက်ဖိတ်ခေါ်တာကို10ယောက်ရပါပြီ2ယောက်လူသေးပါတယ်စင်လာစာထုတ်တဲ့ပြည်သူတို့ရေဒီည1000လူလို့စင်2000ရမယ်နော်ကဲကြည့်တဲ့သူ49ယောက်မင်္ဂလာပါစင်မင်္ဂလာပါအခုဝင်လာကြည့်တဲ့သူကမြန်မာပြည်သားအသက်ပဲနော်လာစာတွေထုတ်ပြီးဆိုရင်အခုပြည်တော့ရေစတူ1000တန်နော်1000မကွေးတိုင်းအတွက်မကွေးတိုင်းကြည်စံဖို့ကမ်ပိန်းကြည်တောင်းကမ်ပိန်းပါဝင်ပေးမဲ့အလူစင်နော်1000တန်လူပေးမဲ့အလူစင်2ယောက်ထွက်လာပေးပါစင်နော်အဲ့ဒီဖိတ်ခေါ်တာကိုအလကားဖိတ်ခေါ်တာမဟုတ်ဘူးနေတို့ဘက်က1000ထည့်လို့စင်ဒီဘက်ကအလူစင်လည်း1000ထည့်မယ်နော်စတူနော်စစ်ရောက်ပဲပါဝင်မယ်ဆိုရင်စစ်ထောင်ပဲသူစီမှာရမယ်ကြံတဲ့1000မနိုင်ဘူး100 200 300 400ထည့်လို့ရတယ်ရတယ်စီ1000 100လည်းရတယ်900လည်းရတယ်900လည်းရတယ်ပြဿနာမရှိဘူးโอเคနော်မမိုးကလုံးလက်ခံပါတယ်စီဖိတ်ခေါ်ပါတယ်အကူညီတောင်းပါတယ်စီ100နိုင်200နိုင်အကူညီတောင်းပါတယ်ဒီဘက်ကစတူကြတော့ဒီကမ်ပိန်းအနည်းဆုံးပြဖို့အတွက်သူတို့ကူညီပေးတာပါနော်ကမ်ပိန်းကူညီဖို့ကမ်ပိန်းအနည်းဆုံးပြဖို့အတွက်သူတို့ကိန်းလုပ်ပြီးတော့ကူညီပေးတာပါအမှန်တကယ်ဆိုရင်ဒီကမ်ပိန်းကကိုနိုင်တဲ့လောက်ထည့်လို့ရတယ်ဒါပေမဲ့1000တန်လူပေးတဲ့အလူစီစီတော့ကန်ကောင်းတာပေါ့နော်နှစားရမယ်အဲ့လိုမျိုးပဲနားဘာမကွာဘူး50တယောက်တော့မှ10လုံးနိုင်10လုံးနိုင်လို့10လုံးထက်3လုံးနိုင်လို့3လုံးထက်အလုံးနိုင်လို့3လုံးထက်1000နိုင်လို့1000ထက်9000နိုင်လို့9000ထက်အလုံး100နိုင်လို့အလုံး100ထက်ဘာကြောင့်လဲဆိုတော့အလုံး6000နဲ့980လုံးလို့သေးတယ်900ဘာထက်ပြမဲ့အလူစင်စီလား900ဘာထက်ပြမဲ့အလူစင်စီလို့စရင်အလုံး40ရမယ်ဒီမှာနောက်လင်းလဲရငွေရ2000ရပြီ2200ဆိုရင်အလုံး40ရမယ်900ဘာထက်ပြမဲ့အလူစင်စီလို့စရင်ထည့်လိုက်900ဘာထက်ပြတဲ့အလူစင်မစီလို့စရင်30နဲ့6လုံးပဲရမယ်ဒီ2000က40တိမရဘူး50ရပြီကပါစောင့်နေပါတယ်ဖိတ်ခေါ်ပါတယ်ဝင်လာတဲ့လူတွေကူညီလို့မရလို့စင်ချဲရလို့စင်ချဲပေးပါအောင်နော်အမို့ဒုတိယအချိန်ပြန်ချဲမယ်ဒုတိယအချိန်ပြန်ချဲလဲလူစီမှာမဟုတ်
ဒီချိန်မှာကျတော့အဲ့လောက်ပဲကျွန်တော်မယ်ဒုတိယချိန်ပြန်ချဲတယ်10ရောက်1000ဖိတ်ခေါ်တာလူကဟုတ်ခုနတော့100ကျော်ရှိတယ်ဒီကိန်းစားတဲ့အချိန်မှာ10ရောက်ပဲဖိတ်ခေါ်တာလူ100ကျော်ကအခု10ရောက်ပဲရသေးတယ်10ရောက်ပဲရသေးတယ်2ယောက်ကဘယ်သူဖြစ်မလဲမသိမမိုးစောက်တင်နေတော့မိုးမနေ့4နာရီထိုးတဲ့အထိစောက်မယ်နော်အခုဆိုရင်မနေ့3နာရီ28မိနစ်စီးပြီနော်မနေ့4နာရီထိုးတဲ့အထိမမိုးစောက်မယ်100နိုင်တဲ့သူတွေ300နိုင်တဲ့သူတွေ900နိုင်တဲ့သူတွေ1000 2000နိုင်တဲ့သူတွေမမိုးစောက်နေမယ်နော်အခုငရုတ်တီးကအလုံး4000ပြဖို့980လိုတယ်ခဏလေးနေရပါလူပြမဲ့လူစီးလို့ရှိရင်ထွက်လာပေးပါ40တီးရတော့အောင်အလုံး40တီးရတော့အောင်ဘာလို့ဆိုတော့နောက်လင်းလဲရဲ့ငွေ1000နဲ့ဒီဘက်ကစသူငွေ1000ကသူတို့နေရရဲ့ငွေ2000ကအလုံး36လုံးရပြီနေရပါလူပြမဲ့လူစီးလို့ရှိရင်အလုံး40တီးရမယ်မကွေးတိုင်းအတွက်အရေးကြီးပါတယ်ဗျို့လာစာတွေထုတ်ပြီးဆိုရင်အမြန်နည်းနဲ့လုပ်ပေးကြပါ PDF 9ဖွဲ့နော်9ဖွဲ့တော့မှနော်တစ်ဖွဲ့စင်မမို့လို့စီမှာကြည်အလုံး1000ကျော်ပဲရမယ်နော်အမိုးချဲနေပါတယ်ဒီကမ္ဘာကအဲ့ဆောင်အောင်ချဲရဘူး55ရမင်္ဂလာပါစေ1000တန်2ယောက်ထွက်လာပေးပါမစီလို့စင်900 300 100တော့အကုန်လုံးဖိတ်ခေါ်ပါတယ်59ယောက်ဒီ2026တလပိုင်းကမ်ပိန်းမှာပေါ့နော်ဒီမကွေးတိုင်းကမ်ပိန်းပေါ့နော်ပထမကမ်ပိန်းမကွေးမြို့သိမ်းတိုက်ပွဲကမ်ပိန်းတရက်နေ့ကနေ3ရက်နေ့အထိမလာလူရသေးတဲ့ပြည်သူတွေမှမဖိတ်ခေါ်ပါတယ်နိုင်တဲ့လောက်ထည့်ပေးလို့ရပါတယ်ရှင်ဒါပေမဲ့အခု1000တန်မှာပြလို့ order ဆိုတော့အလူစင်က1000တန်10ယောက်လူပေးမဲ့အလူစင်စီးလို့ရှိရင်သူတို့ဘက်ကလည်းစတူထည့်ပေးမယ်အဲ့ဒါလိုပါမစီလဲဘာမှဖြစ်ဘူး300နိုင်900နိုင်ထည့်ပေးပါအဓိကမြုပ်ဒီပိုပြည့်ဖို့ပဲလိုပါတယ်ရှင်ကမ်ပိန်းပြည့်ဖို့ပဲလိုပါတယ်နော်အကိုရေးအကိုအတန်မိုးနားထောင်လို့မအားသေးဘူးနော်အားတဲ့အချိန်မှနားထောင်မယ်ကဲမင်္ဂလာပါရှင်66ရောက်မင်္ဂလာပါ1000တန်စတူထပ်ပေးမဲ့အလူစင်2ယောက်ဖိတ်ခေါ်ပါတယ်10ယောက်ဖိတ်ခေါ်တာ10ယောက်ပဲရသေးတယ်10ယောက်တော့ရသွားပြီ10ယောက်တော့ရသွားပြီ2ယောက်လိုပါတယ်ရှင်69ယောက်65 63လာစာထုတ်တဲ့ပြည်သူတို့ရေမမွေးရလာစင်လူစင်နော်ဒီညတာလေး1000တန်လူပေးတဲ့လာစင်လူစင်စီလို့စင်မမို့နဆာရမယ်နော်အဲကြောင့်ကိုကလာစာထုတ်ပြီဆိုရင်ဒီညဒီချိန်ဒီခါမှာ1000ထည့်ပေးမယ်ဆိုရင်မို့2000ရမယ်နော်ဒီကင်းကအခုပဲဒီညပဲနော်ဒီညပဲဥမာမမိုးလိုင်းထွက်သွားပြီဆိုရင်ရတဲ့လောက်နဲ့ပဲသူတို့ပေးမယ်ဥမာ10ယောက်ပဲပေါအောင်နေစေ1000ပဲသူတို့ပေးမှာပေါ့အမို့မထွက်ခင်မှာဖိတ်ခေါ်ထားတဲ့10ယောက်ရလို့ဆိုရင်ဒီဘက်ကအလူစီစဉ်မမို့1000ရမယ်အဲ့လိုမျိုး
60ရောက်မင်္ဂလာပါ60ရောက်တဲ့မှာမအားလားကိုမအားလားစစ်ခွေးကိုတော်လန်မဲ့ငရုတ်ဒီဆက်စစ်လုံးတယောက်ဆက်စစ်လုံး1000ဆိုရင်ဆက်စစ်လုံးရမယ်အတိမရှိဘူးလားထွက်လာပေးပါငရုတ်ဒီကြည်အတောက်ဆက်စစ်တောက်လူပေးမဲ့အလူစင်2ယောက်စီလို့စင်ထွက်လာပေးပါဆက်စစ်တောက်ထည့်ပေးလို့စင်တော့36တောက်ရမယ်စတူနော်ကိုကဆက်စစ်ပဲထည့်ဒီဘက်ကလည်းဆက်စစ်ထည့်မယ်ဆက်စစ်တောက်ခွေးဆက်စစ်ကောင်အတွက်อิติปิโสภะคะวาอะระหังสัมมาสัมพุทโธတရားဟောပြတော့မယ်ဝိချာจรณะสัมปันโนสุขโตโลกาวิตุอนุตตรวปุริสธามาสาลติสธาเทวามนุสานะพุทโธภคะวันติငါတို့တွေကဖရာတရားသမားပါဖရာတရားသမားဖြစ်တဲ့အတွက်ကြောင့်မတရားမှုကိုလက်မခံဘူးစိဖရာတရားသမားမဟုတ်လို့ရှိရင်မတရားမှုကိုအလကားထန်ကြည့်မယ်ဖရာတရားသမားဖြစ်တဲ့အတွက်ကြောင့်မတရားမှုကိုလက်မခံဘူးမတရားတာလုပ်တဲ့လူရောက်မှကိုလည်းမောင်းထုတ်မယ်တိုက်ထုတ်မယ်ဆင်းထုတ်မယ်တတ္တဝါတွေအားလုံးဒုက္ခရတာမမြင်ချင်ဘူးမတွေ့ချင်ဘူးစိတတ္တဝါတွေအေးချမ်းနဲ့နေရတာကိုပဲတွေ့ချင်တယ်မြင်ချင်တယ်ဖြစ်တဲ့အတွက်ကြောင့်နော်တရားထိုင်မယ်ဆိုရင်လည်းရတယ်မမို့တရားဟောပေးမယ်โอเคနော်60နဲ့2ရောက်တော့မှ100လူမယ်300လူမယ်500လူမယ်ဒီချိန်မှာတယောက်မှမထွက်လာဘူးတချို့မှပြောတော့ဖရာတရားပဲသူတို့တွေကဖရာတရားသမားဖရာတရားသမားဖရာတရားသမားမတရားမှုကိုထိုင်ပြောကြည့်နေတယ်ဖရာတရားသမားကလူတွေမတရားသိနေတာလူတွေမတရားနှိပ်စက်ခံရတာလူတွေမတရားဗဒင်းကျင့်ခံရတာလူတွေမတရားတပ်ဖြတ်ခံရတာကိုထိုင်ပြောကြည့်နေတယ်အဲ့ဒါဖရာတရားသမားအစစ်မှန်မဟုတ်ဘူးစီဒါလက်ကောင်နော်လက်ကောင်ကအဲ့လိုမျိုးညိတ်တာလက်ကောင်3ရက်စီပြီးတညအလုံးတစ်ထောင်မရသေးဘူးတညအလုံးတစ်ထောင်တညမှမရသေးဘူးတကယ်ပဲတညအလုံးတစ်ထောင်မရသေးဘူးနော်တညပိုင်းမှာပြောတာပါနော်အမေရိကန်ဆိုရင်လက်ကောင်ပြီးဆိုရင်လူတွေနားတဲ့အချိန်လူတွေအိတ်ခါနေမှာမြုပ်ဒီအလုံး1000 2000အနည်းဆုံးလက်ကောင်တဲ့အချိန်ရရမယ်ဘုရားညိတ်တယ်ညိုင်ပေမဲ့လည်းအဆုံးမပေးဘူးပြီးတော့ဘယ်လိုမျိုးပဲညိုင်ဘယ်လိုမျိုးပဲဖြစ်ဖြစ်မအေလို့တည်ဖို့အတွက်တော့အဓိကမအေလို့တည်ဖို့ရရတာကြီးနဲ့စောက်မှာပဲစူးစမ်းမှာပဲเนาะဘုရားမိုးစီမှာမနေ့4နိုင်မထိုးသေးဘူးထိုးဖို့က26မိနစ်လို့တယ်အဲ့ဒီ26မိနစ်တည်းမှာမိုးတော့ကြည့်မယ်เนาะဒီ90ကျော်ကဘယ်နှယောက်ထွက်လာမလဲဒီခွေးတွေတည်ဖို့အတွက်ဒီအာနာယူမိတ်ဆာကောင်မတရားတာတွေလုပ်နေတဲ့ဒီမိတ်ဆာကောင်တတ်သမားကောင်တွေဘူးเนาะဘသူကပါဝင်ပြီးတော့တော်လန်တိုက်ထုတ်ကြမလဲထောက်ပံ့ပေးကြမလဲပေါ့90နဲ့တရားမင်္ဂလာပါစေ90နဲ့တရားမင်္ဂလာပါမကွေးတိုင်းကမ်ပိန်းပါဝင်လို့ရပါတယ်เนาะအရေးကြီးပါတယ်မြို့သိမ်းတိုက်ပွဲ6မြို့အခုတိုက်ပွဲတွေဆင်နွှဲနေပါတယ် PDF 9ဖွဲ့စာပါဝင်ပေးလို့ရတယ်တစ်ဖွဲ့ဆိုရင်ငရုတ်ဒီအလုံး1000ကျော်ပြန်ပြီးတော့ထောက်ပံ့ပေးရမှာဖြစ်ပါတယ်ရှင်တစ်လုံးဆိုရင်55ဘတ်ပါ10လုံးဆိုရင်9နဲ့50ပါအလုံး100ဆိုရင်9500ဘတ်ပါအလုံး1000အလုံး1000ဆိုရင်9000နဲ့9000ပါအလုံး1000က9သိန်းနဲ့9000ဘတ်ပါဒီကမ်ပိန်းအားလုံးစုစုပေါင်းဘတ်9သိန်းနဲ့9000မမို့လို့အပ်ပါတယ်အခုလောလောဆယ်မမို့ရတာတော့3သိန်းကျော်နည်းနည်းပဲရသေးပါတယ်ရှင်နော်3သိန်းကျော်ပဲရသေးတယ်2သိန်းနဲ့2000မရသေးဘူးအလုံး4000ပြည့်မှသာလေး2သိန်းနဲ့2000ရမယ်နော်အခုလောလောဆယ်တော့3သိန်းကျော်ပဲရသေးတယ်2သိန်းမပြည့်သေးဘူး
ပြောလဲ50စီမင်္ဂလာပါ USA ကကိုရိုမာတို့ရေနိုင်ငံသားမှာနေလို့ရှိရင်နော်စင်ကာပူငွေမလေးရှားringgit မလေးရှားဆိုရင် ringgit မလေးရှားဂျပန်ကိုရီးယားUSA Australia New Zealand ပါဝင်လို့ရပါတယ်ရှင်ပါဝင်လို့ရပါတယ်အဲ့လိုမျိုးမဟုတ်ဘူးပါဝင်ပေးကြပါဒီဟုတ်တယ်ကိုယ်နိုင်ငံအတွက်ပေါ့နော်ပါဝင်ထောက်ပံ့ပေးကြပါအကူအညီတောင်းပါတယ်မမိုးကလိုချင်တာကတော့မတောင်းမှန်ပဲနဲ့ပါဝင်တာကိုမမိုးကြိုက်တယ်နော်ဘာကမ်ပိန်းလူခံလဲမေးလို့ရတယ်မကွေးတိုင်းအတွက်ပါဒီကမ်ပိန်းဒီပထမကမ်ပိန်းဒီတလပိုင်းကမ်ပိန်း၄ခုစီးတယ်ပထမကမ်ပိန်းကအခုမှမိုးလူခံတဲ့ကမ်ပိန်းကမကွေးတိုင်းပါနော်မြို့သိမ်းတိုက်ပွဲ6မြို့အတွက် PDF 9ဖွဲ့စာအတွက်ကြည်တောင်းကမ်ပိန်းလုပ်ပြီးတယ်ဘတ်ငွေ9သိန်းနဲ့9000ကမ်ပိန်းပါအခုဆိုရင်3သိန်းကျော်ပဲရသေးတယ်2သိန်းမရသေးဘူးစင်60ရောက်မင်္ဂလာပါဒေါ်လာ100လူပေးလို့ဆိုရင်ငရုတ်ဒီအလုံး60နီးပါးရမယ်ဒေါ်လာ50လူပေးလို့ဆိုရင်အလုံး30နီးပါးရမယ် USA ဒေါ်လာပြောတာပါမြန်မာငွေ3သိန်းနဲ့3000လူပေးလို့ဆိုရင်1000ပါရမယ်မြန်မာငွေ3သိန်းနဲ့3000နော်3သိန်းနဲ့3000ကငရုတ်ဒီဘယ်နဲ့တောင်းရမလဲဆက်စစ်တောက်ရမယ်နော်ငရုတ်ဒီဆက်စစ်တောက်ရမယ်56ရောက်မင်္ဂလာပါမနေ့3နာရီ40မိနစ်စီပြီအမိနစ်20ထပ်ဆောက်မယ်54မင်္ဂလာပါဝင်လာတဲ့လူအသစ်တွေမမို့တိကြလာတော့မသိဘူးမမို့အခုဒီတလပိုင်းတလပိုင်းပေါ့နော်ဟို12လပိုင်း29ရက်နေ့ကနေတလပိုင်း9ရက်နေ့အထိကမမို့မကွေးတိုင်းကမ်ပိန်းအတွက်လုပ်ပေးပါတယ်စီဒီမကွေးတိုင်းကမ်ပိန်းရနောက်ဆိုရင်9ရက်နေ့ပါကြည်တောင်းပေါ့နော်ပြည့်အောင်လုပ်ရမယ်ပြည့်အောင်လုပ်ပေးရမှာပေါ့နော်သူတို့နဲ့ဟိုဘယ်လိုကောင်းလဲစကားပြောလို့ပြီးပြီးအစည်းအဝေးတက်လို့လည်းပြီးပြီး နော် 50ရောက်မင်္ဂလာပါ 50ရောက်မင်္ဂလာပါ
နော်သူတို့တစ်ဖွဲ့ကိုကြည်အလုံး1400ကျော်ကူညီပေးရမယ်အမို့လို့ကူညီပေးရမှာပေါ့နော်အခုကဒီကြည်1000ကရက်လက်ပြည့်ခါနေပြီဒါပေမဲ့အလုံး4000မပြည့်သေးဘူးနော်တစ်လုံးဆိုရင်55ဘတ်နော်ကိုကတစ်လုံးပဲနိုင်လို့စင်55ဘတ်ပဲနိုင်လို့စင်တစ်လုံးဖို့လူလို့ရတော့စီနော်လူလို့ရပါတယ်10လုံးနိုင်လို့စင်9နဲ့50ပါအလုံး100လူပေးမယ်ဆိုရင်အစင်ကြေလို့စင်အလုံး100လူပေးလို့ရတယ်ဘာဝင်9500ဘတ်ပါအလုံး1000ဖို့ထောက်ပံ့ပေးမယ်ဆိုရင်9000နဲ့9000ဘတ်ပါနော်ကိုကအများကြီးထောက်ပံ့ပေးခြင်းနဲ့ PDF နဲ့လည်းစကားပြောချင်လို့စင်ရတယ်မလို့တောင်းစီတဲ့နဲ့စကားပြောမယ်ချိတ်ပေးမယ်နော်တဲ့59ရောက်မင်္ဂလာပါစင်မမိုးစောင့်နေပါတယ်1000တန်နဲ့ရောက်လူပေးမဲ့အလူစင်လဲစောင့်နေတယ်နိုင်တဲ့လောက်ထက်ပေးမဲ့အလူစင်လဲမမိုးစောင့်နေပါတယ်စင်နေရပါမမိုးပြတဲ့နေရပါလူပေးမဲ့အလူစင်လားတရားမပေါ်လာဘူးနော်မရှိလဲမမိုးစီတဲ့လောက်နဲ့မမိုးစားလိုက်မယ်ဒီဘာပြူ2000ဆိုရင်36လုံးတော့ရမယ်အစား50ဆိုရင်36ကို80နှုန်းလိုက်6 5 4အလုံး4000ပြဖို့အလုံး900နဲ့44လုံးလိုပါတယ်ကြည်1000ပြဖို့အလုံး6000နဲ့944လိုပါတယ်စိကြည်1000ပြဖို့6500နဲ့44အလုံး4000ပြဖို့9နဲ့44လိုတယ်ဒီဘက်က2000သာစတူထပ်ပေးမဲ့အလူစီလို့စီရင်မမိုး900ကျော်မမိုးရငရုတ်ဒီ900ကျော်400ကျော်ပဲကျန်တော့မယ်ထင်တယ်နော်900ကျော်က400ကျော်ပဲကျန်တော့မယ်ခဏပြောင်းပါနော်ဒီဘက်က2000ဒီဘက်က2000ဆိုရင်4000ဆိုရင်အလုံး100နီးပါပဲဟုတ်ကဲ့မင်္ဂလာပါမကွေးတိုင်းအတွက်ကူညီပေးမလို့လားကတော့လိုင်းပေါ်မှာမရှိဘူးအော်
င်္ဂလာပါမအေးရသေးတဲ့လူတွေလာစာထောက်တဲ့ပြည်သူတို့ရေစောင့်နေပါတယ်မျှော်နေပါတယ်လာစင်အလူစင်ဒီည1000တန်နဲ့ရောက်ပါဝင်ပေးမဲ့အလူစင်စီလို့စင်နဲ့စားရမယ်1000တန်စားတူပါဝင်ပေးတဲ့လူမရှိလဲနိုင်တဲ့လောက်ထည့်ပေးပါလူအနေတဲ့အလုံး6000ကျော်အများဆုံးပြည့်သွားအောင်နော်မအေးလို့မသိမချင်းဘယ်သူမှအဲ့ချိန်မှာမဟုတ်ဘူးမအေးလို့ရရောက်မှမှုကြောင့်ခံစားရတဲ့ပြည်သူတွေကဘယ်သူမှအေးအေးဆေးနဲ့အိမ်မနိုင်ဘာမိုးဆိုရင်တေးအိပ်ပြီးဆိုရင်ထလာပြီးဆိုရင်တော့တေးတယ်တော့အိပ်ဖို့ဆိုတာစိတ်မစည်းတော့ဘူးနော်ဒီမြန်မာပြည်ကြီးလူလိုက်ရင်မရမချင်းအာနာစိတ်မကြဆုံးမချင်းဘယ်သူမှစိတ်မချမ်းသာဘူးလူစိတ်စီးတဲ့လူတွေကပေါ့နော်အလုံး900တိတိပြဖို့40လေးလုံးလိုတယ်။ဘာကြောင့်လဲဆိုတော့ဒီညအလုံး9000ကိုမမို့လို့1000ရချင်တယ်ပေါ့နော်။အဲ့ဒီ1000ထဲမှာအခု900မပြည့်သေးဘူး900ပြဖို့40လေးလုံးလိုတယ်။အလူစင်ဖိတ်ခေါ်တဲ့1000တန်စတူ10ရောက်လဲ10ရောက်ပဲရသေးတယ်2ရောက်လိုသေးတယ်။စောင့်ကြနော်40ရောက်တရားထိုင်ကြမယ်ဆိုရင်ဘာမိုးကစကားမပြောနဲ့တရားဟောပေးမယ်ထိုင်းစာခဏလေးတရားဟောပေးမယ်တရားသမားတွေစီလို့စင်တရားဟောပေးမယ်တရားရလို့စင်မတရားမှုကိုတော်နိုင်ပေးကြပါတရားရလို့စင်အနိုင်ကျင့်ခံရတဲ့အတပြခံတဲ့တတ်တော်တွေကိုကဲတင်ပေးကြပါလို့ပြောချင်ပါတယ်ကဲနော်อิมินาสการินะพุทธังอภิปุชยามะอิมินาสการินะธรรมังอภิปุชยามะအမှန်တကယ်ဆိုရင်ချက်ရမိနဲ့ရတယ်ချက်ရမလည်းရတယ်ပေါ့နော်อิมินาสการินะสังฆังอภิปุชยามะอรหังสัมมาสัมพุทโธภควาพุทธังภควันตังอภิวาเทมิနော်ဒါတခါစီကိုရမယ်စဝခါတောภควตังธัมโมธัมมังนามัสสามิတခါစီကိုရမယ်สุปฏิปันโนภควโตสาวกขันสังโฆสังฆนามามิตะขาสิကိုရမယ်နော်ပြီးတော့နာမောစံကြောนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะ
วันธามิพุทธังสัมปันมิทอสังคมัตถมิพันติวันธามิธัมมังสัมปันมิทอสังคมัตถมิพันติวันธามิสังฆังสัมปันมิทอสังคมัตถมิพันติพุทธังสรณังคัจฉามิธัมมังสรณังคัจฉามิสังฆังสรณังคัจฉามิตุติยมปีพุทธังสรณังคัจฉามิตุติยมปีธัมมังสรณังคัจฉามิตุติยมปีสังฆังสรณังคัจฉามิตติยมปีพุทธังสรณังคัจฉามิตติยมปีธัมมังสรณังคัจฉามิตติยมปีสังฆังสรณังคัจฉามิอิติปิโสภควะอรหังสัมมาสัมพุทโธวิชาจารณังสัมปันโนสุขโตโลกาวิตุอนุตตรโรปุริสธรรมาสารถิสธาเทวมนุสานาพุทโธภควันติสวากขาโตภควตังธัมโมสันติทิโกอาการิโกเอหิปัสสิโกโอปานายิโกปัญจตาเวทิตัมโพวิญโยหิติสุปฏิปันโนภควโตสวะกันเนาะสุปฏิปันโนภควโตสาวกสังโฆโอโชปฏิปันโนภควโตสาวกสังโฆยายาปฏิปันโนภควโตสาวกสังโฆสามิจิปฏิปันโนภควโตสาวกสังโฆยะทิทานจิตาริปุริสังยุขะนิอันทันปุริสังปุมัคคลาไหนมามุแน่ๆมาเลยขนาดเลยเนาะดาบท้ายตยาสาบ่ตะคาตะลีมามูสูดมามูยัวดาเลมามูရဲ့สำเนียงก็ไม่ยากบ่เนาะโหแน่ๆรวยโชดาราเลยสิเด้ขนาดเนาะสามิจิปฏิปันโนก็ต้องสวะยะทิตังจิตาริคะเนาะยายาปฏิปันโนภควโตสาวกสังโฆสามิจิปฏิปันโนภควโตสาวกสังโฆยะทิตังจตาริปุริสังยุคานิอันทังปุริสังอุคลาอิสังภควโตสาวกสังโฆอาหุเนโยปาหุเนโยทักขิเนโยอัญชลีการเนโยอนุตังลัมปุยะเขตังโลกังสันติดารชยมงคลคาถาพระหูสหังสมาพินิมิตังสาวุทันตังคลิมีคัลังอธิตังกูรัสสินามาลังธนาทิธรรมังวิธีนังชิตวังมุนีโทตันติชาสาภวตุเมชยามคลานิมาราตันริกัมมะพิชุชนิตะสัมพันรัตติโคลามปันนายะวะกัมยะวะกัมมันค่ะเนาะโคลามปันนายะวะกัมมันมะคัมมันทัตถายะขันคันติสุทันตังวิธีเนชิตวันมุนีโทตันติชาสาภวตุเมชยามคลานินาราธิรังขัชวรังอติมันตังพุตตังทวะขิจามนาสานิวังสุทันตังมิตังโพสีกังวิธีนังชิตวันมุนีโทตันติชาสาภวตุเมชยามคลานิโอคิตังคันคมะทิหันตังสุทันโรนัตตังทวะติโยชนะปัฏฐังคลิมาลคันตังอิทิปิโสคัตตมโนชิตวังมุนีโทตันติชสาภวตุมิชยามคลันเนาะအလူငွေမထည့်တဲ့အတွက်ကြောင့်မမိုးတရားပဲဟောပြလိုက်တော့မယ်โอเคเนาะတရားဟောလိုက်လို့ရှိရင်အကောင်လုံးကုသိုလ်ရတာပေါ့နော်အကောင်လုံးကုသိုလ်ရတယ်กันตวานามการทำมุตตารังอีวันพระพีนิยามจิจายังภูวะทุทวัจนาชนากายมะเนสานาสุมวิธีนาชิตวามุนีโทตันติชาสาภวตุเมชยามคลานิสัจจังวิหายามติสัจจังกวะทังเกตุวัฏานพิโรปิตามนาอธิตังอธิอันทานพุตตันไปปัญญาปฏิปัญชาลิโตชิตวันมุนีโทตันติชาสาภวตุเมชยามคลานินันโทปนามทานผู้ชักคานวิพุทธามมหิติพุตตินามเทราผู้ชักเขนามธรรมาปัญญาโตอิทุปเทสังวิธีนังชิตวันมุนีโทตันติชาสาภวตุเมชยามคลานิทุกขหานทิฏฐิสุชักเคนามสุทัตระหันทานพรหมวิสุทธิชุดวิสุทธิ
timidity ano visutimity pikam pitana yana kanena witina chitawa munito tanti chasa phawatumi chaya makhalani etampi phutha chayam makhalam anthakam thayo wachano thine sa rate ma Tanti hitawana neka vivithani chupatawani mukha sukha athikam niyana ro sampanyo ပြီးတော့ chai brit mahaka mahakaruniko natho hitanya sampan panina puritawan parami sampan patto sampoti muttama etana sajjam wachena hotumi chaya makhalang Sayan toputi yam mukle sayatna nanti watano ewan ahan wichayo homi chayasu chayamakkalam aparachitam palanke sisi patan wipo khare apiseke sampan puthana akampato pamutante sunakatan sumakkalam supapatan suhotitan sukhano sumuhoto ja suritam plamamจาริสุปะทาคินามกายกรรมังวจากรรมังปะทางคินามปะทางคินามปะทางนับมโนกรรมังปานิทิเตปะทางคินามปะทางคินานิกันตวานามระพันตันถึปะทางคินามภวะตุสัมปามะคลังราคันตุสัพพันเทวดาสัพพพุทธานุภาเวนะสัทธาโสทีภวะตุเมภวะตุสัพพมะคลังราคันตุภวะเทวดาสัมปันธรรมานุภาเวนะสัทธาสุทีภวะตุเมภวะตุสัมปันมัคคราคันตุภวะสัมปันเทวดาสัมปันสังฆานุภาเวนะสัทธาสุทีภวะตุเมถ้าส่งให้คนอื่นให้เปลี่ยนจากคำว่าเมเป็นเตอาวะพระมาถ้าส่งให้คนอื่นให้เปลี่ยนจากคำว่าอาหารวิชาโยโหมีเป็นตะวันวิชาโยโหหิโอเคอาว่าพรหมอิติปิโสเท่าอยู่တဲ့อิติปิโสကိုတဲ့မမိုးအသက်30စနစ်ဆိုရင်မမိုးက30စနစ်ပေါ့နော်30စနစ်ဆိုပေးရမယ်30စစ်ခါဒါတော့မိုးကတနည်းကြောတနည်းပို့သွားအောင်မိုးဆိုမှာပေါ့နော်ဒါอิติปิโสဆိုတာကိုယ့်ရဲ့အသက်နော်ဆိုเกินอายุ1จบอ๋อဥမာက30စနစ်ဆိုရင်39ခါ39နှစ်ဆိုရင်30စနစ်ဆိုရင်39ခါဆိုရမယ်မမိုးอ่ะနာမမိုးအလွတ်ကျလို့ရတယ်ဒီ ETP ဆိုတာကနော် ETP ဆိုဖတ်ကွာမမိုးမထားလိုက်မယ်နော် ETP ဆိုဖတ်ကွာအရဟံသမ္မာသမ္ဗုဒ္ဓဝိချာကြရဏသမ္ပန္နောစုခတောလောကဝိတုအနုတံလောပုရိသဓမ္မစာလတိသထာထေဝမနုသနာဖုဖဖကွာတိ 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 ETP ဆိုဖတ်ကွာအရဟံသမ္မာသမ္ဗုဒ္ဓဝိချာကြရဏသမ္ပန္နောစုခတောလောကဝိတုအနုတံလောပုရိသဓမ္မသထာထေဝမနုသနာဖုဖဖကွာတိ ETP ဆိုဖတ်ကွာအရဟံသမ္မာသမ္ဗုဒ္ဓဝိချာကြရဏသမ္ပန္နောစုခတောလောကဝိတုအနုတံလောပုရိသဓမ္မစာလတိသထာထေဝမနုသနာဖုဖဖကွာတိ ETP ဆိုဖတ်ကွာအရဟံသမ္မာသမ္ဗုဒ္ဓဝိချာကြရဏသမ္ပန္နောစုခတောလောကဝိတုအနုတံလောပုရိသဓမ္မစာလတိသထာထေဝမနုသနာဖုဖဖကွာတိ ETP ဆိုဖတ်ကွာအရဟံသမ္မာသမ္ဗုဒ္ဓဝိချာကြရဏသမ္ပန္နောစုခတောလောကဝိတုအနုတံလောပုရိသဓမ္မစာလတိသထာထေဝမနုသနာဖုဖဖကွာတိ ETP ဆိုဖတ်ကွာအရဟံသမ္မာသမ္ဗုဒ္ဓဝိချာကြရဏသမ္ပန္နောစုခတောလောကဝိတုအနုတံလောပုရိသဓမ္မစာလတိသထာထေဝမနုသနာဖုဖဖကွာတိ ETP ဆိုဖတ်ကွာအရဟံသမ္မာသမ္ဗုဒ္ဓဝိချာကြရဏသမ္ပန္နောစုခတောလောကဝိတုအနုတံလောပုရိသဓမ္မစာလတိသထာထေဝမနုသနာဖုဖဖကွာတိ ETP ဆိုဖတ်ကွာအရဟံသမ္မာသမ္ဗုဒ္ဓဝိချာကြရဏသမ္ပန္နောစုခတောလောကဝိတုအနုတံလောပုရိသဓမ္မစာလတိသထာထေဝမနုသနာဖုဖဖကွာတိ ETP ဆိုဖတ်ကွာအရဟံသမ္မာသမ္ဗုဒ္ဓဝိချာကြရဏသမ္ပန္နောစုခတောလောကဝိတုအနုတံလောပုရိသဓမ္မစာလတိသထာထေဝမနုသနာဖုဖဖကွာတိ
ETP subhakwa alahan sama samputa wajah jalana sampana sukha talu kami tu nutan purus nama salah di sadhati wamnu sana putra pukanti ETP subhakwa alahan sama samputa wajah jalana sampana sukha talu kami tu nutan purus nama salah di sadhati wamnu sana putra pukanti ETP subhakwa alahan sama samputa wajah jalana sampana sukha talu kami tu nutan purus nama salah di sadhati wamnu sana putra pukanti ETP subhakwa alahan sama samputa wajah jalana sampana sukha talu kami tu nutan purus nama salah di sadhati wamnu sana putra pukanti ETP subhakwa alahan sama samputa wajah jalana sampana sukha talu kami tu nutan purus nama salah di sadhati wamnu sana putra pukanti ETP subhakwa alahan sama samputa wajah jalana sampana sukha talu kami tu nutan purus nama salah di sadhati wamnu sana putra pukanti ETP subhakwa alahan sama samputa wajah jalana sampana sukha talu kami tu nutan purus nama salah di sadhati wamnu sana putra pukanti ETP subhakwa alahan sama samputa wajah jalana sampana sukha talu kami tu nutan purus nama salah di sadhati wamnu sana putra pukanti ETP subhakwa alahan sama samputa wajah jalana sampana sukha talu kami tu nutan purus nama salah di sadhati wamnu sana putra pukanti ETP subhakwa alahan sama samputa wajah jalana sampana sukha talu kami tu nutan purus nama salah di sadhati wamnu sana putra pukanti ETP subhakwa alahan sama samputa wajah jalana sampana sukha talu kami tu nutan purus nama salah di sadhati wamnu sana putra pukanti ETP subhakwa alahan sama samputa wajah jalana sampana sukha talu kami tu nutan purus nama salah di sadhati wamnu sana putra pukanti ETP subhakwa alahan sama samputa wajah jalana sampana sukha talu kami tu nutan purus nama salah di sadhati wamnu sana putra pukanti ETP subhakwa alahan sama samputa wajah jalana sampana sukha talu kami tu nutan purus nama salah di sadhati wamnu sana putra pukanti ETP subhakwa alahan sama samputa wajah jalana sampana sukha talu kami tu nutan purus nama salah di sadhati wamnu sana putra pukanti ETP subhakwa alahan sama samputa wajah jalana sampana sukha talu kami tu nutan purus nama salah di sadhati wamnu sana putra pukanti ETP subhakwa alahan sama samputa wajah jalana sampana sukha talu kami tu nutan purus nama salah di sadhati wamnu sana putra pukanti ETP subhakwa alahan sama samputa wajah jalana sampana sukha talu kami tu nutan purus nama salah di sadhati wamnu sana putra pukanti ETP subhakwa alahan sama samputa wajah jalana sampana sukha talu kami tu nutan purus nama salah di sadhati wamnu sana putra pukanti ETP subhakwa alahan sama samputa wajah jalana sampana sukha talu kami tu nutan purus nama salah di wamnu sana putra pukanti ETP subhakwa alahan sama samputa wajah jalana sampana sukha talu kami tu nutan purus nama salah di sadhati wamnu sana putra pukanti ETP subhakwa alahan sama samputa wajah jalana sampana sukha talu kami tu nutan purus nama salah di sadhati wamnu sana putra pukanti ETP subhakwa alahan sama samputa wajah jalana sampana sukha talu kami tu nutan purus nama salah di sadhati wamnu sana putra pukanti ETP subhakwa alahan sama samputa wajah jalana sampana sukha talu kami tu nutan purus nama salah di sadhati wamnu sana putra pukanti ETP subhakwa alahan sama samputa wajah jalana sampana sukha talu kami tu nutan purus nama salah di sadhati wamnu sana putra pukanti ETP subhakwa alahan sama samputa wajah jalana sampana sukha talu kami tu nutan purus nama salah di sadhati wamnu sana putra pukanti Namo tassa bhagavato arahato sama sambuddhassa Namo tassa bhagavato arahato sama sambuddhassa Namo tassa bhagavato arahato sama sambuddhassa Putakam Mulam Putakamu Rapi Putang Tanakamu Rapi Thana Itikayi Kaya Yaya Tiwana Piyata Sutaka Itipisu Bhagawa Yama Rachano Thawasuwano Marana Sukhan Arahan Sukhato Namo Puthaya Chaya Sana Kata Puthang Chitawa Marang Sawahana Chatu Saja Sampan Rasang Yi Piwisu Nakrang Sampan Takhan Karathayu Puthang Athang Visanti Nayakang Sam Saphi Pati Thitang Maithang Mathangi Ti Muni Sara Sisi Pati Tito Maitha Puto Thamo Thawi Ru Chani Sangko Pati Tito Maitha Uri Sampan Kunakaro Hathayi Ne Anurutho Sali
พุทโธจากทักขินีกงทายูพิธิภกรรมมึงมุคลานูจากวมังกีทักขินีสวัสนีไมห่างอสูงอัดนานตันระหุรากัมสามโปจากมหานโมโอภสงวมาสุนังกีเกสันโตพิธิภคมือสุริโยวาปะพังกังโดนิสิโนสิริสัมปันโนโสภิโตมุนีปุคาโวกงมาลกันสามโปเทโรมะเหสีจิตวามทางกูโสไมหาวัฒนานิจังปฏิทิ ปฏิทานสีกุณกันโรปุโนอาคุลิมาโลจากอุปาลีนะทัสีวลีเทระปัญจาอิมิชตานรังเถติลังกามามะเสสาสิติมหเทราวิชิตังชีนาสาวกาเอตาสิติมหเทราชิตวันโตชิโนรักษาชรันตาสีสันติเจนาอังคังมะเคสงสุริตารัตนาปาริโตอาศีทางคินีเมตตังสุตการทันชาคันปัญชาโตอาศีวะเมอาคุลิมาลังกังคันทะโมระปังรัตตันจะอาทานาทิยะสุตการอากาเสชะธนาอาศีเสสาปการาสันทิตาชินานานาภะระสัญยุตตา สตาปการะรักกันตาวตามปีตาทีสัญชตาพหิรัชนาตุปัตตวาอาศีสาวินะยายันตุอานาตันชินาติชสาวสันโตเมสังกิจินาสัทธาสัมพุทธปัญชัตลิชินาปัญชาระมะนาหีวิหารตามหิตาลีสัทธาปารันตุมะสัมปิติมหาปุริสะสัมปันอิชิวมันโตสุโคนโตสุรโคชินานุภาเวนะชิตุปันทาโวธรรมานุภาเวนะชิตาริสังโคสังคานุภาเวนะชิตันตันระโยสันธรรมานุภาเวนะปาริโตชารามิชินาปัญชารักเตชินาปัญชารักเตนิทิตาบอกแพทย์เมตตาเก็บตัวเองเด้โอเคอาหารสุขิโตโฮมิขอให้ข้าพเจ้าจงมีความสุขอาหารสุขิโตอาหารสุขีอะไรอาหารสุขิโตโฮมิขอให้ข้าพเจ้าจงมีความสุขอาหารนิทิโคโฮมิขอให้ข้าพเจ้าจงปราศจากความทุกข์อาหารอาเวโรโฮมิขอให้ข้าพเจ้าจงปราศจากเวรอาหารอภัยบาโนโฮมิขอให้ข้าพเจ้าจงปราศจากความลำบากอาหารอันนิโคโฮมิขอให้ข้าพเจ้าจงปราศจากอุปสรรคสุขีอัตนานปาริหารามิขอให้ข้าพเจ้าจงปราศจากพระลิเนี่ยมาเลยสุขีอัตนานปาริหารามิขอให้ข้าพเจ้าจงมีความสุขกายสุขใจรักษาตรงให้พ้นจากทุกภัยทั้งสิ้นเถิดครับบอกแผ่เมตตาให้สัตว์สงสารสัพเพสัตตาสัตว์ทั้งหลายที่เป็นเพื่อนทุกข์เกิดแก่เจ็บตายด้วยกันทั้งหมดทั้งสิ้นอเวราโหตุจงเป็นสุขเธออย่าได้มีเว้นแก่กันและกันเลยอภัยบาโนโฮมิโนอภัยบาโนโหตุจงเป็นสุขเธออย่าได้เดียนซึ่งกันและกันเลยอันนี้ค่ะโหตุจงเป็นสุขเธออย่าได้มีความทุกข์กายทุกข์ใจเลยสุขีอัตนังปาริหังรันตุจงมีความสุขกายสุขใจรักษาตนให้พ้นจากทุกภัยทั้งสิ้นเถิดโบเพชสุกุสงอิทาเมมาตันปิตัน อิทาเมมาตันปิอิทาเมมาตาปิตุนาโหตุสุขิตังโหตุมาตาปิตังโรพอทรงบนนี้จงสำเร็จแก่มารดาบิดาของข้าพเจ้าขอให้มารดาบิดาของข้าพเจ้ามีความสุขอิทาเมยาตินาโหตุสุขิตังโหตุยาตันโยขอทรงบนนี้จงสำเร็จแก่ญาติทั้งหลายของข้าพเจ้าขอให้ญาติทั้งหลายของข้าพเจ้ามีความสุขอิทาเมครูบานายาจริยานาโหตุสุขิตังโหตุครูบานายาจริยาขอทรงบนนี้จงสำเร็จแก่ครูบาอาจารย์ของข้าพเจ้าขอให้ครูบาอาจารย์ของข้าพเจ้ามีความสุข
อีทานสัมปันเทวตานาโหตุสุขิตังโหตุสัพเพเทวาขอส่งบุญนี้จงสำเร็จแก่เทวดาทั้งหลายทั้งปวงขอให้เทวดาทั้งหลายทั้งปวงมีความสุขอีทานสัมปันเปตานาโหตุสุขิตังโหตุสัพเพเปตาขอส่งบุญนี้จงสำเร็จแก่เปรตทั้งหลายทั้งปวงขอให้เปรตทั้งหลายทั้งปวงมีความสุขอีทานสัมปันวลีนาโหตุสุขิตังโหตุสัพเพเวลีขอส่งบุญนี้จงสำเร็จแก่เจ้ากรรมนายเวรทั้งหลายทั้งปวงขอให้เจ้ากรรมนายเวรทั้งหลายทั้งปวงมีความสุขอีท่านสัปปังสัตนาโหตุสุขิตังโหตุสัพเพสัตตาขอส่งบุญนี้จงสำเร็จแก่สัตว์ทั้งหลายทั้งปวงขอให้สัตว์ทั้งหลายทั้งปวงมีความสุขทั่วหน้ากันเถอะดารอยเสชะวอนนะรอนาให้เจ้ากรรมนายเวรให้เจ้ากรรมนายเวร ข้าพเจ้าขออุทิศบุญกุศลจากการเจริญภาวนานี้ให้แก่เจ้ากรรมนายเวรคณะนาโมข้าพเจ้าขออุทิศบุญกุศลจากการเจริญภาวนานี้ให้แก่เจ้ากรรมนายเวรทั้งหลายของข้าพเจ้าที่ข้าพเจ้าได้เคยล่วงเกินท่านไว้ตั้งแต่อดีตชาติจนถึงปัจจุบันชาติท่านจะอยู่ภพใดหรือพรหมใดก็ตามขอให้ท่านได้รับผลบุญนี้แล้วโปรดอโหสิกรรมและอนุโมทนาบุญแก่ข้าพเจ้าด้วยอำนาจบุญอำนาจนี้ด้วยเถิดนะมัวမင်္ဂလာပါနော်ဒီညတော့အလကားအချိန်မကုန်ပါဘူးနော်နောက်ဆုံးမှအလူစင်မပေါ်လာလဲမမိုးကတရားခေါ်လိုက်တယ်အော်မလေးနော်မမိုးတရားမိုးရတာကြာပြီတို့ဒီတရားစာအုပ်ကလေမမိုးနောက်ဆုံးခေါ်တာပဲရှင်လေဒီလား2023ဘူ SC ဝါတို့ရွှေကောက်ကူမှာဝင်တိုက်တဲ့အချိန်မှာအပိတ်ခံရတယ်တစ္ဆာပေါက်ခံရတယ်အဲ့ဒီညမှာတညလုံးလုံးပေါ့နော်မမိုးတရားခေါ်ပေးတယ်မမိုးကတော်လန်ရေးမအလာအာနာသိန်းကတဲ့ကစသိန်းကတဲ့ကမမိုးကဒီတရားစာအုပ်ကိုကန်လဲမကန်ရဘူးခေါ်လဲမခေါ်ရဘူးဖျားတယ်လည်းမမရှိခွေရတော့မတော်လန်ရေးပဲလောက်တာပေါ့နော်ဒါမဲ့ဘူ SC ဝါအဲ့ဒီညမှာအပိတ်ခံရတယ် PDF နဲ့ PDF တွေအများကြီးပဲအဝိုင်းခံရတယ်သူတို့အားလုံးဘေးအန္တရာယ်ကင်းအောင်မမိုးကတရားဟောပေးတယ်ဒီစာအုပ်ကိုထခါပေါင်းပြန်တော့ရွက်တဲ့အခါပေါင်းများစွာပေါ့နော်ပြီးတော့ပြန်တော့စောင်းပေးတယ်ပြီးတော့နောက်အခုနောက်ဆိုရင်လည်းဒီလိုပဲမမိုးအလူစင်စောင်းနေတဲ့အချိန်မှာမပေါ်လာလို့ရှိရင်မမိုးကအလူစင်စောင်းရင်လည်းတရားဟောလိုက်မယ်နော်အဲ့ဒါကုတူလေးရတယ်နော်ကုတူလေးရတယ်ကို့အတွက်ကုတူရလို့ရှိရင်ကိုချရတဲ့လူတွေအတွက်လည်းသူတို့ရတယ်ကိုချရတဲ့မြန်မာပြည်ကြီးမြန်မာပြည်သူပြည်သားတွေလည်းသူတို့ရတယ်နော်ပြီးသွားတဲ့လူတွေရောအသက်ရှင်နေတဲ့လူတွေရောဒီကုတူကောင်းမှုကိုအရောက်တိုင်ကြပါစေလို့ပဲမမို့နော်အများဝေပြပါတယ်ရှင်message နဲ့ကြည့်လိုက်မယ်ဒီညတော့အဲ့ဒီ2000ကတော့ဘယ်သူမှစတူမပါတော့ဘူးနော်อ๋อရတယ်အမကိုဖုန်းဆက်ရတဲ့အကောင့်နဲ့ပေါ့နော်ဖုန်းဆက်ရတဲ့အကောင့်နဲ့အမကိုပို့ပေးလိုက်မယ်နော်
ဒီပိုင်းနားလိုက်တာအဲ့မှာဟောငါရကောက်ဒီက.com.au. You can pair quotes, get instant cover, and save on your person. သစင်းနာထောင်လိုက်တော့အင်တာတက်မယ်ရေတောက်တာများလုံးလို့မနိုင်တော့ကိုရဒီအကောင့်နဲ့အခုလာ high ပေးပါနော်ဒါဗီဒီယိုခေါ်လို့ရတယ်စကားပြောလို့ရပါတယ်စင်ဦးရေနေရပါရောက်ပြီနော်ကျေးဇူးတင်ပါတယ်33ရောက်မင်္ဂလာပါနေရဒီလုံးပေးလိုက်6540 6540လုံးမမှုစောက်တဲ့2ယောက်မမှုစောက်တဲ့1000တန်လူပေးမဲ့အလူစင်2ယောက်ကမပေါ်လာသေးဘူး1000တန်2ယောက်ပေါ်လာလို့စမိုး4000ရမယ်နော်စတူလူစင်စီးတဲ့စိတ်နော်ရေဟိုကမှတွေ့ပြီနော်စကလောနော်ဒီမှာစောစီတော့က300ထည့်ပေးတယ်ဒီကမှပို့လာပြီဒီနိုင်ခွဲပြီးလို့ရေနောက်ရေဟိုကမှနေရပါနော်မို့တွေ့ပြီနော်စကလောနော်ဟုတ်ကဲ့မင်္ဂလာပါအလူလုံးမလို့လား
Day sale has been extended. Last chance to save 20 to 60%. ထောင်ပါထပ်ပေးမဲ့လူစီလို့စီရင်4000ရမယ်မစီလို့စီရင်ထွက်တော့မယ်နော်မိုးစောင့်နေတာလဲမနေ့9နိုင်ပြတော့မယ်ဒီထက်နောက်ကျလို့စီရင်တော့မနေ့ဖန်နေ့ပိုင်းမှာမိုးထားလို့မနိုင်တော့ဘူးโอเคထွက်တော့မယ်နော်အမိုးထွက်တော့မယ်စာတူ1000ဖိတ်ခေါ်တာကိုစစ်ထောင်ပဲပေါဝင်စစ်ရောက်ပဲပေါဝင်တယ်စစ်ထောင်ပဲပေါဝင်တယ်ဆိုတော့ဒီဘက်ကလည်းစစ်ထောင်ပဲထည့်မယ်နော်ပြောမယ်ဆိုတော့အလုံး4000ပြဖို့အလုံး940လို့လေနော်အလုံး940လိုပါတယ်460ပဲရပါတယ်စင်ဒီညနော်အလုံး460ပဲရတယ်ဒီဘက်က2000ဒီဘက်က2000ဝမ်းထည့်ပေးလို့ဆမ်းမို့အလုံး900ကျော်ရမယ်ဒါပေမဲ့မထဲကြဘူးကျွန်တော်မို့စောင့်နေတာလဲနော်ဟိုနာရီလွန်သွားတာအများကြီးပဲအခုဆိုရင်မနေ့4နာရီ33စီပြီမမို့စောင့်နေတာဟို3နာရီကျော်ဦးကျော်သူထွက်တာနောက်ပိုင်းမှာ3နာရီ3မိနစ်လား10မိနစ်လားမသိဘူးနောက်မထွက်တော့မယ်အားလုံးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်